Welcome. Discover the hidden tales. Myanmar original audiobooks. ရေးတဲ့ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ original audiobook channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီတင်ဆက်ပေးမှာကတော့ဇာရေးဆရာစီဝင်းရေးသားရတဲ့ကာမဝိညာဉ်ရဲ့ကျိန်းစာဆိုတဲ့ဇလန်းရှိကြီးကိုဖတ်ပြတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဇလန်းလေးကိုမစတင်မီမှာခုလိုမျိုးဇလန်းရှိတွေကိုစိတ်ဝင်စားရဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ထားပြီးတော့ notification ခေါင်းလေးကိုလည်းနှိပ်ပေးထားဖို့မမေ့ပါနဲ့ခင်ဗျာကျွန်တော်ကိုပို့ပြီးအားရှိစေဖို့အတွက်လည်းဗီဒီယိုလေးကိုပြပြခံမိကြည့်ရှုကြဖို့ကိုမေတ္တာရက်ခံချင်ပါတယ်။ညလေကောင်းချင်းကတိတ်ဆိတ်လွန်းလာနေပါတယ်။ရန်ကုန်မြို့ရဲ့စင်ကြီးဘုံမှာရှိရဲ့နှစ်ထပ်အိမ်လေးရဲ့အပေါ်ထက်အိတ်ခမ်းလေးထဲမှာတော့လေပြင်းချင်းများတိုက်ခတ်လှုပ်ရှားနေပြီမဲ့လေကိုရဲရင်တယောက်ရဲ့ရင်ထဲမှာတော့မွန်းချက်ပူလောင်နေမိပါတယ်။ကိုရဲရင်ကငယ်စဉ်ကတည်းကမြန်မာရိုးရာဘန်ဒိုပန်ရှိပညာရှင်များကိုစနစ်တကျလေ့လာလိုက်စားခဲ့သူဖြစ်ရာသူရဲ့အာယုံခံစားမှုနဲ့လိုချမှုကတာမန်လူများထက်များစွာတာလွန်ထက်မြက်လာတယ်။သူရဲ့ဘေးမှာအိမ်မောကျနေတဲ့ဇနီးတဲ့နီလာကိုကြည့်ရင်းနဲ့သူရဲ့စိတ်ထဲမှာတော့မရှင်းလင်းနိုင်သေးတဲ့တန်တရားတစ်ခုကအမြင့်တွယ်နေခဲ့တယ်။လုံငန်းသားတစ်ပတ်ခန့်ကစတင်ပြီးတော့နီလာရဲ့အမှုချင်းတွေကတည်တည်တသားပြောင်းလဲလာခဲ့တယ်။နေကင်းမများတွင်ပုံမှန်တိုင်းအိမ်မှုကိစ္စများကိုလောက်ကင်နေပြီမဲ့လေနေဝင်မိုးချုပ်၍တကောင်ရံကိုရောက်လာတဲ့အချိန်တိုင်းနီလာကအခြားလူတစ်ယောက်လာလုံးဝပြောင်းလဲသွားတယ်။ထိုနေ့ညကလည်းဒီနီးဒူပင်ဖြစ်တယ်။နိုင်လက်တံကည7 နာရီကိုကြော်လွန်သွားတဲ့အချိန်မှာတော့အခန်းတွင်းထဲမှာအလွန်ဆူးချသောအနံ့တကူရုတ်တရက်လွင့်ပြန်လာခဲ့တယ်။လီလာပုံမှန်သုံးလေရှိသောတနခါနဲ့ဒါမှမဟုတ်ရင်စပယ်ပန်းနှမျိုးလုံးဝမဟုတ်။ရှေးခေတ်ကယောက်ျားများသုံးလေရှိသောပရိုမိတ်ခေါင်းလင်းစီနန်းနဲ့ဈေးပေါပေါရင်မွေးနန်းတို့ရောရှက်နေတဲ့ညီဆိုးဆိုအနံမျိုးပင်ဖြစ်နေ။ကိုရဲရင်တယောက်မျက်လုံးကိုဖွင့်ကြည့်လိုက်ရအဲ့ရပေါ်မှာကြောခန့်အိတ်နေတဲ့လီလာရဲ့ကိုလုံးလေးကတဖြည်းဖြည်းလှုပ်ရှားလာခဲ့တယ်။လီလာကဂရင်ပေါ်မှာထိုင်လိုက်ပြီးတော့သူမရဲ့သပင်ရှင်များကိုလက်ဖြင့်ပြင်းညင်စွာတတ်တင်လိုက်ပါတယ်။ထိုဟန်ပန်ကလီလာရဲ့ပုံမှန်ဟန်ပန်မဟုတ်ခဲ့ဘူး။အလွန်တရာနွယ်နှောင်းလွန်းနေပြီးတော့ပွဲကပြနေသူတယောက်လိုအမူအရာများလွန်ကဲနေတာကိုကြည့်ရသည်မှာကြောက်ချန့်ပွဲကောင်းနေလှပါတယ်။ဘန်တို့ပညာရှင်တယောက်ရဲ့အလိုလိုသိစေဖြင့်ကိုရဲရင်ရဲ့ခန္ဓာကိုယ်မှာရှိရဲ့ကြွသွားများကအသင့်နေထားတင်းမှသွားခဲ့။အကိုမဟီသေးဘူးလား။နီလာရဲ့နှကမ်းမှာထွက်ပေါ်လာသောအတန်ကကိုရဲရင်ရဲ့ရင်ကောင်းတွေကိုစိတ်ဝင်သွားပါတယ်။အတန်ကနီလာရဲ့အတန်မှသေးချာနေပြီမဲ့လေဦးလေသိန်းနဲ့အတန်ဩစာမှာလုံးဝကွဲပြားနေပါတယ်။ပုံမှန်အားဖြင့်အေဂျင့်စွာစကားပြောတတ်တဲ့နီလာကအခုကမှတော့အတန်ကိုဩရှာရှာလောက်ကဇွဲဆောင်မှုရှိစဉ်တမင်ဖန်ပြီးပြောဆိုနေတဲ့ကဲ့သို့ဖြစ်နေ။ယောက်ျားတစ်ယောက်ကမိန်းမအတန်ကိုအတင်းတူးပပြောဆိုနေလိုမျိုးအတန်မျိုးနဲ့ဆင်တူနေတယ်။ကိုရဲရင်ကကြောရုပ်တစ်ချောက်စိတ်တက်သွားခဲ့။သူဘာပြန်ပြောရမှာကိုမသိခင်မှာပဲနီလာကသူ့ဘက်ကိုလှည့်လာခဲ့ပါတယ်။မိန်ပြပြညာမီးအောင်အောက်မှာတော့နီလာရဲ့မျက်လုံးများကပုံမှန်မဟုတ်ဘဲနဲ့အယောင်လင်းလန့်နေလိုမျိုးထင်နေရတယ်။သူမရဲ့နှကမ်းထောက်မှာမဲပြုံးတစ်ခုကိုချိန်ဆွဲထားပြီးတော့ကိုရဲရင်ရင်မက်ဖို့ကိုလက်တစ်ဖက်လှမ်းတင်လိုက်ပါတယ်။ထိုလက်ရဲ့အထီးတွေကရေခဲတုံးတစ်ခုလိုမျိုးအေးဆက်နေတယ်။ဘန်တို့တန်းခွက်များဖြင့်မြင်းများဖြင့်တမ်းမာသောယောက်ျားတစ်ယောက်ဖြစ်နေပါစေ။ထိုအေးဆက်သောအထီးတွေအောက်မှာတော့ကိုရဲရင်ရဲ့တကူလုံးအကျော်သေးသွားလိုမျိုးခံစားလိုက်ရတယ်။နီလာရဲ့မျက်နှာကသူ့ရဲ့မျက်နှာနားကိုတဖြည်းဖြည်းကပ်လာပါတယ်။ထိုအချိန်မှာပဲနီလာရဲ့မျက်လုံးအိမ်ထဲမှာတော့မိမိဇနီးရဲ့အရေးမဟုတ်ဘဲနဲ့အလွန်ကြမ်းတမ်းတဲ့မျက်နှာပေါက်ရှိရဲ့ဒါမှမဟုတ်မိမဟန်အပြည့်အဝဖမ်းထားတဲ့ဘောင်ရဲတစ်ခုကိုလျှက်တစ်ပြက်မြင်တွေ့လိုက်ရတယ်။မိမိဇနီးရဲ့ခန္ဓာကိုယ်ကိုအသုံးချကမိမိဓမ္မကာမကိုရယူရဲ့ကြိုးစားနေသောထိုဝိညာဉ်ဆိုးကြောင့်ကိုရဲရင်ရဲ့ညာများကလည်းအိမ်မန်ဆိုးများဖြင့်ပြောင်းလဲသွားခဲ့ရလိမ့်မည်ဖြစ်ပါတယ်။နနခင်းနေအောင်ကြီးကဘရင်းပေါက်မှတဆင်းအခန်းထဲကိုကြာရောက်လာတဲ့အချိန်မှာတော့ကိုရဲရင်တယောက်အိယာမှလန်တို့လာခဲ့တယ်။သူရဲ့တကူလုံးကလည်းချွေးမြရွှဲနေပြီးတော့အသက်ရှူနှုံးများကမြန်ဆန်နေစေဖြစ်ပါတယ်။ဂရင်ဘေးကိုကြည့်လိုက်တဲ့အချိန်မှာတော့နီလာကနွမ်းနယ်စားဖြင့်အိမ်မောကျနေတာကိုလည်းတွေ့လိုက်ရပြန်။သူမရဲ့မျက်နှာကဖြူပတ်ဖြူရော့ဖြစ်နေပြီးတော့မျက်ကွင်းမြက်ကဟောက်ပတ်ဖြစ်ကအာရင်ကုန်ခန်းနေတဲ့ပုံစံပေါက်နေပါတယ်။ကိုရင်းကဂရင်ပေါ်မှာအသားရဆင်းလိုက်ပြီးတော့နီလာကိုနှုတ်ကြည့်လိုက်တယ်။နီလာကတော့နဲ့မနှိုးလာဘဲနဲ့အချင်းချင်းခါခါနှိုးမှသာမျက်လုံးများကိုအာယူ၍ဖွင့်ကြည့်လာရတယ်။နီလာကညကဖြစ်ပျက်ခဲ့သမျှကိုလုံးဝမှတ်မိခြင်းမရှိဘဲနဲ့တကူလုံးခိုက်ခဲနေသည်ဟုသာညှိတွားနေခဲ့ပါတယ်။ကိုရင်းကမိမိဇနီးရဲ့ခန္ဓာကိုယ်ကိုတစုံတရာကဝင်ရောက်တုံးချသွားတာကိုဒေဂျာပေါသိရှိလိုက်ရပြီဖြစ်လို့အိမ်မထွက်ခါရက်ွက်ထဲမှာရှိရဲ့ဗရာလောကများเจ้าကိုနည်းနည်းလေးလာထားတဲ့ဘိုးဘွားဆင်ဆက်ဆေးစရာကြီးဥတာလင်းထက်ကိုတွားရောက်တိုင်ပင်ခဲ့ပါတယ်။ကိုရဲရင်ကညစဉ်ကြုံတွေ့နေရသောအနန္တအတန်များနဲ့ဒိုးဆန်သောအထီးတွေများကိုအသေးစိတ်ပြောပြလိုက်တဲ့အခါမှာတော့ဆရာကြီးဥတာလင်းရဲ့မျက်နှာကလည်းဒေတင်သွားပြီးတော့စီကရက်တစ်လိပ်ကိုဖွာရင်းနဲ့သက်ပြင်းတစ်ချက်ချလိုက်ပါတယ်
အေးမင်းပြောတဲ့ပုံစံရဆိုရင်ဒါဟာရိုးသေးချောက်တာမဟုတ်ဘူးကွာရဲရင်ပရာလောကသမိုင်းကြောင်းတွေရပြောရမယ်ဆိုရင်ဒါကမလွတ်မကျွတ်တဲ့အချောင်းမဝိညာဉ်တစ်ကောင်ကမင်းမခန္ဓာကိုယ်ထဲကိုဝင်ပူးပြီးတော့မင်းစီကနေကာမကိုလာယူနေတာပဲကွာဒီလိုဝိညာဉ်မျိုးတွေကအသက်ရှင်စဉ်ကတည်းကသူတို့ရဲ့ခန္ဓာကိုယ်အနေထားကြောင့်သူတို့လိုချင်တဲ့ယောက်ျားတွေရဲ့အချစ်ကိုမရခဲ့ကြဘူးကွာဒီတဲ့အခါမှာလဲအဲ့ဒီယမတ်စိတ်ကဆွဲလန်းပြီးတော့ကာမဘုံမှာတဝဲလေလေဖြစ်နေတတ်ကြတယ်သူတို့ကတာမန်ချိန်မှာကိုယ်ထင်မပြနိုင်ပေမဲ့ညာဘက်တွေမှာသူတို့သဘောကျတဲ့ယောက်ျားတွေရဲ့သမီးတွေသမီးသားတွေရဲ့ခန္ဓာကိုယ်တွေကိုဝင်ပူးပြီးတော့သူတို့မရခဲ့တဲ့ကာမရတာကိုခံစားတတ်ကြတယ်ကွာဆရာကြီးဦးသားရဲ့စကားများကြောင့်ကိုရဲရင်ခြေပြလက်ပြများအေးဆက်သွားခဲ့တယ်မိမိဇနီးတဲ့ရဲ့တန်ရှင်းသောခန္ဓာကိုယ်ကိုနန်လောကသားအချောင်းမဝိညာဉ်တူကလိုလိုချဲလဲနေသည်ဟုသောအတိကသူ့ကိုဒေါသထွက်စေလိုယူသွသွားစေမတတ်ခံစားစေရဒီဝိညာဉ်တွေကအလွန်ကောက်ကျစ်တယ်ရဲရင်မင်းကဘန်ရိုသမားမို့စိတ်တက်ခိုင်းပါပြီမဲ့မင်းကစိတ်တက်နှုတ်တယ်အဲဒီတော့မင်းကိုကြားခံထားပြီးတော့မင်းကိုဆွဲဆောင်နေတာကွာဒီတိုင်းဆက်လို့ထားရင်တော့မင်းမရဲ့ခန္ဓာကိုမင်းရဲ့ဝိညာဉ်မှာအလွင့်ခံရပြီးတော့အဲ့ဒီအချောင်းမဝိညာဉ်ကမင်းခန္ဓာကိုအပိုင်စီးသွားလိမ့်မယ်နော်ဆရာကြီးကဆက်ပြောပါတယ်ဝေရင်ကအိမ်ကိုပြန်လာခဲ့ပြီးတော့ဒုံညာတွန်းအထူးပြင်ဆင်မှုများကိုလှုပ်ဆောင်ရန်ဆုံးဖြတ်လိုက်တယ်မိချစ်ရသောဇနီးတဲ့ကိုကဲတင်ရန်သူရဲ့တိုင်းပညာများသာမကစိတ်တဲ့ခိုင်မာမှုများကိုပါအသုံးချရတော့မှာဖြစ်ပါတယ်နေဝင်မိုးချုပ်ချိန်ရောက်ရှိလာတဲ့အခါမှာတော့အိမ်ထဲမှာရှိတဲ့လေထုကဘုံမို့လေးလံသားလိုမျိုးခံစားလိုက်ရတယ်ဝေရင်ကဆရာကြီးဦးသားတင်ပေးလိုက်သောအကောင်ွယ်မန်နန်ကျိုးများကိုအိတ်ခမ်းရဲ့တောင်လေးတောင်မှာချီနှောင်ထားလိုက်ပါတယ်အိမ်နောက်မှာတော့သူ့ရဲ့ဘန်တို့ပညာမှတင်ကြားထားသောစိတ်ကိုတည်ငြိမ်စေတဲ့အာနာပါနကျင့်စဉ်ကိုအသုံးပြုခါမိရဲ့စိတ်အာရုံကိုစူးစိုက်ထားလိုက်တယ်။ညာဆိုင်တိုင်းခွဲခံမှာတော့နီလာကအိယာဘောကိုဝင်ရောက်သွားပြီးတော့မကြမီပါပင်အိမ်မော့ကျသွားခဲ့ပါတယ်။ကိုရဲရင်ကမိကိုမိန်ထားပြီးတော့နီလာရဲ့ဘေးမှာအကေးကလေးစောင့်ကြည့်နေခဲ့တယ်။တကောင်းရင်ချင်းကိုရောက်ရှိလာတဲ့တပြိုင်နက်အခန်းထဲမှာရှိတဲ့လေထုကလည်းရုတ်တရက်အေးစိမ်သွားပြီးတော့ဒေါ်ရင်းနှီးနေသောရိုမိတ်နဲ့ရေမွေးပေါင်းဆက်ထားတဲ့ရေစိုးစိုးနန်ကြီးကထွက်ပေါ်လာပြန်တယ်။ဒီလိုက်ရဲ့ခန္ဓာကိုယ်ကတွန့်လင်သွားပြီးတော့ကရင်ပေါ်မှာရုတ်တရက်ထထိုင်လိုက်တယ်။ဒါပေမဲ့လည်းဒီတစ်ချိန်မှာတော့ကိုရဲရင်ဘက်ကိုလှည့်မလာတော့ဘဲနဲ့အခန်းထောက်မှာရှိရဲ့မန်တင်ကုန်ဘက်ကိုဖြင်းညံ့စွာရောက်သွားခဲ့ပါတယ်။ကိုရဲရင်ကကရင်ပေါ်မှာဆင်းကဒီလိုက်ရဲ့နောက်မှာတိတ်ဆိတ်စွာလိုက်သွားခဲ့တယ်။ဒီလာကမန်တင်ကုန်ရှိမှရက်ကမှန်ထဲမှာရှိရဲ့လူမရဲ့ပုံရိပ်ကိုစက်ကြည့်နေတယ်။မန်ထဲမှာပေါ်နေသောပုံရိပ်ကဒီလိုက်ရဲ့ပုံရိပ်မဟုတ်ဘဲနဲ့နှကန်းကြီးများရဲတောက်ဆိုးတာကညက်တောင်ကော်စေးများကွက်နေတဲ့ကြမ်းတမ်းသောမျက်နှာပေါင်းနဲ့ယောက်ျားတစ်ယောက်ရဲ့ပုံရည်ကြီးဖြစ်နေတာကိုရဲရင်တယောက်ရှင်းလင်းစွာမြင်လိုက်ရတယ်။အကိုဒီညာရောအခန်းကိုတေချာကားခွဲလှုပ်ထားလား။ဒီလိုက်ရဲ့နှကန်းမှာအော်ရှာတန်ကြီးကထွက်ပေါ်လာပါတယ်။မှန်ထဲမှာပုံရိပ်ကကိုရဲရင်ကိုလောင်ပြောင်လိုမျိုးပြုံးပြနေ။အဲဒီနောက်မှာတော့ဒီလိုက်ရဲ့ခန္ဓာကိုယ်ကကိုရဲရင်ဘက်ကိုရုတ်တရက်လှည့်လာပြီးတော့အလွန်မြန်ဆန်တဲ့အချိန်နဲ့ကိုရဲရင်ရဲ့ရင်ဘက်ကိုတွန်းထုတ်လိုက်ပါတယ်။ကိုရဲရင်တယောက်ကတော့ဘန်တို့ခြေခွက်ပြင်းရဲ့နောက်ကိုလှန်ဆုပ်ကအန်ချက်ထိမ့်လိုက်နိုင်ပေမဲ့လေမိမသားတယောက်ထံမှမထွက်ပေါ်လာနိုင်တဲ့အင်အားကြောင့်အံ့အားတင်သွားရတယ်။အကူကဘန်တို့သမားဆိုတော့တန်မာရယ်နော်။ကျမကအဲ့လိုတန်မာတဲ့ယောက်ျားတွေကိုပို့သဘောကျတာ။အကူစောင့်ကြည့်နေတာကြားလာပြီ။ဒီမိမရဲ့ကိုယ်ထဲဝင်ရတိတ်တော့အားမရသေးဘူး။ကျမလိုချင်တာအကူရဲ့ဝိညာဉ်ပဲ။စကားဆုံးလာတဲ့တပြိုင်နက်နေလာရဲ့လက်များကကိုရဲရင်ရဲ့လက်ပြင်းစီကိုလျှက်ပြက်ပြေးဝင်လာခဲ့ပါတယ်။ကိုရဲရင်ကမိမိရဲ့ခန္ဓာကိုယ်ကိုကိုရဲရင်ကမိမိဇနီးရဲ့ခန္ဓာကိုယ်ကိုမထိခိုက်စေရင်ရှောင်းတိန်ရင်နဲ့ဒေါ်ဝိညာဉ်စိုးကိုမိကဲ့သို့နှင်းရမိကိုအလင်းမြန်စဉ်းစားနေရတယ်။အခန်းထဲမှာရှိတဲ့မီးလေးများကတစ်ဖြက်ဖြက်လင်းလိုက်မိတ်လိုက်ဖြစ်သွားပြီးတော့အချောင်းမဝိညာဉ်ရဲ့တန်ရောင်လိုက်ရေမောတန်ကြီးကလည်းအခန်းတစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့ရ။နောက်ထပ်အခန်းမှာတော့မိကဲ့သို့သောအခြေအနေများဇက်လက်ကြုံတွေ့ရမိကိုရင်တပူပူနဲ့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ကိုရဲရင်ရဲ့လေပင်စီကိုလျှက်တစ်ပြက်ပြေးဝင်လာတော့လီလာရဲ့လက်များကတာမန်မင်းသားတယောက်ရဲ့ခွန်အားမျိုးမဟုတ်ဘဲနဲ့တန်မဏိညကြီးတစ်ခုပေါ်မှာအလွန်တရာပြင်းထန်လှနေလက်စင်မီးသီးရဲ့အလင်းရောင်ကမိတ်တို့ပြည့်နေပြီးတော့အခန်းထဲမှာရှိတဲ့လေထုကလည်းအေးဆက်ခဲဝင်ကအသက်ရှူရမင်းခက်ခဲလာပါတယ်ပရိုမိတ်နဲ့ရင်မွေးဆက်ထားတဲ့ညီဆွတ်ဆွတ်အနံကြီးကပုံမပြင်းထန်လာပြီးတော့ကိုရဲရင်အာယုံမြောက်ကိုဒုံတိုင်းသွားစီရဲ့ဘီယာပေးနေတကယ်လို့ရှိနေဒါပေမဲ့လည်းငယ်စဉ်ကတည်းကခက်ခဲကြမ်းတမ်းသောဘန်လိုတန်းကွက်များကိုလေ့ကျင့်ခဲ့သူပြီးကိုရဲရင်ရဲ့စိန်လုံးကလည်းမတုံမလှုပ်တည်ငြိမ်နေစေဖြစ်ပါတယ်သူကတောင်းစစ်တဲ့ခြေခွက်ကိုအသုံးပြုကဘေးဘက်ကိုတာယာရှောင်းတိန်လိုက်ပြီးတော့နီလာရဲ့လက်ကောက်ဖို့ကိုဖမ်းဆွဲရန်ကြိုးစားလိုက်တယ်။ဒါပေမဲ့လည်းထိုချောင်းမဝိညာဉ်ကကိုရဲရင်ရဲ့လှုပ်ရှားမှုများကိုကြိုတင်သိမြင်နေတကယ်တော့နီလာရဲ့ခန္ဓာကိုယ်ကိုလိုအပ်သလိုကွေးညွတ်ကရှောင်ရှားသွားပါတယ်။မန်နဂွန်ရှင်းမှာရဲနေတဲ့နီလာရဲ့မျက်နှာကပုံမှန်မဟုတ်သော
ဇက်ပို့မင်းသမီးတူဦးရဲ့အမူအရာမျိုးဖြင့်မေပြုံပြုံးပြနေပြီးတော့အော်ရှာရှာယောက်ျားတန်ကြီးဖြင့်တခက်ခဲရဲမော့လိုက်ပါတယ်အကိုဘာတွေများကြိုးစားနေရလဲကျမကိုတိုက်ခတ်ချင်တာလားဒါမှမဟုတ်ဒီမိမရဲ့ကိုလုံးလေးကိုနာကျင်အောင်လုပ်ရက်လို့လားစကားဆုံးမစကားတန်သုံးတာနဲ့ဝင်းကျင်စိုးကနီလာရဲ့လက်ချောင်းများကိုအသုံးပြုကသူမရဲ့ကိုပိုင်မျက်နှာကိုကုတ်ချင်ရင်ဟန်ပြင်လိုက်ပါတယ်ကိုရဲရဲ့လုံသားတစ်ချက်ဆူအောင်သွားတယ်မိမိရဲ့ချစ်စနီးခန္ဓာကိုယ်ကိုဇဇမိမိရဲ့ချစ်စနီးခန္ဓာကိုယ်ကိုတစားကန်လောက်ကအကြက်ကင်နေတော့ထိုလူရုံမှာဝင်းကျင်ကိုသူ့အလွန်တရာဒေါသထွက်မိသွားတယ်ဒါပေမဲ့လည်းဒေါသကိုရှေးထဲမတိမ်မနဲ့စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်လိုက်ပါတယ်မင်းဘာတူလဲကွာငါမိမခိုးတဲ့နဲ့အခုချင်းထွက်သွားစမ်းမင်းလိုချင်တာငါအသက်ဆိုရင်ငါ့ကိုတိုက်ရိုက်လာခဲ့သူများခန္ဓာကိုယ်သုံးချပြီးပုံမနေနဲ့ကွာကိုရဲရင်ကအန်ကိုချိတ်ကတော်လုံးမှုကင်းသောအတိုင်းဖြင့်တုံ့ပြန်လိုက်ပါတယ်။အိုးအကိုကတိတ်တက်ကောင်းတာပဲ။ဒါပေမဲ့ကျမအကိုချက်ချင်းတက်ပြစ်ဖို့တော့စိတ်ကူးမရှိသေးဘူး။အကိုရဲ့ခွန်အားတွေအကိုရဲ့အချစ်တွေကိုကျမဒီမိမခန္ဓာကိုယ်တွေကနေတဖြည်းဖြည်းချင်းအရသာခံပြီးတော့စုပ်ယူမှာနော်။ဝိညာဉ်စိုးကစကားပြောနေစမှာပဲကိုရဲရင်ကဂရင်ဘေးမှာရှိရဲ့ဘုံပေါ်မှာတင်ထားသောဆရာကြီးဦးသားနဲ့ပေးထားတဲ့အင်ဂျိုကိုမျက်စိထောင်းမှာကဲခတ်လိုက်ပါတယ်။သူရဲ့ရွေချက်ကဝိညာဉ်စိုးကိုမေးမိစေရဲ့မျက်နှာမူရကိုပုံမှန်တိုင်းထားရှိကဘန်တို့ရဲ့မွေဟောက်ခြေခွက်ဖြင့်နီလာရဲ့နှီးကိုတဖြည်းဖြည်းတိုးကပ်သွားတယ်။ရုတ်တရက်ကိုရဲရင်ကအလွန်မြန်ဆန်သောအချိန်ဖြင့်အရေးကိုခုံဝင်လိုက်ပြီးတော့နီလာရဲ့ပကုံးနှုတ်ကိုဖမ်းချုပ်လိုက်ပါတယ်။ဝိညာဉ်စိုးကရုံထွက်ရန်ကြိုးစားပေမဲ့လည်းကိုရဲရင်ကဘန်တို့ရဲ့နူးညံ့သောဖမ်းကွက်ကိုအသုံးပြုကနီလာရဲ့လက်နှစ်ဖက်ကိုနောက်ကိုကြောတန်းကျချီလိုမျိုးချုပ်လိုက်ပါတယ်။နီလာရဲ့ခန္ဓာကိုယ်ကပြင်းထန်ရုံးကန်နေပေမဲ့လည်းကိုရဲရင်ရဲ့တိုင်းပညာနဲ့ရင်သားရနေသောခွန်အားကိုတော့လုံးဝမရှင်းနိုင်ခဲ့ဘူး။ဒီချိန်မှာပဲကိုရဲရင်ကသူ့ရဲ့လွတ်နေသောလက်တစ်ဖက်ဖြင့်အင်ဂျိုကိုလှိမ့်မြန်စွာလှမ်းယူကနီလာရဲ့လေပင်မှာဝင်းလုံးစွတ်ချီနှောင်လိုက်ပါလေတော့တယ်။အင်ဂျိုကလေပင်ကိုကြောက်သွားနေတဲ့ပြန်နဲ့နီလာရဲ့ပါးစပ်မှာအလွန်တရာနားခွင့်မတတ်ဆူးရှာသောအော်ဟစ်တန်ကြီးထွက်ပေါ်လာပါတယ်။ထိုတန်ကယောက်ျားသားနဲ့မိန်းမသားရောရှက်နေသောချောက်ချားပွေရာအတန်ကြီးဖြစ်ပြီးတော့အခန်းတစ်ခုလုံးကအမှန်များဖြင့်ဒုံဟာသွားကြတယ်။အဲဒီနောက်မှာနီလာရဲ့ခန္ဓာကိုယ်လေးကကျိုးဖြတ်ချခံရသောရုပ်သေးရုပ်ပမာအာရင်ကုန်ခန်းကကျမ်းမြေမော်ကိုခွေခောက်ချဆင်းသွားပါလေတော့တယ်။ရဲရင်ကချက်ချင်းပင်နီလာကိုပွေရှိကဂရင်မော်ကိုတင်ပေးလိုက်တယ်။နီလာရဲ့ခန္ဓာကိုယ်လေးကရေကလုံးတစ်ခုလိုမျိုးအစ်ဆန်နေပြီးတော့သွေးကြောများဖြင့်ပြာနှံ့နေတဲ့ကဲ့သို့ထင်နေရတယ်။ကိုရဲရင်ကဒီအိမ်ထဲမှာဒီညအတွက်ဆက်နေရမသိတော့ကြောင်းအမြန်ဆုံးဖြတ်လိုက်ပါတယ်။ညရင်းချင်းဖြင့်သူကကားကိုအိမ်ရှိကိုထုတ်ကသတိလစ်နေသောနီလာကိုကားနောက်ခန်းမှာတေးရစွာနေရချပေးလိုက်တယ်။အိမ်နောက်မှာဆရာကြီးဦးသားရင်းရဲ့အိမ်ရှိရာရက်ကွက်အဟောင်းဘက်ကိုအမြန်ဆုံးမောင်းနေလာခဲ့ပါတယ်။ရန်ကုန်မြို့ရဲ့ညလေကောင်လမ်းမများကလူသူကင်းမက်ကချောင်းကပ်နေပြီးတော့လမ်းမီဒိုင်များရဲ့အဝါရောင်အလင်းရောင်အောက်မှာတော့ကိုရဲရင်ရဲ့ကားလေးကအချိန်ဟုန်ပြင်းနေသွားပြေးသွားနေပါတယ်။ကားမောင်းနေစမှာပဲနာကြီးမမတဆင်းနီလာကိုလှမ်းကြည့်လိုက်တဲ့ထိုချောင်းမှာဝင်းကြီးရဲ့အော်ရှာရှာရဲမောတန်ကြီးကိုသူ့ရဲ့နားထဲမှာပြန်လဲကြားရောက်နေမိစေဖြစ်ပါတယ်။ဇာကြီးဦးသားရဲ့ခြံဝင်းထဲကိုကားဝင်လာတဲ့အခါမှာတော့အချိန်မှ2နာရီခွဲခန့်ရှိနေ။ဇာကြီးကအဲ့ရမဝင်သေးပေနဲ့ဖျားခန်းထဲမှာဖျောင်းနဲ့မီးမြထွန်းကြီးကဗရီးစိတ်နေရာကိုတွေ့လိုက်ရတယ်။ကိုရဲရင်ကအိမ်ပေါ်မှာဆင်းကအိမ်တကားများကိုခောက်လိုက်တာနဲ့ဆရာကြီးရဲ့တပည့်ဖြစ်သူကတကားလာဖွင့်ပေးပါတယ်။ကိုရဲရင်ကဖြစ်ကြောင်းကုန်းစင်းကိုလှည့်မြန်ပြောပြလိုက်ပြီးတော့နီလာကိုဆရာကြီးရှိကိုပွေ့ချီကခေါ်ဆောင်လာခဲ့တယ်။ဆရာကြီးဦးသားရင်ကဗရီးကိုချကနီလာရဲ့လက်ပင်မှာအင်ဂျိုကိုစစ်စစ်ကြည့်လိုက်။အင်ဂျိုရဲ့ရောင်မမူလဝါရောင်မဟုတ်ဘဲနဲ့မဲနဲ့တော့ရောင်ကိုပြောင်းလဲနေပြီးတော့ဗီဒီယိုဂိမ်းများတစ်ခုလိုမျိုးပူနွေးနေစေဖြစ်နေအောင်ကိုလည်းတွေ့လိုက်ရပြန်။ဆရာကြီးကမျက်မှောင်ကုတ်သွားပြီးတော့လေးနဲ့တော့အတန်ဖြင့်ပြောလိုက်ဒီကောင်ကတော်တော်စွမ်းတယ်ပြီးတော့အညိုးကြီးရဲ့ကောင်မဲရဲရင်မင်းအချိန်မင်းအင်ဂျိုဆွတ်နိုင်လိုက်လို့ပေါ့ကွာတော်သေးရပေါ့မဟုတ်ရင်မင်းမရဲ့ဝိညာဉ်မှာအလွင့်ခံရပြီးတော့ခန္ဓာကိုယ်ကိုအပြီးနဲ့တိမ့်ပိုက်သွားနိုင်တယ်အခုတော့အင်ဂျိုရဲ့အဟန်လားကြောင့်သူခစ်တာစုပ်ကွာသွားတာပဲရှိသေးတယ်လုံးဝထွက်သွားတာမဟုတ်သေးဘူးကွာဝေရဲရင်ကတပြင်းတစ်ချက်ချလိုက်ပြီးတော့ကျွန်တော်ဘာဆက်လုပ်ကြမလဲဆရာကြီးသူကဘာကြောင့်ကျွန်တော်မိမကိုမှရွေးပြီးတော့ပြစ်မှတ်ထားရလဲဗျာဆရာကြီးကဘုရားသခင်ရှင်မရှိတဲ့ရေမန်းဝတ်ကိုယူကနီလာရဲ့မျက်နှာဘက်ကိုနှဲငယ်ပတ်ပြန်ပေးလိုက်ပြီးတော့အဲဒီနောက်မှာတော့ကိုရဲရင်ဘက်ကိုလှည့်ပြီးဆက်ပြောပါတယ်မနေ့ကမင်းပြောခဲ့တဲ့ရေချိုးခန်းတွေကကျိုးနေတဲ့တစ်သားဘီးတင်ကြောင့်တစ်သားဘီးတင်အကျိုးကြောင့်ငါစဉ်းစားကြည့်ရဲကွာအဲဒီဘီးတင်မင်းတို့ဘယ်ဟာရခဲ့ရလဲတေချာပြန်စဉ်းစားစမ်းကိုရဲရင်ကမျက်နှာကိုချကစဉ်းစားကန်းဝင်သွားပါတယ်အဲဒီနောက်မှာတော့လွန်ခဲ့သောတစ်လခန့်ကသူတို့ဇနီးမောင်နှံညာဘက်ကိုဖျားဖူးသွားစဉ်မှာမြို့ဟောင်းတစ်ခုမှရှိရဲ့ရေအောင်ပစ္စည်းရောင်းတဲ့တစ်ခုမှနီလာကသဘောကျရဲ့ဝယ်လာခဲ့သောရေအောင်တစ်သားဘီးတင်ဖြစ်ကြောင်းကိုလည်းသတိရသွားတယ်ထိုပြီးမှလက်အောင်များပစ္စည်းထိုပြီးမှလက်ရံများပြီးတော့ရှေးအောင်ငွေသက်များပါဝင်နေလို့နီလာကနေ့စဉ်30ခဲချင်းသာဖြစ်တယ်အေးအဲ့ဒီဘီးတင်ကရိုးရိုးဘီးတင်မဟုတ်ဘူးကွရဲရင်အဲ့ဒါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာအော်လန်ပညာလိုက်စားတဲ့နာမည်ကြီးချောင်းမတယောက်ရဲ့အသုံးဆောင်ဖြစ်ဖို့များတယ်သူတို့လိုလူမျိုးတွေကတေကန်နေချိန်မှာသူတို့ရဲ့မကြည်နပ်ချက်တွေ
လွယ်လံမှုတွေကိုနေစဉ်သုံးဆွဲတဲ့ပစ္စည်းတွေမှာထည့်သွင်းပြီးတော့ချိန်စာတိုက်ခတ်ခဲ့ကြတယ်ကွာမင်းမိမအဲ့ဒီဘီးတင်ကိုနေတန်းကောင်းပြီးဖို့သုံးလိုက်တဲ့ချိန်ကစပြီးဒီဝိညာဉ်ကမင်းမိမရဲ့ကိုယ်ငွေသက်ကိုရယူသွားပြီးတော့ဝင်ဘူးဖို့လမ်းစာပွင့်သွားတာပဲဟိဆရာကြီးရဲ့ရှင်းပြချက်ကြောင့်ကိုရဲရင်ကမိမိရဲ့ပေါ်ဆောင်မှုအတွက်မိမိကိုယ်ကိုပြစ်တင်မိသွားတယ်ဒီပြဿနာကရုတ်တရက်ကြာပန့်ပေါ်လာခြင်းမဟုတ်ဘဲနဲ့အကြောင်းတရားတစ်ခုကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းကိုသူနားလည်လိုက်ပါတယ်ဒါဆိုကျွန်တော်တို့အိမ်ပြန်ပြီးတော့အဲ့ဘီးတင်ကိုမီးရှို့ပစ်လိုက်အောင်ရမလားဆရာကြီးကိုရဲရင်ကမျောလင်းချက်တစ်စုံတစ်ရာဖြင့်မေးမြန်းကြည့်လိုက်တယ်မရဘူးရဲရင်ဘီးတင်ကိုဖျက်ဆီးပစ်လိုက်ရုံနဲ့ဝိညာဉ်ကပျောက်သွားမှာမဟုတ်ဘူးကွာပိုတော်ဒေါသထပ်ပြီးအညှို့ကြည့်လာလိမ့်မယ်သူကအခုဆိုရင်မင်းမရဲ့ခန္ဓာကိုယ်နဲ့အတော်လေးကျွမ်းဝင်နေပြီငါတို့သူ့ရဲ့ဇင်းမြတ်တိကျကိုရှားမယ်သူဘာလို့လဲအသက်ရှင်နေတာဘာတွေဖြစ်ခဲ့တယ်ဘာကြောင့်ဒီလောက်ထိစွမ်းထပ်ပြီးတော့ကာမကိုမမောနေရတယ်ဆိုတော့တိမှသူ့ရဲ့ဆွဲလန်းမှုကိုဖြေလျှော့ပြီးတော့အပိဒံချုံနှောင်နိုင်မှာကွာဒီကိစ္စကနေချင်းညာချင်းပြီးမဲ့ကိစ္စတော့မဟုတ်ဘူးဟဲ့ဒီဝိညာဉ်ကတာမန်တရားစိတ်လို့မဟုတ်ဘဲနဲ့ပညာပါတဲ့နံလောကသားဖြစ်နေတော့မင်းတို့လင်မြန်းနေတော့ရှေ့ဆက်ပြီးတော့ခက်ခဲတွေအများကြီးရင်ဆိုင်ရအောင်မှာကွာဆရာကြီးကအလွန်တတိထားမယ်အနေထားကိုရှင်းပြလိုက်ပါတယ်နည်းနည်းလင်းအားကြီးချိန်ကိုရောက်ရှိလာပြီဖြစ်တယ်ဆရာကြီးရဲ့အိမ်ရှိညောင်မင်းကြီးစီမှာအချိန်ခါမဟုတ်အော်မီလိုက်တော့ညိုင်းကတကောင်ရဲ့အော်တန်ကိုကြော့ချန့်ပွဲရကြားလိုက်ရပါတယ်ဝေရင်ကဖျားခန်းရှိမှအိမ်မောချနေတဲ့နေသားကိုကြည်ရင်းနဲ့မိမိချစ်ရတဲ့သူကိုကာကွယ်ရန်မိသည့်ရန်နဲ့မိသည့်အန်ရဲ့မျိုးကိုမဆိုရင်ဆိုင်ရန်ခိုင်မာသောဆုံးဖြတ်ချက်ကိုချလိုက်ပါတယ်ဒါပေမဲ့သူတို့ရင်ဆိုင်ရမယ့်ရာကတာမန်ဝိညာဉ်တကူမဟုတ်ဘဲနဲ့အခန်းဆက်ပေါင်းများစွာရင်ဆိုင်ဖြည့်ရှင်းရမယ်အမောင်လောကကြောက်မပွဲရကောင်းလာတဲ့လက်ဝဲချက်ကြီးတစ်ခုဖြစ်ကြောင်းကိုတော့ကိုရဲရင်တယောက်အပြေးအဝမသိရှိခဲ့သေးပါဘူးဒါမဲ့ညံများမှာတော့ဘုံမောကျန်းတဲ့ဝိညာဉ်ရေးရတိုက်ပွဲများကသူတို့ကိုစောင့်ကြိုနေခဲ့လေပြီဖြစ်ပါတယ်နနက်ခင်းနေအောင်ကြီးကရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာကြားရောက်နေပြီဖြစ်ပေမဲ့လည်းကိုရဲရင်ရဲ့ရင်ထဲမှာတော့အမောင်တို့ကကြီးစိုးနေစေဖြစ်ပါတယ်ဆရာကြီးဦးသာရင်ရဲ့အိမ်မှာတော့နီလာကိုစိတ်ချယုံကြည်ရသောတပည့်များနဲ့အနံ့ထားခဲ့ပြီးတော့ကိုရဲရင်တယောက်တည်းမိမိရဲ့နေကိုပြန်လာခဲ့ပါတယ်ရည်ရွယ်ချက်ကတော့ဒိုချောင်းမှာဝိညာဉ်အတိုင်းမြုံဖြစ်သောရှေးအောင်တစ်သားဘီးတင်ကိုသွားရောက်ယူဆောင်ရင်သာဖြစ်တယ်ဆရာကြီးကဘီးတင်ကိုကိုင်းတွဲရတွင်အသုံးပြုရန်အတွက်အထူးစီရင်ထားသောအင်းမှန်တန်ကွက်မြန်ပါဝင်တဲ့အနီရောင်ပိဿစကိုပေးလိုက်ပါတယ်ဒိုပိဿဖြင့်တေးရစထုတ်ပိုးပြီးမှယူလာခဲ့ရင်နဲ့လမ်းနဲ့မြည်သည့်အတန်ချာချာနောက်ကိုလှည့်မကြည့်ရန်တင်းကျပ်စွာမှားချလိုက်ပါတယ်အိမ်ရှိကိုကားထိုးရက်လိုက်တဲ့အချိန်မှာတော့အိမ်လေးမှာပုံမှန်တိုင်းအေးချမ်းနေတဲ့အသွင်ရှိနေပြီမဲ့လေကိုရဲရင်စိတ်အာရုံထဲမှာတော့တစုံတစ်ခုလွဲချော်နေမှန်းကိုတည်တည်တသာခံစားနေရတယ်အိမ်ငါးတော့ကိုဖွင့်ပြီးတော့အထဲကိုဝင်လိုက်တာနဲ့အပြင်ဘက်မှာနေအောင်ကြီးရဲ့ပူချိန်ကအိမ်တွင်းဘက်ကိုလုံးဝကိုးဆန်လာခြင်းမရှိရကိုလည်းသတိထားမိလိုက်ရတယ်အိမ်ထဲမှာရှိတဲ့လေလူကစောင်းနေညောင်းလက်ကောင်ကဲ့သို့အေးဆက်ခဲဝင်နေပြီးတော့လူသူကင်းမဲ့နေသောဒိန်ញိုင်ကိုတစ်ခုတည်းကိုဝင်ရောက်သွားတဲ့ကဲ့သို့ကြောက်ချားပွဲကောင်းနေလောက်ဝေရင်ကမိမိရဲ့စိတ်ကိုတင်းငင်းစေရန်ဘန်တို့တိုင်းပညာရဲ့အခြေခံဖြစ်သောအာနာပါနဝင်သက်ထွက်သက်ကိုမန်မှန်ရှူရှာရင်းနဲ့အိမ်တော်ဖေးရေချိုးခန်းစီကိုခြေလန့်မှန်မှန်ဖြင့်ရှောက်သွားလိုက်ပါတယ်ရေချိုးခန်းတကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့တို့ရင်းနှီးနေသောရိုမိတ်ခေါင်းလင်းစီနန်းနဲ့ဈေးပေါ်ပေါ်ရေမွေးထန်းတို့ကရောရှက်နေသောညီဆိုးဆိုးနန်းကြီးကစီးကျူတိုက်ခတ်လာပါတယ်မောင်မိုင်းနေသောရေချိုးခန်းထောက်နေရာမှာတော့တို့ရှေးအောင်တသားဘီးတင်ကလက်မြင်ပေါ်မှာအထီးကျန်စွာကျနေပါတယ်။ကိုရဲရင်ကဆရာကြီးပေးလိုက်တော့အနီရောင်အင်းပိတ်စကိုထုတ်ယူကာဘီးတင်အနီးကိုစောင်းကြောင်ထိုင်ချလိုက်တယ်။ဘီးတင်ကိုလှမ်းယူရန်လက်လှမ်းလိုက်တဲ့အချိန်မှာပဲရုတ်တရက်သူ့ရဲ့နားထဲမှာလူများပြားရဲ့အော်ဟစ်ဆဲဆိုသံများရိုင်းတဲ့သံများကိုဝေဝါးစွာကြားလိုက်ရတယ်။ဒိုသံတွေကတဖြည်းဖြည်းကျယ်လောင်လာပြီးတော့သူ့ရဲ့မျက်စိရှိမှမြင်ကွင်းတစ်ခုလျှက်တစ်ပြက်ပေါ်ပေါက်လာပါတယ်။ဖုံထူသောရွာလမ်းမတစ်ခုပေါ်မှာယောက်ျားခန္ဓာကိုယ်ရှိပေမဲ့လည်းမိန်းမဝတ်စုံကိုမိခင်များပြတ်တောက်ဖြစ်နေသောလူတစ်ယောက်ကိုရွာသားအုပ်ကြီးကဝိုင်းဝန်းရိုက်နှက်နေကြခြင်းသာဖြစ်တို့သူရဲ့မျက်နှာကသွေးများဖြင့်ပေပွနေပြီးတော့သူ့ရဲ့လက်ထဲမှာတော့ယခုကိုရဲရင်ယူမဲ့တက်သားဘီးတင်ကိုတင်းကျပ်စွာစုပ်ကင်ထားပါတယ်တို့သူကရွာသားများကိုကြည့်ကမန်ပါလာသောအတန်ဖြင့်ကျိန်ဆဲနေနေတို့အားလုံးငါမကြည့်တော့ဘူးငါတည်သွားရင်တော့နေတို့မျိုးစောတွေကိုတရားမကြံလိုက်ဒုက္ခပေးမယ်ငါမရခဲ့တဲ့အရာတွေအကုန်လုံးနေတို့စီကပြန်ယူမယ်ဆိုတော့စကားသံကြီးကကိုရဲရင်ရဲ့နှစီကိုလာရောက်ရိုက်ခတ်သွားပါတယ်ကိုရဲရင်မျက်နှာတစ်ချက်ခတ်လိုက်တဲ့အချိန်တိုင်းဒိုမြင်ကွင်းများအားလုံးပျောက်ကွယ်သွားပြီးတော့ရေချိုးခန့်ချမ်းမြေပေါ်မှာဘေးတင်ကိုသာပြန်လည်မြင်တွေ့ရတယ်သူရဲ့နှပူးမှာတော့ကျွေးစေးများပြန်လာပါတယ်ဒီဝိညာဉ်ကတာမန်ဆွဲလန်းရုံမြဖြင့်ကြောက်လန့်နေခြင်းမဟုတ်ဘဲနဲ့အလွန်ကြီးမားသောအညှိုးတိမ်မြဖြင့်လက်စားချေရန်ကြိုးစားနေခြင်းဖြစ်ကြောင်းကိုသူကောင်းစွာသဘောပေါက်လိုက်ပါတယ်ကိုရဲရင်ကနီအောင်ပိတ်စဖြင့်ဘေးတင်ကိုအလင်းမြန်ကောက်ယူထုတ်ပိုးလိုက်တယ်ဘေးတင်ကိုပိတ်စဖြင့်ရ
ရက်ပတ်လိုက်တင်တဲ့တပြက်နဲ့ရေချိုးခန်းရဲ့ဗရဲမောင်မှန်များကအလိုလျောက်ပြင်းထန်စွာပွင့်သွားပြီးတော့အပြင်ဘက်မှာလေပြင်းများကလည်းအခန်းထဲကိုဝေရန်ဝင်ရောက်လာကြတယ်။ကိုရဲရင်ကဘီးတင်တော့ကိုရေဝင်ထဲမှာတင်းကျပ်စွာပွေ့ပိုက်ထားပြီးတော့ရေချိုးခန်းထဲမှာအမြန်ဆုံးထွက်လာခဲ့ပါတယ်။အဲဒီကန်းကိုရောက်မှာတော့အိမ်ရဲ့မျက်နှာချက်ပေါ်မှာအလွန်လေးလံသောခြေတံကြီးများဆင်းလာတာကိုလည်းကြားလိုက်ရတယ်။ခြေတံများကလေကလေးများကိုတဆင်ချင်းဆင်းလာပြီးတော့သူရဲ့နောက်တော်တွင်ရက်တန်သွားပါတယ်။အခုအဲ့ဒါကျမပစ္စည်းလေဘယ်ဟိုယူသွားမလို့လဲ။အော်ရှာယောက်ျားသားကြီးကသူရဲ့နှထင်နားကိုကပ်၍ဒီလိုပြောလိုက်တဲ့ကဲ့သို့ကြားလိုက်ရပါတယ်။ကိုရဲရင်ခြေလက်များတုံမနဲ့ရက်တန်သွားပေမဲ့လည်းဆရာကြီးရဲ့အမှားစကားကိုသတိရလိုက်လို့နောက်ကိုလုံးဝလက်မကြည့်ဘဲနဲ့အဲ့ရဲ့တကားကိုတုံးဖင်ကအပြင်ကိုအမြန်ထွက်လာခဲ့လိုက်တယ်။နေအောင်ကြီးအောက်ကိုရောက်တဲ့အခါမှသာအသက်ကိုဝဝရှူနိုင်ပါတော့တယ်။အိမ်တကားကိုပြင်မတော့ဖက်လိုက်တဲ့အချိန်မှာတော့အိမ်တွင်းထဲမှာရေမောတန်ကြီးတစ်ခုကလောင်ပြောင်တယောနေတဲ့ကဲ့သို့ပဲတင်ထက်လျက်ကြံရစ်နေခဲ့ပါတယ်။ဒေါ်ဘီးတင်တို့ကိုကားရှိကန်းတွင်တင်ကဆရာကြီးဦးသာတင်ရဲ့အိမ်ကိုသာအမြန်ဆုံးပြန်လဲမောင်းနှင်လာခဲ့ပါလေတော့တယ်။ဆရာကြီးဦးသာတင်ရဲ့ခြံဝင်းထဲကိုကောင်းဝင်လာတဲ့အချိန်မှာနေမိုးတက်ခြင်းကိုရောက်ရှိနေခဲ့လေပြီဖြစ်ပါတယ်။ကိုရဲရင်ကဘီးတင်တို့ကိုတေချာစွာကင်ဆောင်လျက်အိမ်မောင်ကိုတက်လာခဲ့တယ်။အိမ်ကန်းထဲမှာတော့ဆရာကြီးကပရိတကုန်းကိုကင်ကမျက်စိမိတ်လျက်တရားမှတ်နေပါတယ်။ဆရာကြီးရဲ့ဘေးမှာတော့နီလာကခေါင်းငန်းဆက်ကြကတိတ်ဆိတ်စွာထိုင်နေတယ်။ကိုရဲရင်ဝင်လာတာကိုမြင်လိုက်ရတဲ့အခါမှာတော့နီလာကချက်ချင်းပင်မတ်တက်ထရလိုက်ပြီးတော့ကိုရဲရင်စီကိုပြေးလာကရင်ထဲကိုတိုးဝင်ငိုကြွေးပါလေတော့တယ်။ကိုရဲနီလာအရန်ကြောက်တာပဲ။အိမ်မှာဆိုကြီးမတ်နေသလိုပဲရှင်။နီလာကိုလည်းတခုခုဝင်လာနေရဆိုတာနီလာသိနေတယ်။နီလာတို့ကိုဒီကနေအဝေးကြီးကိုခေါ်သွားပေးပါနော်။နီလာရဲ့တန်ကတုံရင်နေပြီးတော့သူမရဲ့မျက်ရည်များကကိုရဲရင်ရဲ့ရင်မက်ကိုဆိုရှဲသွားစီတယ်။ကိုရဲရင်ကကျေစနီးရဲ့ကြောပြင်လေးကိုတိုင်းဘက်ကညှင်းသားစွာပုတ်တက်ပေးလိုက်ပါတယ်။မကြောက်ပါနဲ့နီလာ။ကိုအရာအားလုံးကိုဖြည့်ရှင်းပေးမှာပါကွာ။အခုဘီးစင်ကိုလည်းဆရာကြီးစီယူလာခဲ့ပြီ။အားလုံးအဆင်ပြေသွားမှာပါစိတ်မပူနဲ့နော်။ကိုရဲရင်ကနှစ်သိမ့်ပေးလိုက်ပါတယ်။ဒေါ်နှစ်သိမ့်စကားပြောနေရင်မှကိုရဲရင်ရဲ့အာယုံထဲမှာတော့ထူးခြားမှုတစ်ခုရုတ်တရက်သတိပြုမိလိုက်တယ်။သူဖတ်ထားသောနီလာရဲ့ခန္ဓာကိုယ်ကပုံမှန်ပူခြင်းမရှိဘဲနဲ့ရေကလုံးတစ်ခုကဲ့သို့အေးဆက်လွန်နေပါတယ်။ဒါအပြင်နီလာရဲ့စံတော်များကြားမှာဆူးရသောပရိုမိတ်ခေါင်းလေးစီနဲ့ခက်သက်သက်ကိုရလိုက်တယ်။ကိုရဲရင်ခန္ဓာကိုယ်တစ်ခုလုံးတောင်းတင်းသွားပါတယ်။သူကနီလာကိုအနှဲငယ်နောက်ကိုဝါရဲကြိုးစားကြည့်လိုက်ပေမဲ့လည်းနီလာရဲ့လက်မောင်းများကသူရဲ့ခါကိုတမ်းပြီးကြိုးများဖြင့်ရစ်ပတ်ထားတဲ့ကဲ့သို့အလွန်တင်းကျပ်စွာဖတ်တွယ်ထားလိုက်ပြီဖြစ်ပါတယ်။နီလာကကိုရဲရင်ရဲ့ရင်ဝင်ထဲမှာနေ၍မျက်နှာကိုမော့ကြည့်လာပါတယ်။သူရဲ့မျက်နှာပေါ်မှာတော့ငိုကြွေးနေသောမူရာလုံးဝမရှိတော့ဘဲနဲ့နှကန်းတောင်နဲ့မေပြုံးတစ်ခုကတွဲခုန်နေခဲ့လေမျက်လုံးအိမ်များကအယောင်လက်နေပြီးတော့ထိုးကြီးများကကိုရဲရင်ကိုစိန်ခေါ်နေသည့်အကြည့်များပင်ဖြစ်နေပါသူဟာအိမ်မောကြနေတော့မှကိုရဲကျမခဏငားသုံးတာပါအကိုကြီးရဲ့ရင်ဝင်ကအရန်နှွေးရတာပဲလီလာရဲ့နှကန်းမှာထွက်လာသောအသံကလုံးဝပြောင်းလဲသွားပြီးတော့ထိုအောရှရှာယောက်ျားတန်ကြီးပင်ဖြစ်နေပါတယ်ဝင်းညင်စိုးကနေကင်းကြောင်တော့အချင်းကြီးတွေပင်ဇာကြီးရဲ့အိမ်ပေါ်မှာလီလာကိုဝင်ပူးနိုင်စွမ်းရှိနေသည်မှာအလွန်အံ့ဩထိတ်လန့်ဖွယ်ကောင်းနေလှတယ်။ကိုရဲရင်ကဒေါသနဲ့ကြောက်ရွံ့မှုတို့ရောထွေးသွားပြီးတော့လီလာရဲ့ပခုံးနှစ်ဖက်ကိုအားကုန်သုံးကတွန်းထုတ်လိုက်ပါတယ်။ဒါပေမဲ့လည်းဝင်းညင်ပူးကနေသောခန္ဓာကိုယ်ကကြောက်တန်ကြီးတစ်ခုကဲ့သို့မတုံမလုပ်ရှိနေ။ရိုချိန်မှာတရားမှန်နေသောဇာကြီးဦးသာတင်ကမျက်လုံးမျက်ရုပ်တရက်ဖွင့်လိုက်ပြီးတော့ဘုရားရှင်ရှေ့မှာရှိရအသင့်ပြန်ထားသောတပြေခက်ကိုရေမန်းကွက်တဲ့နှစ်ကလီလာရဲ့မျက်နှာစီကိုအားပြင်းပတ်ဖြန့်လိုက်ပါတယ်။ဟဲ့မိတ်ဆာမိုက်ငါရွှေမှာတင်ရဲလာကြီးလားထွက်သွားစမ်းဇရာကြီးကအတန်အောကြီးဖြင့်အိမ်ဟောက်လိုက်ပါတယ်ရေမန်းများထိမှန်သွားတဲ့အခါမှာတော့လီလာရဲ့ပါးစပ်မှာအတန်နဲ့ကြီးဖြင့်အော်ဟစ်လိုက်ပြီးတော့ကိုရဲရင်ကိုလှုပ်ကားနောက်ကိုခြေတန်းနဲ့ငယ်ဆုတ်ခွာသွားပါတယ်ဒါပေမဲ့လည်းလုံးဝထွက်ခွာသွားခြင်းမရှိဘဲနဲ့ဇရာကြီးကိုမျက်ထောင်နေကြီးဖြင့်စိုက်ကြည့်နေတယ်အသက်ကြီးလို့တေကန်နီးနေတဲ့ဆရာကြီးရှင်ရဲ့အစွမ်းนี่ကျမကိုဘာမှလုပ်လို့မရဘူးကျမနာမည်ကမြနေအသက်ရှင်တော့ကလည်းဘယ်သူ့မှဂူးမဆိုင်ခဲ့ဘူးတေတော်လည်းဘယ်သူ့မှဂူးမဆိုင်ဘူးဆိုပြီးတော့ဝိညာဉ်စိုးကမန်ပါလာတော့အတန်ဖြင့်တုံ့ပြန်လိုက်ပါတယ်ဆရာကြီးကကိုရဲရဲ့လက်ထဲမှာအနီရောင်ပိတ်စဖြင့်ထုတ်ထားသောဘေးတင်တော့ကိုလှမ်းယူလိုက်ပြီးတော့ဘုရားရှင်အောက်ခြေမှာရှိရဲ့အင်ကွက်များရေးဆွဲထားသောကျင်းလင်မန်းတစ်ခုတည်းကိုထည့်လိုက်ပါတယ်အဲဒီနောက်မှာတော့ဖျောင်းနိုင်များကိုထွန်းကြီးကဘာနိဂါရများကိုအတန်အနေထားမှန်မှန်ဖြင့်စတင်ရွတ်ဖတ်ပါလေတော့တယ်ဂါရတန်များစတင်သည်နှင့်အခန်းထဲမှာရှိတဲ့လေလူကပြင်းထန်စွာလှုပ်ရှားလာပါတယ်ဗရဲမော်တကားများဝင်လေပိတ်လေဖြစ်နေပြီးတော့အိမ်ခေါင်းမိုးများပေါ်မှာတစုံတယောက်ပြေးလွှားနေတဲ့ကဲ့သို့ခြေတံပြင်းပြင်းများကိုကြားလာရတယ်။နီလာရဲ့ခန္ဓာကိုယ်ကကျိုင်းမော်ကိုဒူးထောက်ကျသွားပြီးတော့လက်နှစ်ဖက်ဖြင့်နားဝါများကိုပိတ်ကအလွန်တရာနာကျင်နေတဲ့ကဲ့သို့လူလိမ်နေလေပါတယ်။ဒါပေမဲ့လည်းဝိညာဉ်စုမြနေက
အလွယ်တကူအရှုံးမပေးဘူးနီလာရဲ့ပါဇက်မှတဆင်ဆရာကြီးကိုဆက်လက်စိန်ခေါ်နေပါတယ်ရှင်တို့ကျမကိုဖျက်ဆီးလို့မရဘူးဒီကိစ္စတာမန်ပူးကတ်တာမဟုတ်ဘူးသွေးကြွေဆက်တာရှင်သိလားကိုရဲ့ရင်လွန်ခဲ့တဲ့နှစ်90ကကျမကိုဆုံးမဆိုပြီးဆွဆွဲပြီးတော့လေပင်မှာကြို့တုတ်မီးရှို့တတ်ခဲ့တဲ့ရွာသားတွေထဲမှာမိမနီလာရဲ့အဖိုးရင်ကိုယ်တိုင်ပါခဲ့တယ်အဲဒီတော့ကသူကရွာလူကြီးလေကျမရဲ့အညို့ကဒီမိမရဲ့သွေးထဲမှာကိုစီးစင်းနေတာကျမသူ့ကိုအပိုင်သိမ့်ပြီးတော့မင်းစီကကာမကိုယူမယ်မင်းတို့တစ်သလုံးငရဲကြောင်လုပ်ပြမယ်ဒိုးစကားကိုကြားရတဲ့ချိန်မှာတော့ကိုရဲရင်ရောဆရာကြီးဦးတာထဲမှာလုံးဝအံ့အားသင့်သွားခဲ့ရတယ်ဒီပြဿနာကရိုးဘီးတင်ကြောင့်ကပ်ပါလာတော့ဝိညာဉ်၆လန့်မှုတတ်မဟုတ်တော့ဒီလာရဲ့ဘိုးဘွားများလက်ထက်ကလေးကကြံရင်ခဲ့တော့သွေးကျွင်းနဲ့ကျိန်စာများပါဝင်နေပြီပဲဖြစ်ပါတယ်ဘီးတင်ကိုဖျက်ဆီးလိုက်အောင်ပြင်ပြဿနာကပြီးဆုံးသွားမည်မဟုတ်ဘဲနဲ့ဒီလာရဲ့ဝိညာဉ်မှာအတူတကွပျက်စီးသွားနိုင်တဲ့အန္တရာယ်ရှိနေခဲ့လိမ့်ပြီဆရာကြီးရဲ့ရွတ်ပတ်တံမြတ်ရက်တန်သွားပြီးတော့အခန်းတွင်တိတ်ဆိတ်မှုကကြီးဆိုးသွားခဲ့ပါတယ်ကိုရဲရင်ကကျမ်းမြေပေါ်မှာလူလိမ့်နေတဲ့မိမိရဲ့ဇနီးတွေကိုကြည်ရင်နဲ့လာမယ့်ညများတွေမိကဲ့သို့သောကြောက်မဖွဲရကံကြမ္မာများနဲ့ရင်ဆိုင်ရမည်ကိုစဉ်းစားကရင်လေးနေမိပါတော့တယ်။ဗရာလောကရဲ့ဝင်ကဘာတွေကိုသူတို့ဇနီးမောင်နှံအပြီးတိုင်ဂျုံဝင်သွားခဲ့လေပြီဖြစ်ပါတယ်။လွန်မြောက်ရဲ့လမ်းစာကိုရှာဖွေနိုင်မလား။ဒါမှမဟုတ်ရင်မြနီဆိုသောအချောင်းမဝိညာဉ်ရဲ့လက်ထဲမှာအသက်ရောခန္ဓာပါပေးဆက်လိုက်ရမလားဆိုတာကိုတော့ဆရာကြီးဦးသားရဲ့အခန်းငယ်လေးထဲမှာတော့ဒိတ်ဆင်မှုကလေးလံစွာဖုံးလွှမ်းသွားပါတယ်။ဒီလိုင်းပစံမှာထွက်ပေါ်လာသောသွေးကြီးဆက်မီဟုသည့်စကားများကြောင့်ကိုရဲရင်တယောက်ခြေပြလက်ပြားများပြီးအေးဆက်သွားရပါတယ်။ဒါပေမဲ့သူကဘန်တို့တိုင်းပညာကိုစနေတကြလက်ကျန်ထားသူပြီးပြီးအဲလိုရှားမှုနဲ့ကြောက်တရားကိုချက်ချင်းထိန်းချုပ်လိုက်ပြီးတော့အချင်းတွေကိုကဲခတ်ကြည့်လိုက်ပါတယ်။ဒါပေမဲ့ပေါ်မှာဒူးထောင်နေသောဒီလိုင်းရဲ့ခန္ဓာကိုယ်လေးကတဆက်ဆက်တုံရင်နေပြီးတော့သူမရဲ့မျက်လုံးများကလည်းဆရာကြီးကိုမုန်းတီးနာကြီးစွာစိုက်ကြည့်နေပါတယ်။ဒီမိမရဲ့ဘိုးကြီးလောက်ခဲ့တဲ့ပြည့်တွေဒီမိမကပေးဆက်ရမယ်။မင်းဝင်ဆက်ပိုင်းမင်းဟိုမှာငါတပ်ပြတ်မယ်ကိုရဲရင်ညာနေရဲ့ဝိညာဉ်ကအန်ချိတ်ကပြောလိုက်ပါတယ်။ဆရာကြီးဦးသားတင်ကတပ်ပြင်းကိုရှည်လျားစွာချလိုက်ပြီးတော့သူရဲ့လက်ပင်တွင်ဆွဲထားသောစိတ်ပတိကိုချွတ်ယူလိုက်ပါတယ်။အဲဒီနောက်မှာတော့အင်းခွက်များရေးဆွဲထားသောကျေးလင်ပန်းထဲမှာဖျောင်းနိုင်မီးကိုဘုံမိုတောက်လောင်စေရန်ပူဇော်လိုက်ပါတယ်။မိုင်မဲတယ်များနေမင်းခံစားခဲ့ရတာတွေကိုငါနားလေပါတယ်။ဒါပေမဲ့အတိတ်ကညို့ကိုပြေစုံပန်ဤတဲဆောင်လာပြီးတော့အပြစ်မရှိတဲ့သူတို့ဒုက္ခပေးတာမင်းအတွက်ပို့ပြီးတော့ငရဲနှက်စေတာပဲရှိမယ်ကွာ။အခုချက်ချင်းဒီကလေးမရဲ့ကိုယ်တွေကထွက်သွားစမ်းဆရာကြီးကမိန်ပြီးသည့်လေသံဖြင့်ပြောလိုက်ပါတယ်။လိုစကားကိုကြားရနဲ့မြားနေကနီလာရဲ့ခန္ဓာကိုယ်ကိုအသုံးပြုကကျမ်းပြင်မှာလျှက်တစ်ပြက်ခုံထလိုက်ပြီးတော့ဆရာကြီးရဲ့လေဝင်းစီကိုလက်နှစ်ဖက်ဆန်တန်းကပြေးဝင်သွားပါတယ်။လိုရှားမှုကတာမန်မိမသားတယောက်ရဲ့လှုပ်ရှားမှုတဲ့အစာပေါင်းများစွာမြန်ဆန်လာနေ။ဒါပေမဲ့လည်းကိုရဲရင်ကအသင့်နေထားရှိနေပြီဖြစ်ရဘန်တို့ရဲ့ကျွဲရိုင်းဝန်ဟန်ခြေခွက်ဖြင့်ရှေ့ကိုတိုးဝင်လိုက်ပြီးတော့နီလာရဲ့လက်မောင်းတစ်ဖက်ကိုအောင်မနေပြီးပင့်တင်ဖမ်းချုပ်လိုက်ပါတယ်။နီလာရဲ့ခန္ဓာကိုယ်ထဲမှာအလွန်တရာပြင်းထန်သောခွန်အားများထွက်ပေါ်လာပြီးတော့ကိုရဲရင်ကိုအနောက်ကိုတွန်းထုတ်ရန်ကြိုးစားနေပါတယ်။ကိုရဲရင်ကသူ့ရဲ့ဇနီးတဲ့နာကျင်မီဆိုးသဖြင့်အကြမ်းပတမ်းမတုံ့ပြန်မဲနဲ့တိုင်းပညာရဲ့နူးညံ့သောအပျော်ဆွဲဖောက်ကွက်များကိုသာအသုံးပြုပြီးတော့ဟန်ချက်ပြအောင်ဖန်တီးနေရတယ်။ဖဲဆန်းကိုရင်မင်းရဲ့ခန္ဓာကိုယ်ငါလိုချင်ပေမဲ့ငါတားစီရင်မင်းကိုပါဒုက္ခပေးရလိမ့်မယ်။ဆိုပြီးတော့မြားနီကရုံးကန်ရင်းနဲ့အော်ဟစ်လိုက်ပါတယ်။ကိုရဲရင်ကစကားပြန်မပြောဘဲနဲ့နီလာရဲ့လက်ခောက်ပွင့်များကိုဂျိုးလဲဟန်ဖြင့်ဘီဟာဘီကကျမ်းမြင့်မုတ်ကိုပြန်လဲဝတ်ကြသွားစီရင်ထိန်ချုပ်လိုက်တယ်။တို့ချိန်မှာပဲဆရာကြီးဦးသားတင်ကစိတ်ပတိကိုလက်မှာကိုင်းကအလွန်လှုပ်ဝက်နေနေသောအဂီယာမန္တန်များကိုအတန်ပြင်းပြင်းဖြင့်ရွတ်ဖတ်ပါလေတော့တယ်။ရွတ်ဖတ်တန်များကကျဲလောင်လာတဲ့များအခန်းထဲမှာရှိတဲ့လေထုကလည်းပုံမပူပြင်းလာပြီးတော့နီလာရဲ့ခန္ဓာကိုယ်မှာချွေးမဲများပါစိတ်ထွက်လာပါတယ်။အာပူတယ်ဟာလှဆန်းငေါ့လှဆန်းဆိုပြီးတော့မြတ်နေကအတန်တန်ကြီးဖြင့်အော်ဟဲ့နေပါတယ်။ဇာကြီးကချင်းလင်မန်းထဲမှာအလီအောင်ပိတ်စားဖြင့်ထုတ်လုပ်ထားသောဘေးစဉ်ကိုယူကာအသင့်ပြင်ဆင်ထားသောမျိုးငယ်တစ်လုံးထဲကိုထည့်လိုက်ပါတယ်။အဲဒီနောက်မှာတော့မန္တန်ရွတ်ဆုံမှုကိုအချိန်မြင့်တင်လိုက်ပြီးတော့ဗရေးစင်များကိုမြေအိုးပေါ်သို့ဇီချင်းချကစီရင်ပါတော့တယ်။ကိုရဲရင်တရားနီလာရဲ့ခန္ဓာကိုယ်ကိုအစွမ်းကိုချုပ်ကင်ထားရမှာတော့သူရဲ့နှစ်ဖူးမှရွှေပေါင်များဖြင့်ပွင့်ထွက်လာပါတယ်။မိနစ်နိုင်ငံကြာပြင်းထန်စွာရုန်းကန်ပြီးရဲ့နောက်မှာတော့နီလာရဲ့ပါးစပ်မှာအလွန်ဆူးချသောအော်ဒန်ကြီးတစ်ချက်ထွက်ပေါ်လာပြီးတော့သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလည်းပျော့ခွေကျသွားပါလေတော့တယ်။ဆရာကြီးဦးသားတွေကရေဦးရဲ့အဝကိုအနီရောင်ဝစ်စားဖြင့်အရန်ပိတ်ဆို့လိုက်ပြီးတော့အနက်ရောင်ချီကျိုးဖြင့်ခုနှစ်ထပ်တင်းကျပ်စွာချီနှောင်လိုက်ပါတယ်။ရပြီရဲ့ရင်အခုလောလောဆယ်တော့ဒီချောင်းမဝင်းကြီးကိုဘီးသင်းနဲ့တူဒီမြေအိုးထဲမှာခစ်တာချုပ်ထားလို့ရသွားပြီကွာ။ဒါပေမဲ့ဒါကယာကြီးပဲ။မိမိဘရဲ့သွေးကြောတွေကအညိုးတွေကြောင့်
ဒီကျိုးတွေကတိတ်ပြီးတော့ကြာတော့ခံမှာမဟုတ်ဘူးကွာဆိုပြီးတော့ဆရာကြီးကနတ်ဘုံမှာချွေးများကိုတုံရင်းနဲ့မောပန်းစွာပြောလိုက်ပါတယ်ကိုရဲရင်ကနီလာကိုပွေ့ကြီးကအိယာဘော်ကိုတင်ပေးလိုက်နီလာကအသက်ရှူမှန်သွားပေမဲ့လေတတိကတော့ပြန်မလဲလာသေးဘူးဆရာကြီးရဲ့စကားကြောင့်ကိုရဲရင်ရင်ထဲမှာလေးလံသွားပါတယ်ဒါဆိုကျွန်တော်တို့အပီးတန်ရှင်းလင်းဖို့ဘာဆက်လုပ်ရမလဲဆရာကြီးအေးအဲ့ဒီမြားနီကိုတတ်ခဲ့တဲ့ရွာကိုသွားရမယ်လွန်ခဲ့တဲ့နှစ်90ကဖြစ်ပျက်ခဲ့တဲ့အဖြစ်မှန်ကိုစုံစမ်းရမယ်ကွာလူသက်ခံတဲ့နေရာဒါမှမဟုတ်သူ့ရဲ့အယိုးပြာကိုရှာဖွေပြီးတော့လွတ်ကျွံအောင်ကုသိုလ်ပြုအမျှဝေတာပဲဖြစ်ဖြစ်ပညာနဲ့အပီးတန်နှင်တာပဲဖြစ်ဖြစ်တခုခုတော့လုံးဝရလိမ့်မယ်အေးမဟုတ်ရင်တော့နောက်လာပညာရောက်တာနဲ့ဒီမျိုးအိုးကွဲထွက်ပြီးတော့ပိုကြောက်စရာကောင်းတဲ့အချိန်နဲ့ရင်ဆိုင်ကြရလိမ့်မယ်ဆရာကြီးရဲ့ကြီးများကမျိုးပေါ်သို့ကြာရောက်နေပါတယ်မျိုးလေးကနိုင်ငံတုံးကားနေပြီးတော့အထဲမှာကုတ်ချစ်တန်တိုးတိုးလေးကိုပါကြားနေရတယ်အရင်ကသူတို့ကိုစောင့်ဆိုင်းနေပြီမဟုတ်ကြောင်းကိုလည်းဝေရင်ကကောင်းစွာသဘောပေါက်လိုက်ပါတယ်မနက်မှမိုးရင်းသည်နဲ့သူတို့လင်မယားနှစ်ယောက်ကအတိတ်ကသွေးစွန်းခဲ့သောရွာဟောင်းစီကိုဒီဆက်ရတော့မှာပဲဖြစ်ပါတယ်နေအောင်ကြီးကကားမှန်ပရင်းကိုဖြတ်တန်းကနီလာရဲ့ဖြူပြက်ပြက်မျက်နှာလေးပေါ်ကိုကြာရောက်နေပါတယ်ဝေရင်ကကားစီယာရင်ကိုတင်းကျပ်စွာကင်ထားရင်းနဲ့ရန်ကုန်မြို့ပြင်ဘက်ကိုဥတီမောင်းနေတယ်ဆရာကြီးဦးသားရင်ပြေးလိုက်တော့ကားခွဲလက်ဖွဲ့ကျိုးကိုနီလာရဲ့လက်ကဝတ်မှချီနှောင်ထားပြီမလဲနီလာကတော့စကားသိမ့်မပြောဘဲနဲ့မှန်တွေ့နေခဲ့တယ်လွန်ခဲ့သောနှစ်90ကဒုမရဲ့ဘိုးရင်ကိုယ်တိုင်ဥဆောင်ပြီးတော့လူတယောက်ကိုရက်ဆက်စွာမီးရှို့တက်ခဲ့သည်ဟုသောအမှန်တရားကနီလာရဲ့စိတ်နှလုံးကိုအလွန်မင်းထိခိုက်စေခဲ့တယ်ကိုရဲ့နီလာဘိုးကတကယ်ပဲအဲ့လောက်ရက်ဆက်ခဲ့ရလားယင်နီလာမှတ်မိတော့အဘိုးကအရန်သဘောကောင်းပြီးတော့ဘာသာတရားကိုင်းဆိုင်တဲ့သူတယောက်ပါဆိုပြီးတော့နီလာကဒိုဝေစာဖြင့်မေးလိုက်ပါတယ်ကိုရဲရင်ကကားမောင်းနေရင်မှနီလာရဲ့လက်တစ်ဖက်ကိုလန့်ကန်လိုက်ပြီးတော့ညင်သာစွာစုံနေပေးနေအတိတ်ကအဖြစ်အပျက်တွေဆိုတာကတော့ကောလာဟာလာတွေနဲ့ရောထွေးနေတတ်တာပဲနီလာရေအဘိုးကရွာလူကြီးဆိုတော့လူများကဖိအားပေးလို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်နိုင်တာပဲကွာအခုကိုတို့သွားနေရအဲ့ဒီအမှန်တရားကိုရှာဖွေဖို့ပဲလေကိုမှတာဝန်ရှိရင်တောင်းပန်ပြီးတော့ကျွတ်လွန်အောင်လုပ်ပေးရမှာပေါ့ကွာကားလေးကတော့ပုံလူသောလမ်းကျမ်းများပေါ်ကိုရောက်ရှိလာခဲ့တယ်နီလာရဲ့အဘိုးနေထိုင်ခဲ့သောရွာကမြို့နဲ့တော်လန်းပြီးတော့ယခုကအင်ဂျင်နေပါသွားသောရွာအိုဟောင်းတစ်ခုဖြစ်နေခဲ့လေပြီလမ်းတစ်လျှောက်မှာတော့၆တွေ့နေသောလေကွင်းများနဲ့အုံမင်းရင်းရောင်နေသောတစ်ပင်ကြီးများကိုသာတွေ့ရတယ်နေတဲ့ဘက်ချိန်ဖြစ်ပြီမဲ့လေရွာဝင်ဝကိုရောက်တာနဲ့လေလူကအေးစိမ့်စိမ့်ဖြစ်သွားပြီးတော့ကြက်တီးထပွေရအငွေ့သက်တစ်ခုကိုရဲရင်တယောက်အလိုလိုခံစားလိုက်ရတယ်ရွာထဲကိုဝင်လာတော့ကားသိန်းတစ်စီးကိုရွာသားနိုင်ငံကထူးဆန်းစွာကြည့်နေကြပါတယ်ကိုရဲရင်ကရွာလယ်မှာရှိတဲ့ဇေယျဟောင်းတစ်ခုအနီးမှာကားကိုရက်တန်လိုက်ပြီးတော့အနီးနားမှာရှိရဲ့အသက်ရွယ်ကြီးရင်တော့အဘိုးဒူးထံကိုကတ်ချင်းကပ်သွားခဲ့ပါတယ်အဖကျွန်တော်တို့ကရန်ကုန်ကနေလာတာပါဗျာဒီရွာမှာလွန်ခဲ့တဲ့နှစ်90လောက်ကရွာသူကြီးလှုပ်သွားတဲ့ဥပမော်ဆိုတဲ့အိမ်ကိုတည်ကျင်လို့ပါဗျကိုရဲရင်ကရင်ကျေးစွာမေးမြန်းလိုက်ပါတယ်ဥပမော်ဟူသောနာမည်ကိုကြားရတဲ့အဘိုးရဲ့မျက်နှာကထိတ်လန့်သွားပြီးတော့ဘဝန်းကျင်ကိုတတိတာစောင့်ကြည့်လိုက်တယ်မင်းတို့ကဥပမော်နဲ့ဘလို့ပတ်သက်လို့တော့ကွအဲ့ဒီနာမည်ကိုဒီရွာမှာဘယ်သူမှနှုတ်ကထုတ်မပြောရကြတော့ဘူးဆိုပြီးတော့ဘိုးကတီးထိုးပြောဆိုလိုက်ပါတယ်ကိုရဲရင်ကနီလာကိုမိတ်ဆက်ပေးလိုက်ပြီးတော့နီလာကဥပမော်ရဲ့မြေရင်ဖြစ်ကြောင်းကိုပါပြောပြလိုက်တဲ့အခါမှာတော့အဘိုးလည်းတက်ပြင်းချမိလိုက်ပါတယ်အေးဝေကျွေးဆိုတာလဲတက်တယ်ဆိုတာအမှန်ပဲငါကောင်လဲတက်တယ်ဆိုတာအမှန်ပဲငါတူတူရေမင်းတို့သိကျင်တာတွေကိုငါအကုန်တော့မပြောပြတတ်ဘူးကွာရွာထိပ်ကတဲပြက်လေးမှာနေတဲ့ဒေါ်လိုင်းဆိုတဲ့အဖွားကြီးကိုသွားမေးကြည့်ကြသူကအဲတုန်းကအဖြစ်ပြက်တွေကိုအတိဆုံးပဲဒါပေမဲ့သတိထားကြပါဒီရွာမှာနေဝင်သွားပြီဆိုရင်ဘယ်သူမှအိမ်ပြန်မထွက်ရဲကြဘူးဆိုပြီးတော့ဘိုးကသတိပေးစကားဆိုလိုက်ပါတယ်ကိုရဲရင်နဲ့နီလာတို့ကအဘိုးကိုညင်ပြရာရွာထိပ်လေးစီကိုဆက်လက်ထွက်ခွာလာခဲ့ကြတယ်ရွာထိပ်မှာရှိတဲ့တဲအိုလေးကတော့ရိုင်းနဲ့ဖြစ်နေပြီးတော့အထဲမှာလည်းအလုံးအုံမင်းရွရွနေသောအဘွားကိုတို့ထိုင်နေတာကိုတွေ့လဲရတယ်အဘွားကမျက်လုံးနှစ်ဖက်စလုံးဝယ်နေပြီးတော့ခန္ဓာကိုယ်ပေါ်မှာအယိုးပေါ်ရေတင်မြတ်တာကြံရှိနေပါတယ်ကိုရဲရင်တို့ရောက်ရှိသွားတာကိုအဘိုးကအနံ့ခန့်သိရှိသည်လားခေါင်းမော့လာပါတယ်လာကြလိမ့်မယ်ဆိုတာငါသိနေရဲ့ညနေရဲ့ငွေသက်တွေမင်းတို့စီကရနေတယ်ဥပမော်ရဲ့မြေးလေးပါပါလာတယ်မဟုတ်လားကွအဘွားဒေါ်လိုင်းကအတန်အောရှာချဖြင့်မေးလေပါတယ်လီလာကအောင်းသွားပြီးတော့ရှေ့ကိုတလန်းတို့ကဟုတ်ပါတယ်ဖွာကျမဘိုးနာမည်ကဥပမော်ပါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီရွာမှာဘာတွေဖြစ်ခဲ့လဲဆိုတာသိကြလို့ပါရှင်ဆိုပြီးတော့တုံရင်နဲ့အတန်ဖြင့်ပြောလိုက်ပါတယ်အဘွားဒေါ်လိုင်းကကွန်းတရာကိုဝါရင်နဲ့အတိတ်ရဲ့အမောင်မိုင်ဆုံးသောဇာမျက်နှာများကိုပြန်လေလှန်တော့ပါလေတော့မြနီဆိုတာအဲတုန်းကဒီနယ်တစ်ဝိုက်မှာနာမည်ကြီးဆုံးနတ်ကတော်တယောက်ပေါ့ဟဲ့လူကသာယောက်ျားခန္ဓာကိုယ်ဖြစ်နေတာစိတ်ကမိန်းကလေးစစ်စစ်လေးရဲ့သူကကြပြီဆိုရင်လူတွေအားလုံးက
မိကြီးကြရလောက်အမှုပညာအပြည့်ရှိရဲ့ဒါပေမဲ့မြနေတာရွာလူကြီးဥပမော်ရဲ့သားပြောရရင်တော့ညီရဲ့အဖေရင်းမော်ဟဲအဲ့လူပြိုပေါက်လေးကိုအောင်မင်းနဲ့ကိုရလိုက်ပြေးဖို့ကြိုးစားခဲ့ကြတယ်ဒိုစကားကြောင့်ပဲနီလာတကူလုံးစက်ကနေနဲ့တုံရင်သွားတယ်ဒိုမရဲ့ဖခင်ကညနေဆိုတော့ချောင်းမှာတူနဲ့ချစ်ကြိုက်ခဲ့ဘူးတီဟူသောအချက်ကိုသူတစ်ချိန်တစ်ခါမှမကြားခဲ့ဘူးဥပမော်ဆိုတာကတိတ်ခုံမောက်တဲ့သူသားကအချောင်းမတယောက်နဲ့ရေငန်နေတာကိုသိသွားတော့ဒေါသတွေထွက်ပြီးတော့မြားနေကိုရွာထဲကနေနှင်ထုတ်ဖို့လုပ်တယ်ဒါပေမဲ့မြားနေကမသွားဘူးငင်းဆန်တော့ဥပမော်ကမြားနေကိုဆုံးမဆိုပြီးတော့ရွာသားတွေကိုတွေးတို့လှုံ့ဆော်တယ်ရွာမှာကလေးတယောက်ဖျားတာကိုအကြောင်းပြပြီးတော့မြားနေကဆုံးတက်နဲ့ဖမ်းစားတာလို့ဆွဆွဲတယ်ပြီးတော့ရွာလေကညောင်မင်းကြီးမှာမြားနေကိုကြိုးတုပ်ပြီးတော့မိရှို့တက်ခဲ့ကြတာပဲဟေးမြားနေမီးလောင်နေတဲ့အချိန်မှာသူ့လက်ထဲကကိုအောင်မင်းပေးထားတဲ့တက်သားဘီးတင်လေးကိုသုတ်ကင်ပြီးတော့ရွာလုံးကိုဥပမော်ရဲ့ဆွေစဉ်မျိုးဆက်ကိုပါအချိန်ချင်းချိန်ဆဲသွားခဲ့တာအဘောင်းရဲ့ပြောစကားများအဆုံးမှာတော့ဒီလာကမျက်ရည်များပေါက်ပေါက်ကျလာပြီးကျမ်းမြင်ပေါ်မှာခွေကျသွားပါတော့တယ်ကိုရဲရင်ကနီလာကိုအမြန်ပွေ့ချီကနှစ်သိမ့်ပေးရတယ်ယတနာကသူတို့ထင်သားသိတဲ့ဘုံမိုရှုပ်ထွေးနေပြီးတော့ကြီးမားသောသွေးကြီးကြီးဖြစ်နေပါတယ်ညနေရဲ့ဝင်းကျင်ကနီလာကိုအဘဲကြောင့်အီးများတော့ထိအညှို့တကြီးအပြစ်မှတ်ထားနေရတဲ့ဆိုတဲ့အဖြေကိုအခုမှပင်ရှင်းလင်းစွာသိလိုက်ရတယ်အဖွာကျွန်တော်တို့အဲ့ဒီအညို့တွေကိုပြေပြောင်းဘယ်လိုလုပ်ရမလဲဗျ။မြားနေတက်ခံရတဲ့ညောင်မီကြီးကဘာမှလဲရင်ကိုရဲရင်ကအလင်းမြန်မေးလိုက်ပါတယ်။အေးအဲ့ဒီညောင်မင်းကရွာနောက်ဘက်တင်းညံဟောင်းသားမှာရှိရဲ့။ဒါပေမဲ့သတိထားအဲ့ဒီနေရာမှာမြားနေရဲ့ဝိညာဉ်ကအင်မတန်ဆွမ်းတတ်တယ်။ညဘက်ဆိုဘယ်သူမှအဲ့ဒီနာမကတ်ရဲကြဘူး။ဆိုပြီးတော့အဖွားဒေါ်လိုင်းကသတိပေးလိုက်ပါတယ်။အချိန်ကညနေဆောင်ကိုရောက်ရှိလာခဲ့လေပြီဖြစ်ရာလေတူကလည်းပုံမအေးဆက်လာပြီးတော့အနောက်ဘက်ကောင်းငင်ရမှာလေလုံးကြီးကလည်းနေရွဲစွာဝင်ရောက်သွားပါလေရော့တယ်။နေဝင်သွားတဲ့ပြန်နဲ့ရွာလေးကလည်းတုတ်တန်စားတစ်ပြင်ကဲ့သို့တိတ်ဆိတ်ချောက်ကပ်သွားကြတယ်။ကိုရဲရင်နဲ့နီလာတို့ကအဘွားတော်လိုင်းညွန်ပြတဲ့ရွာနောက်ဘက်တင်းညံဟောင်းစီကိုဓမီတလက်ကိုကိုင်းဆောင်ကခြေလျင်လျှောက်လာခဲ့ကြတယ်။နီလာကကြောင်းရမှုကြောင့်ကိုရဲရင်ရဲ့လက်မောင်းကိုတင်းကျပ်စွာဆုပ်ကန်ထားပါတယ်။ကိုရဲရင်ကလည်းဆရာကြီးဦးသားနဲ့ပြေးလက်တော့အင်းမရေဘူးနဲ့အကားကွက်လက်ဖွဲ့များကိုဒေးကြစွာယူဆောင်လာခဲ့တယ်။တင်းညံဟောင်းကချောင်းနဲ့ပိတ်ပေါင်းများဖြင့်ထူထပ်နေပြီးတော့လမ်းပင်သေးကြပင်မပေါ်တော့ဂလန်းလန်းမှာတော့ကောင်းကင်ကိုထိုးထွက်နေသောအေယာမညောင်မကြီးတပင်ကိုမဲသရင်ဖြင့်မြင်လိုက်ရပါတယ်။ဒိုညောင်မကြီးစီမှာကတ်တဲ့လွင့်ပြန်လာသောအနှံ့ကအခြားနှံ့မဟုတ်ဘဲနဲ့နီလာနှင့်အိမ်တွင်ကြုံခဲ့ရသောရိုမက်ခေါင်းလင်းစီနှံ့နဲ့ရေမွေးဆက်ထားတဲ့ညီဆွတ်ဆွတ်အနှံ့ကြီးမြင်ဖြစ်ပါတယ်။ညောင်မကြီးရဲ့အောက်ခြေကိုရောက်တဲ့အခါမှာတော့အပင်ရဲ့ပင်စီမှာမီးလောင်ကျွမ်းထားသောအမိန်အောင်အရာဟောင်းများကိုယနေ့တိုင်တွေ့မြင်နေရဆဲဖြစ်တယ်။ကိုရဲရင်ကဓမီဖြင့်ညောင်မင်းရဲ့မြင်များကိုလိုက်လံထိုးကြည့်လိုက်ပါတယ်။ဆရာကြီးဦးသားတွေမှာကြားလိုက်သည်မှာညနေရဲ့အယိုးပြများကိုဒီညောင်မင်းအောက်ခြေတွင်မြုပ်ထားနိုင်ပြီးတော့ထိုရိုးပြများကိုရှာဖွေ၍ဒေးကြသောတကြိုပေးမှသာဝိညာဉ်ကကျွတ်လွတ်နိုင်မည်ဖြစ်ပါတယ်။ကိုရဲရင်ကပါလာသောပေါက်ပြားနေငယ်ဖြင့်ညောင်မင်းကြီးရဲ့ရှေ့ဘက်မြင်များကြားထဲမှာစတင်တူးဆွာပါလေတော့တယ်။ရိုချိန်မှာပဲရုတ်တရက်လေးပြင်းမှတိုက်ခတ်လာပြီးတော့ညောင်ရွယ်များချင်းပုတ်တိုက်တန်များကလူများကဝိုင်းဝန်းအော်ဟစ်နေသည့်အတန်များလားစူညံသွားပါတယ်။ကိုနီလာကြောက်တယ်ဒီညနေမြန်သွားအောင်နော်နီလာကငိုးသံပါကြီးဖြင့်တောင်းဆိုလိုက်ပါတယ်အော်ခဏလေးပဲတိကမာနီလာရဲ့ကိုတခုခုတွေ့နေပြီဘိုးရဲရင်ရဲ့ပေါက်ပြားကမြေကြီးအောက်မှာရှိရဲ့မာကျောသောຢာတခုနဲ့ထိခိုင်မိသွားပါတယ်သူ့ရဲ့လက်ဖြင့်အမြန်ရပ်ဖယ်ကြည့်လိုက်တဲ့အခါမှာတော့တန်ကြီးတက်နေသောတန်သစ်တန်ငယ်လုံးကိုပါတွေ့လိုက်ရတယ်လက်ထာကိုပြင်ဘက်ကိုဆွဲထုတ်လိုက်တဲ့အချိန်မှာတော့ညောင်မင်းကြီးရဲ့အပေါ်ခိုင်းများစီမှာအလွန်ကျဲလောင်သောအော်ရှာရေမောတန်ကြီးတစ်ခုကထွက်ပေါ်လာပါတယ်ငါရဲ့ညိုတွေကိုမင်းတို့ကအလွယ်တကူဖြေဖြောက်လို့ရမယ်ထင်နေရလားအတန်းနဲ့တူညောင်မင်းကြီးရဲ့အပေါ်မှာအရင်မကြီးတစ်ခုကလူရီရဲ့ရှေ့ကိုလှည့်တစ်ပြက်ခုံဆင်းလာတယ်လူရင်းကလူတနန်ရှိပေမဲ့လည်းခြေတော်များမြေကြီးနဲ့မထီးပဲနဲ့ဒီထဲမှာဝဲပြန်နေပါတယ်ညနာကလည်းမီးလောင်ကျွမ်းထားလိုမျိုးမဲနံနေပြီးတော့မျက်လုံးများနေရမှာတော့မီးလောင်များကဲ့သို့နီးရဲနေရဲ့ဒီရာကညာနေရဲ့ဝိညာဉ်အစစ်မှန်ပဲဖြစ်ပါတယ်ညာနေကရန်ကုန်မြို့တွင်ကြံရည်ခဲ့သောရေအိုးထဲမှာအစွမ်းကိုယုံထွက်ကဒီနေရာကိုရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်းကိုလည်းကိုရဲရင်တယောက်သဘောပေါက်လိုက်။ညာနေရဲ့ဝိညာဉ်ကလက်ကိုဝေယံလိုက်တဲ့အခါမှာတော့တင်ញံဟောင်းအနှံ့မှာအခြားသောမလွတ်မကျွတ်တဲ့နံလောကသားအရင်မဲများစွာထွက်ပေါ်လာပြီးတော့ကိုရဲရင်တို့ကိုဝိုင်းရံလိုက်ကြပါတယ်။ဒီရာကအမောင်လောကရဲ့ခြုံကိုတိုက်ခိုက်မှုပင်ဖြစ်တယ်။ကိုရဲရင်ကနီလာကိုသူ့ရဲ့ကျောင်းနောက်မှာထားလိုက်ပြီးတော့ဘန်တို့ခုခံကာကွယ်မှုခြေခွက်ဖြစ်သောဂျင်းသေးဟန်ကိုပြင်ဆင်လိုက်ပါတယ်။နီလာဒီတစ်တာကိုတေချာကိုင်းထားတော့ဘာဖြစ်ဖြစ်အလက်ထဲကအကြမခံနဲ့ဆိုပြီးတော့ရဲရင်ကအော်ပြောလိုက်ပါတယ်အရင်မကြီးတခုကကိုရဲရင်တို့စီကိုပြေးဝင်လာရမှာတော့ကိုရဲရင်ကဆရာကြီးပေးထားသောအင်းမှန်နဲ့ရေဘူးကိုဖွင့်က
ထိုရိတ်စီကိုပတ်ဖြန့်လိုက်ပါတယ်အရေးကတော့လောင်ကျွမ်းသွားသည်လားအော်ဟစ်ကပျောက်ကွယ်သွားတယ်ဒါပေမဲ့လည်းအခြားသောရိတ်များဒရဇက်ဝင်ရောက်တိုက်ခိုက်လာကြပြီးတော့ကိုရဲရင်ကလည်းသူ့ရဲ့ခွန်အားနဲ့တိုင်းပညာကိုအပြည့်အဝသုံးချကနီလာကိုကာကွယ်နေရတယ်လက်သီးများခြေခံချက်များကရေရင်ချီနီဖြစ်ပေမဲ့လည်းအင်းမှန်တန်ရေနဲ့လက်ဖွဲ့ချိုးများရဲ့ဆွမ်းကြောင်းဝိညာဉ်များနားမကောင်းဟန်တာထားနိုင်တယ်လိုချင်မိုင်းများနေရဲ့ဝိညာဉ်အစစ်မှန်ကကိုရဲရင်ကိုကျော်လွန်ကနီလာရဲ့အနီးကိုလျှက်တစ်ပြက်ရောက်ရှိသွားပါတယ်များနေရဲ့အေးဆက်သောလက်ကြီးကနီလာရဲ့လယ်ပင်ကိုရက်ပတ်လိုက်ပြီးတော့တန်တတာကိုလူယူရန်စတင်ကြိုးစားပါလေတော့တယ်နီလာကသက်ရှုံဝါတော်ဘင်းနဲ့မျက်လုံးများပြုတ်ကျလာပါတယ်တက်တာငေါ့ပေးမင်းတို့အားလုံးဒီညောင်မင်းအောက်မှာသိရမယ်များနေတယောက်ဒေါသတကြီးနဲ့အော်ဟစ်လိုက်ပါတယ်ကိုရဲရင်ကဝိညာဉ်ငယ်များကိုဖယ်ရှားကနီလာစီကိုအမြန်လှည့်လာလိုက်ပြီးမဲ့လေများနီကနီလာကိုတစားကန်ဖြစ်အသုံးပြုကညောင်မင်းကြီးရဲ့ပင်စီဘက်ကိုဆွဲခေါ်သွားပါလေတော့တယ်များနေရဲ့ဆွမ်းကသူရဲ့ပင်မနေရာမှာအလွန်ကြီးမားလာရာကိုရဲရင်တယောက်တည်းရဲ့ခွန်အားဖြင့်ရှင်ပြန်ရန်အလွန်ခက်ခဲနေပြီပဲဖြစ်ပါတယ်တန်တတာထဲမှာတော့မြည်သည့်အရာများပါဝင်နေလေကိုရဲရင်ကခြေစနီးကိုကဲတင်နိုင်မလားဆိုတာကိုတော့မခံမနိုင်တော့အန်ဒီရဲ့များကြားမှာရင်တဖိုးဖိုးနဲ့ဆက်လက်စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ပိုင်းများနဲ့ပုံမပြင်းထန်သောတိုင်းပညာနဲ့ဝိညာဉ်ရေးရာတိုက်ပွဲကြီးများကစောင့်ကြိုနေခဲ့လေပြီဖြစ်ပါတော့တယ်နနခင်းနေအောင်ကြီးကရွာဟောင်းလေးရဲ့အပေါ်မှာတာယာစွာကြာဆင်းနေပြီမဲ့လေကိုရဲရင်နဲ့နီလာတို့ရဲ့ရင်ထဲမှာတော့စိုးရင်ပူပန်မှုများကအပြည့်အဝနေရာယူထားစေဖြစ်ပါတယ်တင်းငိုင်ဟောင်းထမှာတန်တက်တာကိုဖျက်ဆီးနိုင်ခဲ့ပြီမဲ့လေညာနီရဲ့ဝိညာဉ်ကအဘိဓမ္မာပြောက်ကွယ်သွားခြင်းမရှိဘဲနဲ့နောက်ထပ်နေရာနှစ်ခုတွင်အသက်ဝင်နေသေးကြောင်းသိလိုက်ရခြင်းကသူတို့အတွက်ကြီးမားသောချင်းချောက်မှုကြီးတစ်ခုဖြစ်နေခဲ့ပါတယ်။ကိုရဲရင်ကနီလာကိုကားပေါ်ကိုရေဦးတဆိုင်တင်ပေးလိုက်ပြီးတဲ့နောက်မှာတော့ရန်ကုန်မြို့မှာရှိတဲ့ဂျာကြီးဦးတာတင်ရဲ့အိမ်ကိုအမြန်ဆုံးပြန်လည်မောင်းနှင်လာခဲ့ကြပါတယ်။ကောင်းမောင်းနေစီမှာပဲကောင်းမောင်းနေစီတခြားတော့နီလာကစကားတခွန်းမှမဟာဘဲနဲ့ဗရင်မော့ပြင်ဘက်ကိုသာငိမ့်မော့ကြည့်နေပါတယ်။လူမရဲ့မျက်နှာကပုံမှန်တက်ပြူရော့နေပြီးတော့မျက်လုံးများတွင်လည်းအသက်ဝင်မှုကင်းမဲ့နေတဲ့အထင်နေရတယ်။ကိုရဲရင်ကကားစီရရင်ကိုကင်ထားရင်းနဲ့မှနီလာရဲ့အခြေအနေကိုအခက်ခက်နေမိတယ်။ညာနီရဲ့ဝိညာဉ်ကလည်းနီလာရဲ့ခန္ဓာကိုယ်လေးကိုအချင်းချင်းဝင်ရောက်ပူးကပ်ခဲ့ဘူးလို့နီလာရဲ့စိတ်ဝိညာဉ်တွင်တစုံတရာထိခိုက်မှုများကြံရစ်ခဲ့မိကိုသူလွန်စိုးရိမ်နေမိတယ်။ဘန်တို့တိုင်းပညာရှင်တယောက်ဖြစ်သည့်အားလျော်စွာရုပ်ပိုင်းဆိုင်ရာဒဏ်ရာများကိုကူးတန်ရန်လွယ်ကူပေးမဲ့လေနာမ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုတော့ဘယ်သူကမှမကူညီနိုင်ခဲ့ကြရှာပါဘူး။နေတဲ့ပန်းချိန်မှာတော့သူတို့ရဲ့ကားလေးကဇာကြီးဦးတာရင်ရဲ့ချမ်းဝန်းနဲ့ကိုဆိုက်ရောက်သွားကြတယ်။ဇာကြီးကသူတို့ကိုမျောလင့်နေသေးလား။အဲကန်းထဲမှာပဲအသင်စောင့်ကြိုနေပါလေ။ကိုရဲရင်ကတင်းရန်ဟောင်းနဲ့ဖြစ်ပျက်ခဲ့သမျှအကြောင်းစုံကိုအသေးစိတ်ရှင်းပြလိုက်တဲ့အခါမှာတော့ဇာကြီးရဲ့မျက်မှောင်မှာပုံမော်ကုတ်သွားပြီးတော့တပ်ပြင်းကိုရှည်လျက်စွာချလိုက်တယ်။အေးဒါကငါထင်ထားတဲ့အတိုင်းပဲရဲရင်လွန်ခဲ့တဲ့250ဟာအောက်လန်းဆရာကမြနေရဲ့အညိုးကိုအပြည့်အဝအသုံးချနိုင်အောင်သုံးမွင်းဆိုင်စီရင်တစ်ခုဆိုတာကိုလှုပ်သွားခဲ့တာ။ဝိညာဉ်တစ်ခုတည်းကိုနေရာ3ခုခွဲပြီးတော့ချုပ်နှောင်ထားတာမို့တနေရာကိုဖျက်ဆီးနိုင်အောင်နဲ့ကျန်တဲ့နေရာတွေကပြန်လည်တက်ဝင်နိုင်သေးရဲ့ကွာ။မင်းတို့ဖျက်ဆီးပစ်ခဲ့တာမြနေရဲ့အယိုးပြတချို့ကိုထုတ်ထားတဲ့ပထမတော့ချက်ပဲရှိသေးတာ။ဇာကြီးကလေးနဲ့တန်ဖြင့်ရှင်းပြလိုက်ပါတယ်။ဒါဆိုရင်ကျန်တဲ့နေရာနှစ်ခုကိုကျွန်တော်တို့ဘယ်လိုရှားမလဲဆရာကြီး။အချိန်ဆွဲနေမြနေကပို့ပြီးတော့အင်အားကြီးလာနိုင်တယ်ဗျ။ကိုရဲရင်ကစိုးရင်တကြီးမေးလိုက်ပါတယ်။ဇာကြီးကခေါင်းညင်ပြလိုက်ပြီးတော့ဖျားစင်ရှိမှရှိရဲ့ဖျောင်းနိုင်များကိုထပ်မံထုံးညီလိုက်ပါတယ်။အေးကျန်တဲ့နေရာတွေကိုရှာဖို့ဆိုရင်ညာနေသက်ရှင်စဉ်ကမြတ်တနိုးရာတွေသူအကြဆုံးကုံဆုံးခဲ့တဲ့နေရာတွေကိုပြန်ကြည့်ရမယ်ကွ။သူကနာမည်ကြီးနဂရောတယောက်ဆိုတော့သူကပြတဲ့ဇက်ခုံတွေသူပြင်ဆင်ခြေသားခဲ့တဲ့နေရာတွေကိုငါတို့ခြေရခံရမယ်။အဲ့တော့ငါရေမန်းကြည့်ပြီးတော့အာယုံခံမရမယ်။ဆိုပြီးတော့ပြောကတရားထိုင်ရင်ပြင်ဆင်ပါတယ်။ထိုချိန်မှာပဲဆိုပါပေါ်ငိမ့်သက်စွာထိုင်နေသောနီလာရဲ့ခန္ဓာကိုယ်ကလည်းစက္ကနဲနဲ့တုံသွားပါတယ်။သူမရဲ့မျက်လုံးများမိတ်ကျသွားပြီးတော့ပြန်ပွင့်လာတဲ့အချိန်မှာတော့ထိုမျက်လုံးများအတွင်းမှာရခင်ကမြင်တွေ့ခဲ့ရသောအေးဆက်ဆက်ငွေ့သက်များပြန်လဲကိန်းအောင်နေတာကိုလည်းကိုရဲရင်သတိထားမိလိုက်ပါတယ်။နီလာရဲ့နှာခမ်းများပွင့်ဟာလာပြီးတော့ဒီလိုစကားသံတစ်ခုထွက်လာတယ်။ရေမုံမြင်မောင်မိုက်တဲ့ဇက်ခုံကြီးအဲ့မှာဆိုင်းရှင်းတန်းတွေကိုကြားနေရတယ်။ကျမရဲ့လှပတဲ့မျက်နှာကိုကြည့်ဖို့မှန်တစ်ချက်ကြီးလည်းရှိသေးတယ်။အဲ့ဒီထဲမှာသွေးတွေအပြည့်ပဲ။နီလာရဲ့တန်ကသူမရဲ့မူလတန်ဖြစ်ပေမဲ့လည်းစကားပြောဆိုနေသောစကားလုံးများနဲ့လေဦးလေသိန်းကညနေရဲ့ငွေ့သက်များပြည့်ဝပါဝင်နေပါတယ်။ကိုရဲရင်ကအမြန်ပြေးသွားပြီးတော့နီလာရဲ့ပခုံးကိုလှုပ်ခါလိုက်တယ်။နီလာတတိထားပေါအောင်နီလာထိုကမှပဲနီလာကလန်နိုးလာတဲ့ကဲ့သို့ပြစ်သွားပြီးတော့ကြောင်တောင်ဖြင့်ပြန်ကြည့်နေပါတယ်။ဇာကြီးဦးသားတင်ကတရားထိုင်ရမှာမျက်လုံးကိုဖွင့်လာပြီးတော့နီလာကိုကြည့်ကပြောလိုက်ပါတယ်။ဒီကလေးမရဲ့ဝိညာဉ်ထဲမှာညီမရဲ့အငွေ့သက်တွေအများကြီးကန့်ညိနေသေးတယ်ရဲရင်ဒါကတစ်ဖက်ကကြည့်အန်နေများပြီမဲ့လေတစ်ဖက်ကကြည့်ရင်တော့ငါတို့အတွက်လမ်းစာရှာဖို့အသုံးဝင်တော့တယ်။အခုနီလာပြောသွားတဲ့စကားတွေရဆိုရင်
ဒုတိယတော့ချက်ကညနေအမြဲတမ်းကပြခဲ့တဲ့ဇက်ခုံဟောင်းတနေရာမှာရှိနေမယ်အဲဒီဇက်ခုံကမှန်ကြီးတစ်ချက်နဲ့ပတ်သက်နေရဲ့ကွရဲရင်ကအဖွားတော်လိုင်းပြောပြခဲ့သောအတိတ်အကြောင်းအများကိုပြန်လည်စဉ်းစားလိုက်ပါတယ်ညနေကထိုနယ်တွဲမှာနာမည်အကြီးဆုံးနဂတော်တဦးဖြစ်ပြီးတော့သူတို့ကညနေအများဆုံးတွားရောက်ကပြခဲ့သောနေရာဟောင်းတစ်ခုကိုရှာဖွေရတော့မှာဖြစ်ပါတယ်ဆရာကြီးကထူးစီရင်ထားသောလက်ဖွဲ့ကျိုးသစ်တကုံးကိုနီလာရဲ့လက်ဘင်းမှာဆွဲထားပေးလိုက်ပြီးတော့ခရီးဆိုင်ရန်ပြင်ဆင်လိုက်ပါတယ်အချိန်ဒီကညနေဆောင်ကိုရောက်ရှိလာပြီဖြစ်ရာမိသီးညကပုံမကျန်းသောဝိညာဉ်ရေးရာတိုက်ပွဲများကိုပေါ်ဆောင်သွားတော့မယ်ဒီကြောင့်ကိုသူတို့အားလုံးကသိရှိနေခဲ့ကြပြီဖြစ်ပါတယ်။ကိုရဲရင်နဲ့နီလာတို့ကဇာယီဦးသားရဲ့လမ်းညွှန်မှုနဲ့နီလာရဲ့မသိသေးတဲ့မှာထွက်ပေါ်လာသောတဲလွန်စားများရအေရီမြို့ဝကျွန်းပေါ်ဒေသမှာရှိရဲ့အမည်မသိမြို့ဟောင်းလေးတစ်ခုစီကိုကြီးဆက်လာခဲ့ကြတယ်။ဒီမြို့လေးကလွန်ခဲ့သောနှစ်ပေါင်းများစွာကလေးကစီကားခဲ့ပြီမဲ့လေအခုအခါမှာတော့လူသူနေထိုင်နေပါပြီးတော့ဟောင်းနှန်းယူရင်းနေသောအဆောက်အုံများဖြင့်သာပြည့်နှက်နေပါတယ်။မြို့စွန်းမှာရှိရဲ့ဂျုံနယ်ပိတ်ပေါင်းများဖုံးလွှမ်းနေသောနေရာတစ်ခုမှာတော့လွန်ခဲ့သောနှစ်ပေါင်း90ကညနေအမြဲတမ်းကပြဖြတ်ပြီးလေးရှိသည်ဆိုသောတက်သားဆက်ရုံဟောင်းကြီးတစ်ခုကရှိနေပါတယ်။ညမောင်တို့ကပဝန်းကျင်တစ်ခုလုံးကိုလွှမ်းခြုံထားပြီးတော့ကောင်းကင်ရံမှာလာမင်းကိုတိမ်များကဖုံးကွယ်ထားပါတယ်။ဇက်ရုံဟောင်းကြီးရဲ့အပြင်မှသွေးရန်ကကြီးမားလာသောတရေဘုံချောင်းကြီးတစ်ခုလားကြောက်မှဖွယ်ရကောင်းလာတယ်။လေတက်လိုက်တိုင်းတက်သားချက်များပုတ်တိုက်တယ်။လူတယောက်ရဲ့ညီးသွမ်းတဲ့ကဲသို့ထွက်ပေါ်လာနေတယ်။ဝေရင်ကဓမီတလက်ကိုကင်ဆောင်ထားပြီးတော့နီလာရဲ့လက်ကိုတင်းကျပ်စွာဆွဲထားရင်းနဲ့ဇက်ကောင်ဟောင်းတွင်းကိုဝင်သွားကြပါလေတို့ဇက်ရုံတွင်းကိုခြေချလိုက်တဲ့ပြိုင်နဲ့လေတုကအလွန်တရာအေးဆက်ခဲဝင်သွားပြီးတော့တို့ရင်းနှီးနေသောဘရိုမစ်ခေါင်းလင်းစီနဲ့ရေမွေးဆက်ထားသောနန်ဆိုကြီးကစီးကြိုတိုက်ခတ်လာပါတယ်ပင်မဇက်ကောင်ကြီးမှာဘုံများပြည့်တက်နေပြီးတော့ပင့်ကူအိမ်များရှက်နွယ်နေပါတယ်တို့ချိန်မှာပဲရုတ်တရက်သူတို့ရဲ့နားထဲမှာရှိရဲ့ရိုးရဆိုင်ဝမ်တိကတ်တန်များကိုခက်တက်တက်ကြားလိုက်ရတယ်ပမတန်ကျင်းတော်တန်နဲ့နှဲတန်များကအလွန်တရာနာပြောပွဲကောင်းနေကြပြီမဲ့လေဒီလိုမျိုးလူသူကင်းမဲ့သောညလက်ခေါင်းချိန်မှာကြားရသည်ကတော့ကြောချံပွဲရကောင်းနေလှပါတယ်။ဝေရင်ကဘာလို့တိုင်းပညာရဲ့အာယုံစူးစိုက်မှုတက်ပညာကိုသုံးချကပုံဝန်းကျင်မှာရှိရဲ့လူများအကဲခတ်ကြည့်လိုက်ဒီရဲ့စိတ်ထဲမှာအန်ရတခုကိုနီးကပ်လာပြီးဖြစ်ကြောင်းကိုလည်းသတိပေးခေါင်းလောင်းများထံမှာဟီနေပါတယ်။နီလာငါးတော့ငါကတ်နေပါဘာဖြစ်ဖြစ်မြင်ဘာပဲကြကိုရဲ့စိတ်ထဲမှာကိုတိညအောင်နေပါဆိုပြီးတော့ကိုရဲရင်ကဒီလုံးပြမှာချလိုက်ပါတယ်။ဒိုဇက်ခွန်ရဲ့အလဲတက်တဲ့မှာတော့အနီးအောင်မီးရောင်မှင်မလေးတစ်ခုလင်းလည်လာပြီးတော့ဒေါ်လင်းအောင်အောက်မှာလူရည်တည်းကပြဖြောပြနေရကိုမြင်တွေ့လိုက်ရတယ်။လူရည်ကမိမဝတ်စုံကိုဝတ်ထားပြီးတော့အလွန်နဲ့နှောင်းသောဟန်ပတ်များဖြင့်ကပြနေခြင်းသာဖြစ်တယ်။ဆိုင်တဲ့များကပုံမမြူးကြွလာပြီးတော့လူရည်ဒီကလည်းကိုရဲရင်တို့ရှိရာဘတ်စီကိုတပြေးပြေးနဲ့ချင်းကပ်လာပါတယ်။ဓမီအောင်မြထိုးကြည့်လိုက်တဲ့အခါမှာတော့ထိုသူမှအခြားသူမဟုတ်ဘဲနဲ့မိကများဖြင့်ခြေသာထားလို့ညီမြရဲ့ဝိညာဉ်ပင်ဖြစ်နေ။ဒါပေမဲ့လည်းတစ်ခုကမှတော့ညီမြကကြောက်မဖွယ်ရတရေပုံစံနဲ့မဟုတ်တော့ဘဲနဲ့အလွန်တရာလှပသောအမျိုးသမီးတဦးရဲ့အသွင်ဏ္ဍာန်ကိုဖန်တီးထားပါတယ်။လူမရဲ့မျက်ဝန်းများကလည်းဆက်ဆံမှုပြည့်ရှိနေပြီးတော့နှာခမ်းများကအပြုံးရောင်တန်းနေပါတယ်။ကိုရဲရင်ရှင်ကတိတ်ကိုတန်မားယောက်ျားပဲ။ရှင်လိုလူမျိုးကိုကျမအသက်ရှင်စဉ်ကမချတွေ့ခဲ့ဘူး။အခုကျမစီကိုရောက်လာပြီဆိုတော့ရှင်ရဲ့အချစ်တွေကိုကျမပေးပါတော့လား။ညနေရဲ့တန်းကအလွန်ချိုးသားနူးညံ့နေပြီးတော့ကြားသူကြားတိုင်းရဲ့စိတ်ကိုညှို့ယူဖန်ဆာနိုင်စွမ်းရှိနေပါတယ်။ကိုရဲရင်စိတ်အာရုံများကလည်းတဖြည်းဖြည်းဝေဝါးသွားပြီးတော့ညနေရဲ့လှမှနေမျောလို့မတတ်ဖြစ်သွားခဲ့ရတယ်။သူရဲ့ဘေးမှာရှိရဲ့ရန်နေသောနီလာကိုပဲမေးရသွားလို့မျိုးရက်ကရှက်ကိုလန့်တိုးမိသွားပါတယ်။ဒီရန်ကတော့အချမ်းမဝိညာဉ်ရဲ့အစွမ်းထက်သုံးသောကာမညှို့တော်မာယာပင်ဖြစ်ပါတယ်။ညနေကကိုရဲရင်ရဲ့ရင်မက်စီကိုလက်လန်းလာပြီးတော့သူမရဲ့အစ်ဆက်တော်လဲလုံညံသောဒီတွေပြင်းပုတ်သက်ပေးရင်ကြိုးစားပါလိရော့။ဒါပေမဲ့ကိုရဲရင်ခြေလက်များရက်တန်သွားပြီးတော့သူရဲ့မသိသေးအတွင်းမှာဘန်တို့တိုင်းပညာရဲ့အခြေခံတည်တရားသည်တည့်ရတဲ့ပြနှိုးချလာပါတယ်။သူကအာနာပါနဝင်သားထွက်တော့ကိုရန်နန္ဒာရှုသွင်းလိုက်ပြီးတော့မိမိရဲ့စိတ်ကိုအများဆုံးပြန်လည်ထိန်းချုပ်လိုက်တယ်။မျက်စိချင်းမှာရှိရဲ့လာပါတော့မြို့သမီးပုံရိပ်တီကအမှန်တရားမဟုတ်ဘဲနဲ့သွေးစိုးဖုတ်ကောင်တကောင်ရဲ့လေစားမှုသာဖြစ်ကြောင်းကိုလည်းအသိဝင်လာတယ်။ဝေရင်ကကြားဟန်ချီခွက်ကိုအမြန်ပြောင်းလဲလိုက်ပြီးတော့သူ့ရဲ့ညာဘက်လက်သီးဖြင့်လေထဲကိုအားကုန်လွှဲပစ်လိုက်တယ်။အတွင်းဟန်ပါသောလက်သီးချက်ကလေထုကိုခွင်းသွားသည်နဲ့တပြိုင်နက်မြာနီရဲ့လှပသောပုံရိပ်ကမှန်ကွဲစားများကဲ့သို့ပျက်စီးသွားပြီးတော့မူလကျန်းတဲ့သောယောက်ျားမျက်နှာပေါင်းနဲ့အချောင်းမှတရေသွင်းကိုချက်ချင်းပြန်လဲပြောင်းလဲသွားပါလေတော့တယ်။မင်းရဲ့မာယာတွေကငါးစီမှာအလုံးမဖြစ်ဘူးများနေ။အခုဒုတိယတော့ချက်ရှိတဲ့နေရာကိုငါတို့သွားရှာမယ်။ဆိုပြီးတော့ကိုရဲရင်ကဟိန်းဟောက်လိုက်ပါတယ်။ညနေရဲ့ဝင်းချင်းကဒေါသတကြီးအော်ဟစ်လိုက်ပြီးတော့ဇက်ရုံရဲ့အနောက်ဘက်မှာရှိရဲ့အမောင်မိုက်တဲ့ကိုလွင့်စင်ပြောက်ွယ်သွားပါလေတော့တယ်။ကိုရဲရင်ကနီလာရဲ့လက်ကိုပြန်လဲဆွဲကန်ကဇက်ရုံရဲ့နောက်ဘက်မှာရှိရဲ့မင်းသားမင်းသမီးများအဝတ်စားလဲရအခန်းစီကိုဥတီရှောင်းလန်းသွားခဲ့ပါတယ်ဇဲရုံဟောင်းရဲ့နောက်ဘက်ခန်းကဘိုးမိုအေးဆန်မောင်းမိုင်နေပြီးတော့လေဝင်လွတ်ထမရှိလို့မှုန်နှံများ
အထောင်းလိုက်ထွက်နေသွားတယ်။မီးအောင်မြင့်ခန်းတွင်းကိုထိုးကြည့်လိုက်တဲ့အခါမှာတော့အောင်းနှံဆွေးမြင်နေသောအဝတ်စားတက်တာကြီးများကျိုးပဲ့နေသောကလထိုင်များနဲ့အခန်းရဲ့ထောက်နေရာမှာရပ်ထားသောကြီးမားတဲ့ရှေးအောင်ကျေးမုံမြင့်ကြီးတစ်ချက်ကိုတွေ့လိုက်ရပါတယ်။ထိုကျေးမုံမြင့်ကြီးကအလွန်ကြီးမားပြီးတော့မျက်နှာပြင်တစ်ခုလုံးဘုံဘုံများဖုံးလွှမ်းနေပြီးမှလည်းတစ်စုံတစ်ခုသောငွေသက်ကိုဇက်တိုက်ထုတ်လွှတ်နေလိုမျိုးခံစားနေရတယ်။ဒီလာကကျေးမုံမြင့်ကြီးကိုမြင်လိုက်သည်နဲ့သူမရဲ့ခန္ဓာကိုယ်ကအလိုလျောက်တုံရင်လာပြီးတော့ကိုရဲရင်ရဲ့နောက်ကျောကိုပုံခွေသွားပါတယ်။ကိုရဲရင်အဲ့ဒီမှန်ကြီးပဲနီလာစိတ်ထဲမှာမြင်ခဲ့ရတဲ့မှန်ကြီးကအဲ့ဒါပဲနီလာကတုံရင်သောအတန်ဖြင့်ပြောလိုက်ပါတယ်။ကိုရဲရင်ကဓမီကိုမှန်မြင်မော်ကိုထိုးကြည့်လိုက်တယ်။မှန်မြင်ကဖုံမြတက်နေပြီမလဲအတွင်းမှာတော့မဲနဲ့နေသောအရေးကြီးတစ်ခုလှုပ်ရှားနေတာကိုလည်းရှင်းလင်းစွာမြင်နေရပါတယ်။ဒီဟာကတော့ဆရာကြီးဦးတာရင်ပြောခဲ့သောဒုတိယသော့ချက်ဖြစ်ကြောင်းကိုရဲရင်သေးချာသိရှိသွားခဲ့ပြီ။သူကဆရာကြီးပြေးလက်သောအင်းရီမန်းနဲ့အကာအကွယ်လက်ဝဲကျိုးကိုအသင့်ပြင်ဆင်ထားလိုက်ပါတယ်။မှန်ကိုခွဲပြရမယ်နီလား။မှန်ခွဲသွားရင်အထဲမှာချုပ်ထားတဲ့မြားနီရဲ့ဒုတိယဝိညာဉ်အစိပ်ပိုင်းပျက်စီးသွားလိမ့်မယ်။ဆိုပြီးတော့ကိုရဲရင်ကပြောရင်းနဲ့အခန်းတွင်းထဲမှာရှိသောလေးလံတဲ့တသားလုံးကြီးတစ်ခုကိုကောက်ယူလိုက်ပါတယ်။ကိုရဲရင်ကတသားလုံးကြီးကိုကန်ကမန်စီကိုပြေးဝင်သွားပြီးတော့အားကုန်သုံး၍ရိုက်ခွဲရန်ဟန်ပြင်လိုက်တယ်။ထိုချိန်မှာပဲမှန်ပြင်တွင်းမှာမြားနီရဲ့ဝိညာဉ်ကအပြင်ကိုတဝက်ခန့်ထွက်ပေါ်လာပြီးတော့သူမရဲ့ရှည်လျားသောလက်သေးကြီးမှဖြင့်ကိုရဲရင်ရဲ့မျက်နှာကိုလှန့်ကုတ်ရန်ကြိုးစားပါတယ်။ကိုရဲရင်ကမြောက်ဟန်ခြေခွက်ဖြင့်ခေါင်းကိုငုံရှောင်လိုက်ရာလက်သေးများကလေကိုသာခွဲသွားတယ်။ဒါပေမဲ့လည်းမြားနီကချက်ချင်းပင်နောက်တစ်ချိန်တိုက်ခိုက်လာပြီးတော့ကိုရဲရင်ရဲ့လက်ထက်မှာတသားလုံးကြီးကိုရိုက်ချလိုက်ပါတယ်။တသားလုံးကြီးကအဝေးကိုလွင့်ထွက်သွားပြီးတော့ကိုရဲရင်ကလက်နက်မဲ့ဖြစ်သွားတယ်။မြားနီရဲ့ဝိညာဉ်ကမန်ထဲမှာပြေဝထွက်ပေါ်လာပြီးတော့အခန်းတစ်ခုလုံးကဒိုမရဲ့ဒေါသငွေ့သက်များကြောင့်တုန်ခါနေပါတယ်။မင်းတို့ကငါရဲ့အလားဆုံးမှန်ကိုဖျက်ဆီးဖို့ကြိုးစားတာလား။ဒီမန်ထဲမှာငါလှပရဲ့အတိတ်တွေအားလုံးရှိရဲ့။ဘယ်သူမှလာမနေနဲ့။ဆိုပြီးတော့မြားနီကအတန်တန်ကြီးဖြင့်အော်ဟစ်လိုက်ပါတယ်။ကိုရဲရင်ကနောက်ကိုဆုတ်ချင်မရတော့ဘူး။သူကဘန်ဒိုတိုင်းပညာရဲ့အမြင့်ဆုံးကာကွယ်ခြင်းခြေခွက်ဖြစ်သောဇင်ဟန်ကိုအသုံးပြုကာခြေနှစ်ဖက်ကိုမြေကြီးပေါ်မှာအခိုင်အမာခိုင်ခန့်စေလိုက်ပြီးတော့မြားနီရဲ့ဝိညာဉ်ပြေးဝင်လာတဲ့အချိန်မှာတော့ကိုရဲရင်ကသူ့ရဲ့ခန္ဓာကိုယ်အတွင်းအားလုံးကိုညာဘက်လက်ဝါးစီကိုစူးစီးကာမြားနီရဲ့ရင်ဘတ်နေရာကိုအားဖြင့်ပြင်းထန်စွာတွန်းထုတ်လိုက်ပါတယ်။အတွင်းနဲ့ဝိညာဉ်စွမ်းရင်ထိတွေ့သွားတဲ့အခါမှာတော့လေပြင်းတစ်ချက်ပေါက်ကွဲသွားလိုမျိုးအတန်ကြီးကထွက်ပေါ်လာပြီးတော့မြားနီရဲ့ဝိညာဉ်ကနောက်ကိုလင်းဆင်သွားကရေမုံပြင်းကြီးနဲ့အပြင်းထန်ရိုက်မိသွားပါလေတော့တယ်။ဒိုခွန်ရေးကိုရယူကလီလာကဆရာကြီးဦးတာတင်ပေးလက်သောဘေးရီမန္တန်များကိုအတန်ပြင်းပြင်းဖြင့်စတင်ရွတ်ဖတ်လိုက်ပါလေတော့တယ်။မန္တန်တန်များထွက်ပေါ်လာတဲ့တပြိုင်နက်မြားနီကနားဝါများကိုပိတ်ကကျမ်းမြေပေါ်မှာလူလည်နေပါတယ်။ကိုရဲရင်ကကျမ်းမြေပေါ်မှာကြာနေသောအင်းရီမန်းဘူးကိုအမြန်ကောက်ယူကမန်ကြီးစီကိုပြေးသွားပြီးတော့မန်မြင်တစ်ခုလုံးကိုအင်းရီမန်းများဖြင့်ပတ်ဖြန့်လိုက်ပါတယ်။ရေနဲ့မှထိတွေ့သွားနေတဲ့ပြန်နဲ့မန်မြင်တစ်ခုလုံးကအနီရောင်သွေးမြတ်ယူစီကြတဲ့ကဲ့သို့ဖြစ်သွားပြီးတော့ကွဲအပ်တန်းကြီးများဇက်တိုင်ထွက်ပေါ်လာပါတယ်။ဘုံဝင်သောအတန်ကျဲကြီးနဲ့တူအရာမှကျင်းမုံပြင်းကြီးကအပိုင်းပိုင်းအဆဆကွဲအပ်ကြာဆင်းသွားပါလေတော့တယ်။မန်ခွဲစားမှကျမ်းမြေပေါ်ကိုကြားရောက်သွားတဲ့အချိန်မှာတော့ညာနီရဲ့ဝိညာဉ်ကအလွန်နာကျင်စွာအော်ဟစ်ရင်းနဲ့အခိုးငွေများဖြစ်ကိုပြောင်းလဲကလေထဲမှာလွင်ပပျောက်ကွယ်သွားပါလေတော့တယ်။အခန်းထဲမှာတော့လက်စိတ်မှုကပြန်လဲကြီးဆိုးသွားပြီးတော့ကိုရဲရင်နဲ့နီလာတို့ကအသက်ကိုပြင်းပြင်းရှူကနိုင်ရန်ကိုမှီပြီးတော့အနားယူလိုက်ကြပါတယ်။ဒုတိယသက်ချက်ကိုအောင်မြင်စွာဖျက်ဆီးနိုင်ခဲ့ပြီဖြစ်တယ်။ဒါပေမဲ့လည်းသူတို့ရဲ့အောင်ဘက်ကပြည့်စုံခြင်းမရှိသေးဘူး။မန်ခွဲစားမြတ်ကြားထဲမှာဒုံညွန်းသောတန်တန်ကသူတို့ရဲ့နားထဲကိုရိုက်ခတ်လာပါတယ်။မင်းတို့နှစ်ခုကိုဖျက်ဆီးနိုင်ခဲ့ပြီမဲ့တရယာတော့ချက်ကမင်းတို့ဘယ်တော့မှဖျက်ဆီးလို့မရနိုင်တဲ့နေရာမှာရှိရဲ့။အဲ့ဒါမင်းမိမနီလာရဲ့ကိုယ်ထဲမှာစီးစင်းနေတဲ့တွေးကြော်တွေဒုံနေထိုင်တဲ့အိမ်ရဲ့မြေအောက်ထဲမှာပဲကွ။ညာနေရဲ့နောက်ဆုံးကြိတ်သားစကားတန်ဟာလေထဲမှာဝဲပြန်နေစေဖြစ်ပါတယ်။ကိုရဲရင်နဲ့နီလာတို့ကတယောက်ကိုတယောက်ထိတ်လန့်စွာကြည့်မိလိုက်ကြတယ်။တတိယနဲ့နောက်ဆုံးတော့ချက်ကအခြားနေရာတွေမဟုတ်ဘဲနဲ့နီလာရဲ့ဘိုးဘွားပိုင်အိမ်ဟောင်းနေရာတွေရှိချောင်းကိုတီးလိုက်ရတော့ကြောင်းဒီတိုက်ပွဲရဲ့ဆုံးသက်ကသူတို့ထင်ထားတဲ့များစွာခက်ခဲကြမ်းတတော့မီဖြစ်ချောင်းကိုဒေးကြသွားခဲ့လိမ့်ပြီ။နီလာရဲ့မိသားစုအိမ်အောင်စီကိုအသက်နဲ့ရင်းရမယ်နောက်ဆုံးခြေလန့်ခီးစဉ်ကြီးကိုသူတို့မလွဲမသွေဇက်လက်ရှောက်လန့်ကြရတော့မှာဖြစ်ပါတယ်။လာမီခမ်းများမှာတော့ပုံမကြီးမားသောလှုပ်ဝက်ချက်များနဲ့အဆုံးဖြတ်တိုက်ပွဲကြီးကစောင့်ကြိုနေခဲ့လေပြီဖြစ်ပါတယ်။ရေမုံမြင့်ကြီးကွမ်းသွားပြီးရဲ့နောက်မှာတော့ဇက်ယုံဟောင်းတွဲမှာရှိရဲ့အေးဆက်ဆန်ငွေတံများကအနှဲငယ်ရောပါသွားခဲ့ပြီမလဲကိုရဲရင်နဲ့နီလာတို့ရဲ့ရင်ထဲမှာတော့ကြီးမားသောစိုးရင်ပူပန်မှုများသမုတ်တရားကြီးတစ်ခုကလိုင်းတမုံများထန်နေစေဖြစ်ပါတယ်။တတိယမြောက်သောချက်ကအခြားနေရာတွေမဟုတ်ဘဲနဲ့နီလာရဲ့ဘိုးဘွားပိုင်အိမ်ဟောင်းနေရာတွေရှိချောင်းကိုမြန်းနီရဲ့ဝိညာဉ်ကအတီလင်းကြွေးကြော်သွားခဲ့သည်မဟုတ်ပါလား
ရင်းချကနီလာတွင်အလွန်တရာရင်ကွဲနာကြဖွယ်ရာဖြစ်ခဲ့ရပါတယ်မိမိရဲ့သွေးကြောများအတွင်းမှာအတိတ်ကအမှားများနဲ့ရင်သာများစီးဆင်းနေသည်ဟုသောအသည့်ကနီလာရဲ့စိတ်ဝိညာဉ်ကိုပြင်းထန်စွာထိခိုက်စေခဲ့တယ်ကိုရဲရင်ကနီလာကိုတွဲကူကဇေယုံဟောင်းတွင်းမှာအမြန်ဆုံးထွက်ခွာလာခဲ့တယ်ညမောင်တို့ကပေါင်းကျင်တစ်ခုလုံးကိုလွှမ်းခြုံထားပြီးတော့လေပြင်းများသွေးရများကိုတဝုံဝုံရိုက်ခတ်နေကြတယ်ကားဘော်ကိုရောက်တဲ့ကားဘော်ရောက်တာနဲ့ကိုရဲရင်ကအင်ဂျင်ကိုနှိုးကဆရာကြီးဦးတာတင်ရှိရာရန်ကုန်မြို့စီကိုအချိန်ပြင်းပြင်းဖြင့်မောင်းနေလာခဲ့ပါတယ်။ကောင်းမောင်းနေစဉ်တစ်ချောင်းလုံးနီလာကကားထိုင်ကုန်ကိုမိကမျက်စိမှိတ်ပြီးတော့တက်ရှူတံများမှလည်းအလုံးမကန်ဖြစ်နေ။နီလာအခုချိန်မှာစိတ်ကိုအတက်နိုင်ဆုံးနဲ့တတိငြိမ်ထားစမ်းပါကွာ။ကိုရိုဆရာကြီးစီကိုရောက်တာနဲ့အဖြစ်တစ်ခုခုတော့တေချာပေါက်ရမှာပါ။ကိုရဲရင်ကကျေစနီးရဲ့လက်ကလေးကိုစုပ်ကိုင်းရင်းနဲ့အားပေးစကားဆိုလိုက်ပါတယ်။နီလာကမျက်လုံးများကိုဖြင်းညင်းစွာဖွင့်ကြည့်လာတယ်။ဒုံမျက်ဝန်းများအတွင်းထဲမှာတော့မျက်ရည်များပြည့်အိုင်နေပြီးတော့အလွန်တရာနွမ်းနယ်နေသောအမူအရာများကိုပါတွေ့နေရပါတယ်။ကိုရဲနီလာရဲ့ခန္ဓာကိုယ်တစ်ခုလုံးကပူလောင်နေတယ်။သူ့ကြောထဲမှာတစ်ခုခုလှုပ်ရှားပြေးလောသွားနေလို့ပဲ။မြားနီကနီလာရဲ့အသက်ကိုဖြည်းဖြည်းချင်းဆုပ်ယူနေပြီနဲ့ထင်တယ်။နီလာကတုံရင်နေသောအတန်ဖြင့်ညီးတွားလိုက်ပါတယ်။ကိုရဲရဲ့နှလုံးသားကတစ်ချက်ဆူးအောင်သွားတယ်။မြားနီရဲ့ဒေါသနဲ့အညှို့ကနီလာရဲ့သွေးကြောများအတွင်းထဲကိုအစိတ်ရည်တစ်ခုလားစိတ်ဝင်နေပြီဖြစ်ကြောင်းကိုလည်းသူကောင်းစွာသဘောပေါက်လိုက်တယ်။နေမွေမီချိန်လင်းတွင်းမှာပဲသူတို့ရဲ့ကားလေးကဇာကြီးဦးသားတင်ရဲ့ခြံဝင်းတွင်းထဲကိုဆိုက်ရောက်သွားခဲ့တယ်။ဇာကြီးကသူတို့ကိုမျှော်လင့်နေသည်လားအဲကန်းတွင်းထဲမှာထိုင်နေအသင့်စောင့်ကြိုနေပါတယ်။ဝေရင်ရင်ကဇဲုံဟောင်းနဲ့ဂျုံတွေးခဲ့ရသောအဖြစ်ပြက်များနဲ့ညနေရဲ့နောက်ဆုံးကြွကြော်သံများကိုအသေးစိတ်ရှင်းပြလိုက်တဲ့အခါမှာတော့ဇာကြီးရဲ့မျက်နှာကလည်းအလွန်တရာလေးနဲ့တည်ကြည်သွားတယ်။ငါထင်ကားခဲ့တဲ့အတိုင်းပဲရဲရင်လွန်ခဲ့တဲ့နှစ်90ကအောက်လန်းဆရာညနေရဲ့ဝိညာဉ်ကိုအပိုင်း၃ပိုင်းခွဲပြီးတော့ချုပ်နှောင်ခဲ့တာကွာပထမတစ်ပိုင်းကရိုးပြဒုတိယတစ်ပိုင်းကသူ့မျက်နှာဆုံးကြေးမုံမြင့်အေးတတိယတစ်ပိုင်းကတော့အစီရင်ရဲ့အသက်သွေးကြောဖြစ်တဲ့ဦးဘမော်ရဲ့အိမ်အောက်ကမြေကြီးထဲမှာပဲအဲ့ဒီအိမ်ကနီလာရဲ့ဘိုးဘပိုင်အိမ်ဖြစ်နေတော့နီလာရဲ့သွေးနဲ့ဒီစီရင်ကဓာတ်ရဲ့ဆက်နွယ်နေတယ်အချိန်ဆွဲလို့တော့မရဘူးဟေ့ဒီနေ့ညတွင်ချင်းအဲ့ဒီအိမ်အောင်စီကိုတွားပြီးတော့တတိယတော့ချက်ကိုအပြီးတိုင်ဖြတ်စည်းပြစ်မှရမယ်ကွာဆရာကြီးကပြတ်သားစွာပြောလိုက်ပါတယ်ဝဲရင်ကခေါင်းကိုညှိ့ပြလိုက်ပြီးတော့နီလာကိုကြည့်လိုက်တယ်နီလာကလည်းကျမ်းမြေပေါ်မှာကိုလေးထိုင်နေပြီးတော့အာရင်ကုန်ခန်းနေပြီဖြစ်ပါတယ်ဆရာကြီးလိုက်ခဲ့ပေးနိုင်မလားဗျကျွန်တော်တယောက်တည်းဆိုရင်နီလာကိုကောက်ွယ်ဖို့ရောအစီရင်ကိုဖြတ်စည်းဖို့ဆိုတာကရောအခက်အခဲရှိနိုင်တယ်ဝဲရင်ကတစ်ချက်တောင်းဆိုကြည့်လိုက်ပါတယ်ဩတေချာပေါက်လိုက်ခဲ့ရမှာပေါ့ကွာဒီကိစ္စကတာမန်ပြောကကိစ္စမဟုတ်တော့ဘူးကွာအမောင်လောကရဲ့အဆိုးအဆုံးအစီရင်ကိုဖြတ်စည်းရမှာမို့ငါကိုယ်တိုင်မှာပါမှဖြစ်မယ်ဆိုပြီးတော့ပြောကဆရာကြီးကလိုအပ်သောအင်းအိုင်ကားလေလက်ဖွဲ့များနဲ့အစီရင်သုံးဆောင်များကိုအိတ်လုံးနဲ့အတွင်းကိုတေချာစွာထုတ်ပိုးလိုက်ပါတယ်အကြိမ်မဆိုင်မဲနဲ့သူတို့သုံးဦးကနီလာရဲ့ဇာတိရွာမှာရှိတဲ့ဘိုးဘပိုင်အိမ်အောင်စီကိုဥတီ၍ခီးဆက်လာခဲ့ကြတယ်လမ်းတစ်ချောင်းလုံးမှာတော့လေတုကပုံမလေးလံလာပြီးတော့နောက်ဆုံးတိုက်ပွဲကြီးတစ်ခုအတွက်ဂျိုတင်သတိပေးနေသည့်ဒိန်းနမိတ်များကပေါ်ဝန်းကျင်တစ်ခုလုံးမှာပြည့်နှံ့နေပါလေတော့တယ်ညသကောင်အချိန်ကိုရရှိလာတဲ့အခါမှာတော့သူတို့ရဲ့ကားလေးကဒိတ်စိတ်၆ကပ်နေသောရောင်ဝင်လမ်းမကြီးပေါ်ကိုရောက်ရှိလာခဲ့ကြတယ်။ရာသူရသားတွေအားလုံးကအိမ်မော့ကျနေပြီဖြစ်ပေမဲ့လည်းလမ်းမတိုင်ချို့ကမိန်ပြပြလင်းအောင်မလွဲပြီးတော့ဘဝညင်တစ်ခုလုံးကမှောင်မဲ့နေကြတယ်။ကိုရဲရင်ကကားကိုဖြင်းချင်းစွာမောင်းနေလာရင်းနဲ့နီလာညှင်ပြသောအိမ်ဟောင်းကြီးရှိရာခြံဝန်းကျကြီးတစ်ခုရှိမှရက်တန်လိုက်ပါတယ်။ဒိုရင်ကြီးကရှေးအောင်သသားအကြီးတစ်လုံးဖြစ်ပြီးတော့နေပေါင်းများစွာလူမနီပဲနဲ့ပြထားခဲ့လို့ခြုံနေပိတ်ပေါင်းများဒူတွက်စွာပေါက်ရောက်နေကြတယ်။အိမ်ကြီးရဲ့သွင်တရံကအမောင်လူထဲမှာတော့အေယာမဘလူးကြီးတစ်ကောင်ရက်တန်နေတဲ့ကဲ့သို့ကြောက်မဖွဲရာကောင်းနေလှပါတယ်။လေတက်လိုက်တဲ့တစ်သားတကွယ်များပုတ်တိုက်တန်ကလူတယောက်ရဲ့ညီးတွားတန်လားထွက်ပေါ်နေပါတယ်။ဇာကြီးဦးသားရင်ကကားပေါ်မှာဆင်းနေနဲ့ဂျံဝင်းတွင်းမှာရှိတဲ့လေထုကိုကဲခက်ကြည့်လိုက်ပြီးတော့မျက်မှောင်ကိုသွားတယ်။သတိထားရင်ဒီညမှာအမှောင်ဆွမ်းရင်အရန်အားကောင်းနေရဲ့ကွာ။ညာနေရဲ့ဝိညာဉ်ကငါတို့ကိုအသင်စောင့်နေလောက်ပြီ။ဇာကြီးကတို့သတိပေးလိုက်ပါတယ်။ကိုရဲရင်ကလက်မီးကိုကန်ဆောင်ကနီလာရဲ့လက်ကိုတင်းကျပ်စွာဆုပ်ကန်ထားရင်းနဲ့အိမ်ကြီးအတွင်းကိုဝင်ရောက်လာခဲ့ကြတယ်။အိမ်ရှိတကမာကြီးကတော့ကတ်ထားခြင်းမရှိဘဲနဲ့အနှဲငယ်ဟနေ။တကားကိုတုံးဖွင့်လိုက်တာနဲ့အလွန်တရာဆူးချသောမုံနဲ့အတူပရိုမစ်ခေါင်းလင်းစီနန်းတို့ရော့ရှက်နေသောနန်းကြီးကစီးကြိုတိုက်ခတ်လာပါတယ်။အဲကန်းကြီးတွင်းမှာတော့ပုံများထူထပ်စွာတက်နေပြီးတော့ပင်ကိုအိမ်များကနေရာနှံ့ကိုရှက်နေကြတယ်။နီလာအဖိုးဥပမောင်အများဆုံးအချိန်ဖြုံးခဲ့လိရှိရဲ့အခန်းကဘယ်ခန်းလဲကွာကိုရဲရင်ကမေးလိုက်ပါတယ်နီလာကအင်ကြီးရဲ့ပေါ်တက်ကိုမော့ကြည့်လိုက်ပြီးတော့အပေါ်တက်ကညာဘက်အဆုံးအခန်းပဲကိုရဲအဲ့ဒီအခန်းကိုအဖိုးတက်ရှိထင်ရှားရှိစဉ်ကဘယ်သူမှပေးမဝင်ဘူးဆိုပြီးတော့တော်ရင်တဲ့အတန်နဲ့ဖြေချလိုက်ပါတယ်
သူသုံးဝလေကလေးများကိုဒဇင်ချင်းနှင်းကအပေါ်တက်ကိုတက်လာခဲ့ကြတယ်။လေကားနှင်းများထံမှကြွေကနေမိတဲ့များကညမောင်တွင်းထဲမှာတော့အလွန်ကျေလံစွာထွက်ပေါ်နေပါတယ်။ညဘက်ဆုံးမှာရှိရဲ့အခန်းရှိကိုရောက်တဲ့အခါမှာတော့တကားကိုလွယ်တကူဖွင့်ရင်မရဘဲနဲ့ဒေသများဖောင်းပွားကားပိတ်ဆို့နေကြတယ်။ကိုရဲရင်ကသူ့ရဲ့ဘန်တို့တိုင်းပညာမှာခွန်အားကိုသုံးချကာတကားကိုအားကုန်တွန်းဖွင့်လိုက်ရတယ်။အခန်းတွင်းထဲကိုရောက်ရှိသွားတဲ့အခါမှာတော့ရေအောင်စာအုပ်စင်ကြီးများနဲ့ဒေသကလတိုင်ဟောင်းတစ်လုံးကိုတွေ့လိုက်ရတယ်။ဇာကြီးဦးသားတွေကအခန်းတွင်းထဲကိုဝင်ချင်းမှာပင်ကျင်းမြင့်ပေါ်မှာရှိရဲ့ဒေသချက်တစ်ခုရဲ့အနေထားကိုသတိထားမိသွားတယ်။ရဲရင်ဟောဂရင်အောက်ကကျမ်းမြင့်ကိုကြည့်လိုက်စမ်းဒေသချက်တွေကပုံမဟုတ်ဘူးကွာတခုခုကိုဖုံးကွယ်ထားတဲ့ပုံစံမျိုးပဲကိုရဲရင်ကဂရင်အောက်ကိုဝင်ကဒေသချက်များကိုပေါက်ပြားဖြင့်ပေါက်ပြားငယ်ဖြင့်ဖွာကြည့်လိုက်ပါတယ်ဒေသချက်များအောက်မှာတော့လှုပ်ဝက်သိမ်းသေးထားသောရေတတာငယ်တစ်လုံးကိုတွေ့လိုက်ရတယ်ဒေတာကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အတွင်းမှာအလွန်ဟောင်းနှံ့နေသောတရေဖုံးစာအုပ်တအုပ်နဲ့တူဇင်းနီများဖြင့်ရေးဆွဲထားသောပေရွယ်ဟောင်းချို့ကိုပါတွေ့လိုက်ရပါတယ်ဒိုစာအုပ်ကဥပမောကိုယ်တိုင်မတ်တန်းစာအုပ်ပင်ဖြစ်နေကိုရဲရင်တယောက်ကဓမီရောက်ပြင်စာအုပ်ကိုလမ်းလျောဖတ်ရှုကြည့်လိုက်တယ်မတ်တန်းစာမျက်နှာများတွင်မှာတော့ဥပမောကမိမိရဲ့သားနဲ့ညာနေတို့ရဲ့ဇလံကိုဘလောက်တောင်ဒေါသထွက်ခဲ့ကြောင်းဒါကြောင့်မလို့ညာနေကိုဆုံးမဖြစ်ဆွဆွဲကမီးရှို့ရန်မိကဲ့သို့စီစဉ်ကြောင်းများကိုအသေးစိတ်ရေးသားထားပါတယ်အဲ့ဒီပို့ပြီးတော့ကြောင်းမဖွယ်ရကောင်းတဲ့ချက်ကညာနေသေဆုံးပြီးရဲ့နောက်မှာတော့ဝင်းကျင်6လမ်းမှုကိုခံရလို့အောက်လန်းဆရာတအူးကို9ရက်9ညနေရဲ့ဝင်းကျင်ကိုအပိုင်း3ပိုင်းခွဲပြီးတော့ချုံနှောင်ခဲပုံများကိုရေးသားထားခြင်းသာဖြစ်တယ်ဆရာကြီးတွေ့ပြီဗျတတိယတော့ချက်ဖြစ်တဲ့မြနီရဲ့သပင်တွေနဲ့အစီရင်ရုပ်ထုကိုအခုအိမ်ကြီးရဲ့အောက်တက်တဲ့အိမ်နိုင်မာကြီးရဲ့အောက်ခြေမြေကြီးထဲမှာမြုပ်နှံထားတယ်လို့ရေးထားတယ်ဗျ။ဝေရင်ကအလင်းမြန်ပြောလိုက်ပါတယ်။ရိုစကားဆုံးမှာတော့ရုတ်တရက်အခါတခါအားလုံးကရန်နံတော်ရှင်မြေဝုန်းနဲ့ပိတ်သွားပြီးတော့အခန်းအတွင်းမှာရှိတဲ့လေထုကလည်းရေခဲတများအေးဆက်သွားပါတော့တယ်။ဓမီမလင်းရောင်ဒီကလည်းမိတ်တို့ဖြစ်သွားပြီးရဲ့နောက်မှာတော့လုံးဝပိတ်ကျသွားတယ်။အမောင်တို့အတွင်းမှာအော်ရှာရှာယောက်ျားသားကြီးတစ်ခုကအခန်းနိုင်ရန်များစီမှာဘယ်တင်ထွက်ခါထပ်ပေါ်လာပါလေတော့တယ်။မင်းတို့ကငါ့ရဲ့လှုပ်ဝက်ချက်ကိုတီးသွားပြီဆိုတော့အခုအိမ်ကြီးရဲ့ကနေအသက်ရှင်နဲ့ပြန်ထွက်သွားခွင့်မရတော့ဘူး။ညာနေရဲ့ချင်းချောင်းတန်ကြီးကသူသုံးရဲ့နှစီကိုလာရောက်ရိုက်ခတ်သွားပါလေ။တရရသောချက်ကိုရှာဖွေတွေ့ရှိရင်နီးကလာနဲ့အများအန်နေများကလည်းအစမတန်ကြီးမားလာပြီဖြစ်စမ်းကိုသူတို့ကောင်းစွာသဘောပေါက်လိုက်ကြပါတယ်။အမောင်တို့ကြီးစိုးသွားသောအခန်းတွင်မှာတော့ကိုရဲရင်ကညီလာကိုမိမိရဲ့ကြောနောက်ကိုဆွဲယူကာကွယ်ထားလိုက်ပြီးတော့ဇာကြီးဦးသားတွေကမိမိရဲ့လက်မှစိတ်ပတိကိုတင်းကျပ်စွာဆုပ်ကိုင်လိုက်ပါတယ်။ညာနေရဲ့ဝင်းကျင်ကအခန်းတွင်ထဲမှာမြည်သည့်နေရာတွင်ရှိနေသည်ကိုမျက်စိဖြင့်မမြင်ရပေမဲ့လည်းအလွန်ပြင်းထန်သောအညှိုးငွေ့သက်များကိုတော့အထင်ရှားခံစားနေရတယ်။ရုတ်တရက်လေထုအတွင်းထဲမှာတော့မိဂုဏများပြင်းထန်စွာထွက်ပေါ်လာပြီးတော့ဘဝညင်တစ်ခုလုံးကအပူချိန်ကလည်းအလွန်မြင့်မားလာပါတယ်။ကိုရဲရင်ကမျက်စိကိုအားယူပြီးတော့ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အခန်းရဲ့နိုင်ရများကဒေသနိုင်ရများဖြစ်တဖြည်းဖြည်းပြောင်းလဲသွားပြီးတော့မီးရောင်မီးလန့်များဝင်းရံနေသောရောင်မီကြီးတစ်ပင်ရဲ့အောက်ခြေမြင်ကွင်းဖြစ်ကိုရောက်ရှိသွားခဲ့တာကိုအံ့ဩဖွယ်ရာတွေ့မြင်လိုက်ရတယ်။သူတို့သုံးဦးကလွန်ခဲ့သောနှစ်90ကညနေမီးရှို့တက်ခံရသောညရဲ့အတိတ်ကဘာအတွင်းကိုအရှင်လက်လက်ဆွဲသွင်းခံလိုက်ရခြင်းသာဖြစ်တယ်။မီးတော်များကြားမှာတော့ရွာသားများပြားကလက်နက်များကိုကင်ဆောင်ကအော်ဟစ်ဆဲဆိုနေကြပြီးတော့ရောင်မင်းကြီးရဲ့ပင်စီမှာရုတ်တုတ်ခံထားရသောလူတစ်ယောက်ကိုတွေ့လည်ရတယ်။ရိုသူမှချားသူမဟုတ်ဘဲနဲ့အသက်ရှင်စဉ်ကညနေပင်ဖြစ်တယ်။ညနေရဲ့မျက်နှာကသွေးများဖြင့်ပေပွားနေပြီးတော့မီးအောင်များသည်ကလည်းလူမရဲ့ခြေထောက်များစီမှစတင်၍တက်လာနေခဲ့လေပြီ။ကဲကြပါကျမမသက်ကြပါနဲ့ကျမဘာပြစ်မှမလုပ်ခဲ့ပါဘူး။များနေကငိုယိုတောင်းပန်နေပေမဲ့လည်းဘယ်သူမှဂရုမစိုက်ကြဘူး။လူကြီးရဲ့ရှေ့ဆုံးမှာရက်နေသူကနီလာရဲ့အဖိုးဥပမော်ပင်ဖြစ်ပါတယ်။ဥပမော်ကရက်ဆက်တော့ပြုံးတစ်ခုကိုပြုံးကမီးတို့များကိုထပ်မံထိုးတဲ့အမိန်ပေးနေတယ်။ကိုရဲ့အဲ့ဒါနီလာရဲ့အဖိုးပဲနီလာအရန်ကြောက်တယ်။နီလာကငိုတံပါကြီးဖြင့်အော်ဟစ်လိုက်ပါတယ်။ရိုချင်းမှာပဲမီးတော်များကြားမှာညာနီရဲ့ကြီးများကဥပမော်ထံမှကြောလွန်ကကိုရဲနဲ့နီလာတို့ရှိရာစီကိုစူးစိုက်ကြည့်ရှုလာပါတယ်။ညာနီရဲ့မြောင်းများတွင်းထဲမှာအကြောက်တရားများကပျောက်ကွယ်သွားပြီးတော့အလွန်တရာကြီးမားသောအညှိုးမုံများဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။မင်းတို့ရဲ့ဆွေစဉ်မျိုးဆက်တစ်ခုလုံးငါအမြင့်ဖြတ်ပြင်မယ်။ငါခံစားခဲ့ရတဲ့မီးလောင်တန်းကိုမင်းတို့အားလုံးခံစားစေရမယ်။ညာနီကတန်တန်ကြီးဖြင့်အော်ဟစ်ကြိမ်ဆဲလိုက်ပါတယ်။လူစကားဆုံးမှာတော့တိတ်ကပါတွင်းမှာရှိရဲ့မီးအောင်များကပုံမကြီးထွားလာပြီးတော့ကိုရဲရင်တို့သုံးရှိရာစီကိုအဟုန်ပြင်းထန်စွာကိုယ်စားပြေးဝင်လာပါလေတော့တယ်။အပူချင်းကအလွန်ပြင်းထန်လိုက်ရာကိုရဲရင်ရဲ့အည်ပြားများဖြင့်ဆက်ဖြင်းဖြစ်လာခဲ့ပါတယ်။ဒီရကတာမပုံရင်အောင်တကူမဟုတ်တော့ဘဲနဲ့ဝင်းကြီးရဲ့ဒေါသဆွမ်းရည်များဖြင့်ဗန်နီထားခဲ့သောထောင်ချောက်ဖြစ်ကြောင်းကိုလည်းကိုရဲရင်တယောက်သိလိုက်ရပါတယ်။သူကဘန်တို့တိုင်းပညာဖြင့်
အစင်းမြင့်စိတ်ဆွမ်းရင်ကျင့်စဉ်ဖြစ်တော့ဘာဝနာကမ္မထံကိုအလင်းမြန်စတင်မှတ်ယူလိုက်ပါတယ်ဆရာကြီးညီလာကိုတေချာကာကွယ်ထားပြပါဗျာအခုမြင်ဝင်ကမြန်းလီတို့ဖန်တီးလာတဲ့မာယာတွေပဲဗျကျွန်တော်စိတ်ဆွမ်းရင်နဲ့ဒီမာယာတွေကိုခွဲထုတ်ပြရမယ်ကိုရဲရင်ကအော်ပြောလိုက်ပြီးတော့မြေကြီးပေါ်မှာတမလင်ခွေကထိုင်ချလိုက်ပါတယ်ကိုရဲရင်ကမျက်စိကိုမှိတ်ကအပြင်ဘက်မှာအပူချိန်နဲ့ဇုံညာတန်များကိုလိလိရှုလိုက်ပြီးတော့မိမိရဲ့ထွက်သက်ဝင်သက်အပေါ်၌သာအာယုံကိုအပြည့်အဝစူးစိုက်ထားလိုက်တယ်သူရဲ့စိတ်အာယုံတွင်းထဲမှာတော့ရေကန်နေတဲ့ရေကန်ကြီးတစ်ခုကိုဖန်တီးလိုက်ပြီးတော့မိအောင်များကိုထွေးရေကန်အတွင်းကိုနင်းမြုပ်သွားစေရန်စိတ်ဖြင့်ပုံဖော်လိုက်ပါတယ်ဘယ်လိုတမင်ညာရှင်တဦးရဲ့စိတ်ဆွမ်းရင်ကအလွန်တရာကြီးမားလှရာမင်းနဲ့နိုင်ငံတွင်းမှာပဲပုံဝန်းကျင်မှာပူချိန်များကလည်းတဖြည်းဖြည်းလျော့ကျလာပြီးတော့ဇုံညာတန်များကလည်းတိတ်ဆိတ်သွားခဲ့တယ်ကိုရဲရဲ့မျက်စိကိုပင်ဖွင့်လိုက်တဲ့အခါမှာတော့မီးလောင်နေသောရွာဟောင်းမြင်ကွင်းကပျောက်ကွယ်သွားပြီးတော့သူတို့အိမ်ဟောင်းကြီးရဲ့အပေါ်ထက်အခန်းတွင်းထဲကိုပြန်လည်ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့လည်းအန်ရကပြီးဆုံးမသွားခဲ့သေးဘူးအခန်းရဲ့ထောင်းနေရာမှာညာနီရဲ့ဝင်းကြီးကအမဲအောင်ဖုံးဝင်ကြီးတစ်ခုအတွင်းဖြင့်စိုးစီနေပြီးတော့ရင်ခိုးဝင်များကလီလန်ရဲ့ခန္ဓာကိုယ်စီကိုဥတီပြေးဝင်လာနေတာကိုလည်းဒိလန်ပွဲရာတွေ့မြင်လိုက်ရတယ်။ကိုရဲကအလင်းမြတ်မတ်တက်ထားရကလီလာကိုဆွဲဖက်ရန်ကြိုးစားပေးမဲ့လေအချိန်ကမမီတော့အမဲအောင်ဖုံးဝင်များစီကလည်းလီလာရဲ့ပါဇက်နဲ့နှာခေါင်းများမှတဆင့်ခန္ဓာကိုယ်အတွင်းထဲကိုအပြည့်အဝစိတ်ဝင်သွားပါလေရောအမဲအောင်ဖုံးဝင်များဝင်ရောက်သွားတဲ့တပြိုင်နက်လီလာရဲ့ခန္ဓာကိုယ်ကကျမ်းမြင့်ဘုတ်ကိုဝေခောက်ကျသွားပြီးတော့ပြင်းထန်စွာတဆက်ဆက်တုံးရင်နေပါလေတော့တယ်။ကိုရဲရင်ကနီလာရဲ့အနီးကိုအမြန်ပြေးသွားလိုက်ပြီးတော့ပကုံးတစ်ဖက်ကိုကိုင်းကထူမရန်ကြိုးစားကြည့်လိုက်ပါတယ်။ဒါပေမဲ့လည်းနီလာရဲ့ခန္ဓာကိုယ်ကရေကင်ငတ်တဲ့ပုံမအေးဆက်ခဲဝင်နေပြီးတော့မျက်လုံးများပြန်ဖွင့်လာတဲ့အချိန်မှာတော့ဒိုမျက်ဝန်းများတွင်းထဲမှာနီလာရဲ့အရေးရောလုံးဝမရှိတော့ဘဲနဲ့ညာနီရဲ့ဒေါသနဲ့အတူရော့ရှက်နေသောအကြည့်များသာအပြည့်အဝနေရာယူထားလိုက်ပြီဖြစ်ပါတယ်။မင်းတို့ငါရဲ့မာယာကိုဖျက်ဆီးနိုင်ခဲ့တယ်။အခုချိန်မှာငါအခုခန္ဓာကိုယ်ကိုအပြည့်အဝပိုင်ဆိုးသွားပြီ။ကိုရဲ့ရင်မင်းရဲ့ချစ်စနီးလေးကငါရဲ့အချုံတော်အောက်မှာအပြည့်တိုင်ကြောက်သွားပြီနော်။နီလာရဲ့နှကမ်းမြတ်မှာအော်ရှာရှာယောက်ျားတန်ကြီးကထွက်ပေါ်လာပါတယ်။ညာနီကနီလာရဲ့ခန္ဓာကိုယ်ကိုအသုံးပြုကကျမ်းပြင်မှာမတ်တက်ရက်လိုက်ပြီးတော့လူမရဲ့ဆန်နယ်မြတ်ကိုတက်တင်ပေးလိုက်ပါတယ်။ထွေဟန်ပန်ကရခင်ဇက်ရုံတွင်းထဲမှာတွေ့ကြရသောဆွဲဆောင်မှုပြည့်ပါဝင်တဲ့အမူအရာမျိုးပင်ဖြစ်နေဒီအဟောင်းကြီးရဲ့အောက်မှာတော့တတိယမြောက်တော့ချက်ရှိနေလို့မြနီရဲ့စွမ်းအားများကလည်းအစာပေါင်းများစွာမြင့်တက်နေပြီးတော့နီလာရဲ့ဝိညာဉ်ကိုအပြည့်အဝဖိနှိပ်ထားလိုက်ပြီဖြစ်ပါတယ်။ငါ့ကိုရန်သူတယောက်လို့မကြည့်ပါနဲ့ကိုရဲ့ကျမအခုတိတ်သဘောကျတာအခုရဲ့တန်မာရဲ့ခန္ဓာကိုယ်ကြီးကိုကျမပိုင်ဆိုင်ခြင်းနဲ့အခုအင်ကြီးထဲမှာကျမတို့နှစ်ယောက်တည်းပျော်ပျော်ရွှင်ရွှင်နေကြမယ်လေ။ညာနီကပြောရင်းနဲ့ကိုရဲရင်ရဲ့ရင်မက်စီကိုလှမ်းကပုတ်တက်ရန်ကြိုးစားပါတယ်။ကိုရဲရင်ကဒေါသထွက်သွားပြီးတော့ညာနီရဲ့လက်ကောက်ဝတ်ကိုလှမ်းဖမ်းကနောက်ကိုတွန်းထုတ်လိုက်ပါတယ်။ငါမိမကိုရဲကနေအခုချိန်ထွက်သွားစမ်းများနေမင်းရဲ့ရုပ်မာတဲ့စိတ်ကူးတွေငါဘယ်တော့မှလက်ခံမှာမဟုတ်ဘူးကွ။ကိုရဲရင်ကဟိန်းဟောင်လိုက်ပါတယ်။ညာနီကတခက်ခက်ရေမောပြီးတော့အကိုကကျမကိုညှင်းပယ်ရဲတယ်ဗောလေ။ကောင်းပြီလေအကိုညင်းဆန်နေတွေ့ဒီခန္ဓာကိုယ်လေးကနာကျင်မှုကိုခံစားနေရမှာပဲဆိုပြီးတော့ပြောကမိမိရဲ့လက်သက်ရှိန်မြားဖြင့်နီလာရဲ့ပါးပြင်ကိုလှမ်းကုန်ရန်ပြင်လိုက်ပါတယ်။ကိုရဲရင်တယောက်လျှက်တစ်ပြက်အချိန်ဖြင့်ရှေ့ကိုတိုးဝင်လာလိုက်ပြီးတော့မြားနီရဲ့လက်နှစ်ဖက်ကိုဘန်တို့တန်းကွက်များဖြင့်အထင်အဓမ္မချုပ်ကန်လိုက်ရိုက်ဒါပေမဲ့မြားနီကထိုးကွက်တွင်းထဲမှနေ၍ရုံထွက်ရန်မကြိုးစားဘဲနဲ့ကိုရဲရင်ကိုပေါ်ကိုအထင်တိုးကန်လာကသူ့ရဲ့နှကမ်းများကိုလမ်းဆိုင်ရန်ကြိုးပမ်းပါလေတော့တယ်။ဒီအရာကဝิญဉ်ရာတိုက်ပွဲတစ်ခုတည်းမကရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာစမ်းသပ်မှုကြီးတစ်ခုဖြစ်နေခဲ့လေ။ကိုရဲရင်ကမိမိရဲ့ဇနီးတဲ့ခန္ဓာကိုယ်ပြင်းနေသောအကြံပဒံတိုက်ခတ်ပြီးမရဘဲနဲ့ကိုယ်ကံကောက်ွယ်မှုများကိုသာအစွမ်းကုန်ပြုလုပ်နေရပါတယ်။ရိုချင်းတွင်းမှာပဲအေကန်ရဲ့တောင်တနေရာမှာရက်နေသောဆရာကြီးဦးတာနီကမိမိရဲ့အိမ်တွင်းထဲမှာထူးဆန်းသောဂါထာများအင်ဂျိုတစ်ချောင်းကိုထုတ်ယူလိုက်ပြီးတော့ပါဠိဂါထာများကိုအတန်ပြင်းပြင်းဖြင့်စတင်ရွတ်ဆိုပါလေတော့တယ်။ဂါထာသံများထုတ်ပေါ်လာတဲ့ညာနီကကိုရဲရင်တို့ချုပ်ကန်ထားရမှာလွတ်ပေးလိုက်ပြီးတော့ဆရာတော်ကြီးရှိရာစီကိုရောသာလည်းကြီးပြေးဝင်သွားပါလေတော့တယ်။အော်တိတ်ကန်ကြီးဆရာကြီးမင်းရဲ့ဂါထာတွေကငါ့ရဲ့အိမ်ပေါ်မှာအလုံးမဖြစ်ဘူးကွာဆိုပြီးတော့အော်ဟစ်ကညာနီကဆရာကြီးရဲ့လေပင်ကိုဝေးမှနေ၍လက်လန်းဆွဲညင်ရန်ပြင်လိုက်ပါတယ်ဆရာကြီးရဲ့သက်ရှူတမ်းများရက်တန်သွားပြီးတော့မျက်လုံးများပြုတ်ကျလာပါတယ်ညာနီရဲ့ဝိညာဉ်ဆွမ်းအားဒီကအိမ်ရဲ့အောက်ခြေမှာရှိရဲ့အစီရင်ကြောင့်အလွန်တရာကြီးမှနေပြီဖြစ်ပါတယ်ဝေရရင်ကဆရာကြီးကိုကက်တင်ရန်အမြန်ပြေးသွားပြီမဲ့လေညာနီကလက်တစ်ဖက်ကိုဝေရမ်းလိုက်ရာရန်ထန်သောလေလိုင်းကြီးတစ်ခုကဝေရရင်ကိုရိုက်ခတ်သွားပြီးတော့နန်းနဲ့အပြင်းထန်သွားရောက်စောင့်မိပါလီတော့အချိန်ဒီကလွန်တရာဆိုးရလာသောအနေအထားတစ်ခုကိုရောက်ရှိသွားခဲ့နေပြီဖြစ်ပါတယ်။ကိုရဲရင်တယောက်နန်းနဲ့စောင့်မိသွားလို့ခေါင်းတွဲမှာမူးဝေသွားပြီမဲ့လေအန်ကိုတင်းနေချိတ်ကချမ်းမြင်မှာအမြန်ပြန်ထရက်လိုက်ပါတယ်။မျက်စိရှိမှရှိရဲ့ဇာကြီးဦးသားရင်ကမြားနေကိုအဝေးမှလဲပင်ညှစ်သည့်စွမ်းအားကြောင့်မျက်နှာတစ်ခုလုံးပြာနှံ့လာပြီးတော့အသက်ရှူမွားတော့တာကိုတွေ့လိုက်ရပါတယ်။မြားနေက
နီလာရဲ့ခန္ဓာကိုယ်ဖြင့်မရက်ကအောင်မွက်ခံတဲ့ကဲ့သို့ရဲလောင်စွာရဲမော့နေပါတယ်ယနေ့ညအခုအေးရဲမှာမင်းတို့အားလုံးရဲ့ဝိညာဉ်ကိုငါသရေပြစ်မယ်ညနေကအော်ဟစ်လိုက်ပါတယ်ကိုရဲရင်ကအချိန်ဆွဲနေမရတော့ကြောင်းကိုသဘောပေါက်လိုက်တယ်သူကအခန်းတွင်းမှာကြံရင်ခဲ့သောဘိုးဘမောင်ရဲ့မှတ်တမ်းစာအုပ်ကိုလှမ်းကြည့်လိုက်ပါတယ်တတိယသောချက်ကအိမ်နဲ့ဦးမကြီးရဲ့အောက်ခြေမြေကြီးထဲမှာရှိနေသူဟူသောစာသားကိုသူသတိရလိုက်တယ်ဆရာကြီးတောင်းခံထားပါအောင်ဗျကျွန်တော်အောက်ထပ်ကိုဆင်းပြီးတော့အစီရင်ကိုတူးဖို့ဖျက်ဆီးပြစ်မယ်ကိုရဲရင်ကအော်ပြောပြီးတော့အခန်းတကားစီကိုအမြန်ထွက်ပြေးသွားပါတယ်မင်းဘယ်ကောမှသွားလို့မရဘူးကိုရဲရင်ညနေကအော်ဟစ်ကကိုရဲရင်နောက်ကိုအချိန်ဟုန်ပြင်းစွာလိုက်လာခဲ့ပါတယ်လေကားတက်ကိုရောက်ရှိတဲ့အခါမှာတော့ညနေကကိုရဲရင်ရဲ့ကြောပြင်ကိုလမ်းဆွဲလိုက်ရာကိုရဲရင်တယောက်လေကားပေါ်မှာလိမ့်ကျသွားပါတယ်ဒါပေမဲ့လည်းသူ့ရဲ့ဘန်ဒိုတိုင်းပညာကျွမ်းကျင်မှုကြောင့်ခန္ဓာကိုယ်ကိုလုံးဝကွင်းညွတ်လိုက်ပြီးတော့အောက်ထက်ကျဲမြင့်ပေါ်ကိုဘေးကင်းစွာကျရောက်သွားတယ်အဲဒီနောက်မှာတော့အဲကန်းလယ်မှာရှိတဲ့အေယာမတသားအိမ်နိုင်မကြီးစီကိုအမြန်ပြေးသွားခဲ့ပါတယ်အိမ်နိုင်မကြီးရဲ့အောက်ခြေကျမ်းမြင့်တသားချက်များကဆွေးမြေ့နေပြီဖြစ်ရာကိုရဲရင်တယောက်သူ့ရဲ့လက်သေးဖြင့်အားကုန်ထိုးခွဲလိုက်တယ်အောက်မှာရှိတဲ့မြေကြီးကိုတွေ့လည်ရတယ်သူကအသင်းပါလာသောပေါက်ပြားငယ်ဖြင့်မြေကြီးကိုအသေးအတန်တူးစွာပါလေတော့တယ်ထိုအချိန်မှာပဲမြနီကအပေါ်ဓာတ်မှာဆင်းလာပြီးတော့ကိုရဲရင်စီကိုပြေးဝင်လာပါတယ်ဒါပေမဲ့လည်းအပေါ်ဓာတ်မှာကျန်ရင်ခဲ့သောဇာကြီးဦးသာတင်ကလေပင်ညှစ်ခံရတဲ့ဓာတ်မှလွတ်မြောက်သွားပြီးတဲ့နောက်သူရဲ့နောက်ဆုံးလက်နက်ဖြစ်သောအထုစီရင်ထားတဲ့ဖျားကြီးအင်းသေးမတ်မြတ်ကိုအောက်ထပ်ကိုလှမ်း၍ပတ်ဖြန်းလိုက်ပါတယ်တဲပွင့်များကညနေရဲ့ကိုပေါ်ကိုကြောက်ရောက်သွားတဲ့တပြိုင်နက်မိဘများလွင့်ထွင်သွားတဲ့ကဲ့သို့ပြပေါ်လာပြီးတော့ညနေတယောက်နာကျင်စွာအော်ဟဲ့လူးလိမ့်နေပါလေတော့တယ်ရဲရင်မြန်တူးကွာတဲရီရဲ့အဆွမ်းကကြမခံဘူးဇာကြီးကပေါ်ထဲမှာအော်ဟဲ့တတိပေးလိုက်ပါတယ်ကိုရဲရင်ကလက်မြသွေးထွက်လာတဲ့အထိမြေကြီးကိုအဆက်မပြတ်တူးဆွနေတယ်နောက်ဆုံးမှာတော့သူ့ရဲ့ပေါ်ပြကရာဝတ္ထုတစ်ခုနဲ့သွားရောက်ထိတ်ခတ်မိသွားပါတယ်သူ့ရဲ့လက်နဲ့ရက်ဖယ်ကြည့်လိုက်တဲ့အခါမှာတော့အနက်ရောင်ဝတ်ဖြင့်ထုတ်ပိုးထားသောအထုပ်ငယ်တစ်ထုပ်ကိုတွေ့လိုက်ရတယ်။ထိုတို့ကိုဆွဲထုတ်လိုက်တဲ့အချိန်မှာတော့ညနေရဲ့ဝိညာဉ်ကအလွန်တရာပြင်းထန်စွာရုန်းကန်လာပြီးတော့ဆရာကြီးရဲ့တဲမန်အစွမ်းကိုဖောက်ထွက်ကကိုရဲရင်စီကိုလျှက်တစ်ပြက်ခုံအုပ်လိုက်ပါတယ်။ကိုရဲရင်ကထုတ်ကိုလက်တစ်ဖက်ဖြင့်စုပ်ကင်ထားပြီးတော့ကျန်တဲ့တစ်ဖက်ဖြင့်ညနေရဲ့တိုက်ခတ်မှုများကိုကာကွယ်လိုက်ပါတယ်။ဆရာကြီးရပြီဗျ။အခုတော့ကိုဘယ်လိုဖြည့်ဆည်းပြရမလဲ။ကိုရဲရင်ကအော်မေးလိုက်ပါတယ်။အေးအထောက်ကိုဖြည့်ပြီးတော့အတွင်းကအစီရင်ရုပ်ထုကိုမင်းရဲ့ကိုယ်ပိုင်သွေးနဲ့တုပ်လင်းလိုက်ကွာပြီးရင်အင်းမန်းကြီးကိုလောင်းချလိုက်အဲ့ဒီຢာကသွေးကြီးကိုသွေးနဲ့ပြန်ဆက်ပြီးတော့လွတ်ကျွတ်စေတယ်အစီရင်ပဲဇရာကြီးကပေါ်ထဲမှာနေပြီးတော့ညွှန်ကြားလိုက်ပါတယ်ကိုရဲရင်ကမြန်းနီရဲ့ရုံးကန်တိုက်ခိုက်မှုများကိုရောင်ရှားရင်းနဲ့အထောက်ကိုသွားဖြင့်ကိုက်ပြေလိုက်တယ်အတွင်းမှာတော့မြန်းနီရဲ့သပင်များဖြင့်ရစ်ပတ်ထားတဲ့သက်သားရုပ်ထုငယ်တစ်ခုကိုတွေ့လည်ရပါတယ်မြန်းနီကဒီမြင်ကိုမြင်တဲ့အခါမှာတော့အလွန်တရာထိတ်လန့်သွားပြီးတော့ကိုရဲရင်ကိုတားဆီးရန်စွမ်းကုန်ကြိုးစားပါလေတော့တယ်။ဒါပေမဲ့လည်းကိုရဲရင်ကလင်းမြန်စွာပဲသူရဲ့လက်မှထွက်နေသောသွေးတွေကိုရုပ်ထုပေါ်ကိုတုပ်လင်းလိုက်ပြီးတော့အင်းရီမန်းဘူးကိုဖွင့်ကအပေါ်မှလောင်းချလိုက်ပါလေတော့တယ်။ရင်းနဲ့သွေးဒီတွေသွားတဲ့တပြိုင်နက်ရုပ်ထုငယ်လေးကမိခိုးများထွက်လာပြီးတော့ကျမဘွယ်ကလှုပ်ဝက်ချက်များအားလုံးရဲ့အဆုံးသတ်ကိုဘယ်လိုပဲပုံဖြစ်လာမည်ဆိုတော့ကိုဆက်လက်စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။လာမင်းနောက်ဆက်တွဲအခန်းများမှာတော့အမောင်လောကရဲ့ပြင်းထန်သောပောက်ကွဲမှုကြီးနဲ့အလင်းရောင်ရဲ့အောင်ပွဲတို့ကိုမြင်တွေ့ရတော့မှာဖြစ်ပါလေတော့တယ်ခင်ဗျာအင်းရီမန်းနဲ့ကိုရဲရင်ရဲ့သွေးများရောရှက်ကသက်သားရုပ်ထုငယ်ပေါ်ကိုကြောက်သွားတဲ့တပြိုင်နက်ဘဝညင်တစ်ခုလုံးကအကြတန်ကြောက်လောင်ကိုပင်တိတ်ဆိတ်သွားခဲ့အဲဒီနောက်မှာတော့စက္ကန့်ပိုင်းအတွင်းမှာပင်ထိုရုပ်ထုငယ်အတွင်းမှာအလွန်ဆူးရှာသောအကွဲတန်ကြီးထွက်ပေါ်လာပြီးတော့မိခိုးငွေများဥထွက်လာပါတယ်ထိုမိခိုးငွေများကအမဲရောင်မှအနီရဲရဲသွေးရောင်သို့ပြောင်းလဲသွားပြီးတော့အိမ်နိုင်မကြီးတစ်လျှောက်အပေါ်ကိုအဟုန်ပြင်းထန်စွာတက်သွားကြလေနီလန်ရဲ့ခန္ဓာကိုယ်လေးကိုအပိုင်စီးထားသောညနေရဲ့ဝိညာဉ်ကထိုမြင်းဝင်းကိုကြည့်ကကြောက်မဖွယ်ရကောင်းလာသောအတန်နဲ့ကြီးဖြင့်အော်ဟစ်လိုက်ပါတယ်။သူမရဲ့ခန္ဓာကိုယ်ကမီးဟုံတောက်လောင်နေတဲ့အရာတစ်ခုလိုမျိုးအတင်းအဓမ္မဖတ်တွယ်ခံထားလို့ရင်းထန်စွာလူးလင်ရုန်းကန်နေရတယ်။ကိုရဲရင်သွေးကအစီရင်ရဲ့အသက်သွေးကြောကိုဖျက်တောက်လိုက်ခြင်းဖြစ်ပြီးတော့အင်းရင်မန်းကထိုဝိညာဉ်ရဲ့အညိုတေးများကိုဆွေးကြောပစ်လိုက်ခြင်းဖြစ်ရာမြနီတယောက်ဂျုံတော်မှုမှအပိတိုင်ပျက်စီးသွားခဲ့ပြီပဲဖြစ်ပါတယ်။ရုတ်တရက်နီလာရဲ့ပါးစပ်မှာအမဲအောင်ဖုံးငွေတန်းကြီးတစ်ခုကအပြင်ကိုအချိန်ပြင်းထန်စွာလွတ်ထွက်သွားပြီးတော့လေဦးထဲမှာလူးလွန်ကညနေချက်စီကိုထိုးထွက်သွားပါတယ်။ဝိညာဉ်ထွက်ခွာသွားတဲ့တပြိုင်နက်နီလာရဲ့ခန္ဓာကိုယ်လေးကလည်းအားရင်အားလုံးကုန်ခန်းသွားသောရုပ်သေးရုပ်လေးတရုပ်ပေါ်မှာကျမ်းမင်ဘော်ကိုခွေလဲကျသွားပါလေတော့တယ်။ကိုရဲရင်တယောက်မိမိရဲ့လက်မှာသွေးထွက်နေတာကိုပင်ဂူးမဆိုင်နိုင်တော့ဘဲနဲ့နီလာစီကိုပြေးသွားကရင်ဝင်ထဲကိုပွေ့ယူလိုက်ပါတယ်။နီလာကလည်းအသက်ရှူမှန်နေပေမဲ့လည်းလုံးဝသတိလစ်မေ့မျောနေပြီဖြစ်ပါတယ်။ဒေါ်ချင်းမှာပဲအင်ကြီးတစ်လုံးလုံးကပြင်းထန်စွာတုန်ခါလာပါတယ်
နေပေါင်း90တန်းတိုင်းအမှောင်ဆွမ်းရင်များဖြင့်ထိန်းသိမ်းထားခဲ့သောဒီအိမ်ဟောင်းကြီးကအစီရင်ပျက်စီးသွားတဲ့တပြိုင်နက်တဘာဝတရားရဲ့ရွရင်းမှုတန်းကိုချက်ချင်းခံစားလိုက်ရခြင်းသာဖြစ်တယ်။အပေါ်ဓာတ်မှတက်သားချက်များမျက်နှာချက်များနှင့်ကျမ်းမြင်မှတကြီးကြီးမိကကွဲအပ်လာပြီးတော့အောက်ကိုတဖြုတ်ဖြုတ်ကြာဆင့်လာပါလေတော့တယ်။ရဲရင်မြင်မြတ်တော့ကြဆိုကွာအိမ်ကြီးကပြိုကျတော့မယ်။ဆိုပြီးတော့အပေါ်ဓာတ်လေကတဲ့များစီမှဆရာကြီးဦးတာတဲ့ရဲ့အော်တန်ကိုကြားလိုက်ရတယ်။ဆရာကြီးကလေကလက်ရန်ကိုကိုင်ကအောက်ကိုအမြန်ဆင်းလာခဲ့ပါတယ်။ကိုရဲရင်ကနီလာကိုကြောပို့လိုက်ပြီးတော့အိမ်ရှိတကားစီကိုအပြေးလွှာသွားရင်ဟန်ပြန်လိုက်ပါတယ်။ဒါပေမဲ့လည်းသူတို့ရဲ့အလဲတက်မှာအေယာမတက်သားထုတ်တန်းကြီးတစ်ခုပြုတ်ကျလာပြီးတော့သူတို့ရဲ့ရှေ့တက်တဲ့ကိုကြာရောက်လာပါတယ်။ကိုရဲရင်ကမိမိရဲ့ကြောပေါ်မှာဆက်စနီးပါနေသည်ကိုသတိပြုမိရာအလင်းစလုံးနောက်ကိုမဆုပ်လိုက်ဘဲနဲ့ဘာလို့တိုင်းပညာရဲ့လင်းမြန်သောမြောက်ဟန်ချီကုတ်ကိုအသုံးချကဘေးဘက်ကိုလျှက်တစ်ပြက်ရှောင်တိန်လိုက်တယ်။ထုတ်တန်းကြီးကသူတို့ဖြတ်သန်းသွားမယ့်နေရာတက်တဲ့ကျမ်းမြင်ဘုံကိုဝုန်းကနေနဲ့ကြာဆင်းသွားပြီးတော့ကျမ်းမြင်တက်သားချက်များအားလုံးစီစီညံ့ညံ့ကြေမွသွားခဲ့တယ်။ဇာကြီးဦးသားရင်ကလည်းသူတို့အနီးကိုရောက်ရှိလာပြီးတော့သုံးသားအိမ်ရှိတကားစီကိုအသက်လူပြေးကြရပါတယ်။အိမ်ရဲ့နယ်များကတစ်ဖက်ကိုရိုက်နှက်သွားပြီးတော့ဂျီမသောတန်ကြီးများနဲ့တူပြိုကျပျက်စီးနေပြီ။ကိုရဲရင်ကရှေ့မှပိတ်ဆို့နေသောဒေသပိုင်းစာများကိုကြားဟန်ခြေခွက်ဖြင့်အားပါသောကံကြက်များဖြင့်ဖယ်ရှားကလမ်းဖောက်ခဲ့ရတယ်။နောက်ဆုံးမှတော့သူတို့သုံးလုံးအိမ်ရှိချမ်းဝဲတွင်းထဲကိုရောက်ရှိသွားတဲ့အချိန်မှာတော့အေယာမအိမ်ကြီးကလည်းမြေကြီးနဲ့တသားလေးဖြစ်သွားတဲ့အထိဝုန်းကနေနဲ့ပြိုကျပျက်စီးသွားခဲ့ပါလေတော့တယ်။ဘုံတလင်းလင်းထနေသောအိမ်ပြက်ကြီးကိုကြည်ရင်နဲ့သုံးသားအသက်ကိုလူရှူနေရပါတယ်။အရာအလုံးပြီးဆုံးသွားပြီကိုထင်မဲ့ရပေမဲ့လည်းကိုရဲရင်ရင်ထဲမှာတော့ရင်းနေ၍မရသေးသောစိုးရိမ်မှုတစ်ခုကကြန့်ရှိနေသေးတယ်။သူ့ရဲ့လက်မှာရိုစီးကျနေသောသွေးများကမြားနေရဲ့အစီရင်နဲ့ထိတွေ့ခဲ့ပြီးဖြစ်ရာဝိညာဉ်လောကရဲ့နှောင်ကြိုးတစ်ခုကသူ့ထံကိုတိုက်ရိုက်တက်ရောက်လာနိုင်ကြောင်းကိုလည်းသူရဲ့မသိစိတ်ကနေသတိပေးနေတဲ့ကဲ့သို့ခံစားနေရပါတယ်။ရန်ကုန်မြို့သို့ပြန်ခီးကအလွန်တရာတိတ်ဆိတ်ငြိမ်သက်နေပါတယ်။ကားနောက်ခန်းမှာနီလာကဆရာကြီးဦးသားရင်ဆောက်ရှောက်မှုဖြင့်အိမ်မော့ကျနေပြီးတော့ကိုရဲရင်တယောက်တည်းသာကားကိုသတိထား၍မောင်းနှင်နေရတယ်။ဒါပေမဲ့လည်းမြို့ဝင်ဝါကိုရောက်ရှိလာတဲ့အချိန်မှာတော့ကိုရဲရင်မျက်စိရှေ့မှာရှိတဲ့မြင်ကွင်းများကလည်းတဖြည်းဖြည်းဝေးဝါလာပါတယ်။ကားမီးအောင်ထိုးထားသောကတ္တရာလမ်းမကြီးကမဲနံနေသောရေပြင်ကြီးအဖြစ်ကိုပြောင်းလဲသွားပြီးတော့ပုံဝန်းကျင်တစ်ခုလုံးကလည်းအေးစံနေသောမြို့ကုန်းများဖြင့်ဖုံးလွှမ်းသွားတယ်။ကိုရဲရင်ကကားကိုအရေးပေါ်ဘရိတ်အုပ်ကလမ်းဘေးကိုထိုးရက်လိုက်ပါတယ်။ဆရာကြီးကျွန်တော်ဘာဖြစ်နေမှမသိဘူးဗျ။မျက်စိရှိမှဘာမှလည်းမမြင်ရတော့ဘူး။ကိုရဲရင်ကအတန်တော်တော်ဖြင့်ပြောလိုက်ပြီးရဲ့နောက်မှာတော့ဂျီယာရင်ဘော်ကိုခေါင်းဆိုင်ကျသွားကသတိလစ်မေမျောသွားပါလေတော့။ကိုရဲရင်သတိပြန်လည်လာတဲ့အချိန်မှာတော့သူကကားပေါ်မှာရှိမနေတော့ဘဲနဲ့လင်းလံတောက်ပမှုကင်းမဲ့နေသောအဆုံးအစမရှိရဲ့အမဲရောင်လွေမြင်ကျကြီးတစ်ခုရဲ့အလဲမှာရက်နေတာကိုတွေ့လဲရတယ်။ဒီနေရာကလူပြည်လူသောကမဟုတ်ဘဲနဲ့နန်လောကရဲ့ဂျားကန်နယ်မြေတစ်ခုဖြစ်ကြောင်းကိုသူချက်ချင်းသဘောပေါက်လိုက်ပါတယ်။ရုတ်တရက်သူ့ရဲ့ရှေ့မှာမိကိုငွေမြစူးစီးလာပြီးတော့ညနေရဲ့ဝိညာဉ်ကအထင်ရှားထွက်ပေါ်လာတယ်။ယခုဒီချိန်မှာတော့ညနေကကြောက်မဖွဲရတရက်ပုံစံမဟုတ်ဘဲနဲ့အလွန်တရာနွမ်းနယ်ပင်ပန်းနေသောဒဏ်ရာဒဏ်ချက်များအပြည့်ရှိနေသောလူတယောက်ရဲ့အသွင်ပြင်ဖြင့်ရှိနေ။မင်းကငါအစီရင်ကိုတွေးတယ်ဖြတ်စည်းခဲ့တာဆိုတော့ငါရဲ့ဝိညာဉ်အပိုင်းစားလေးတစ်ခုကမင်းရဲ့သွေးကြောတွေကနေမင်းရဲ့စိတ်ကူးအာရုံနဲ့ကူးဆက်လာခဲ့တာပဲကိုရဲ့မင်းကအလွယ်တကူလွတ်မြောက်ခွင့်ပေးလိမ့်မယ်လို့မထင်နဲ့ညနေကအားနှမ်းနေသောလေသံဖြင့်ပြောလိုက်ပါတယ်ကိုရဲ့ကမိမိရဲ့စိတ်ကိုအမြင့်ဆုံးနေထားသည့်ဒီညင်အောင်ထိန်းချုပ်လိုက်တယ်နန်လောကမှာရုပ်ပိုင်းဆိုင်ရာခွန်အားများကအတော်မဝင်မဲနဲ့စိတ်ဆွမ်းရင်နဲ့တိုင်းဝိညာဉ်ကသာအဓိကကြာချမ်းကိုသူကောင်းစွာသိရှိထားတယ်ညနေမင်းရဲ့ဝတ်ကြွေးတွေအားလုံးကကုံထုံးသွားပြီကွာအခုနန်လောကမှာငါ့ကိုဆက်ပြီးရမ်းမှုနေမင်းပဲပို့ပြီးနာကျင်ရလိမ့်မယ်ဆိုပြီးတော့ကိုရဲရင်ကတည်ကြည်စွာသတိပေးလိုက်ပါတယ်ညနေကထိုစကားကိုနားမဝင်မဲနဲ့ကိုရဲရင်စီကိုဒေါသတကြီးပြေးဝင်လာကလက်သေးများဖြင့်ကုတ်ဖက်ရန်ကြိုးစားပြန်တယ်ကိုရဲရင်ကဘာဝနာကမ္မဋ္ဌာန်းကိုအခြေခံထားသောစိတ်ဆွမ်းရင်ကိုအသုံးပြုကမိမိရဲ့ပတ်လည်မမြင်ရသောကာကွယ်တစ်ခုကိုဖန်တီးလိုက်ပါတယ်ညနေရဲ့တိုက်ခိုက်မှုများကထိုကာကွယ်ကိုထိမှန်လိုက်တိုင်းမှာဒီဝါများလွင့်စင်သွားပြီးတော့နောက်ကိုလွင့်ထွက်သွားရတယ်ကိုရဲရင်ကတိုက်ခိုက်မှုကိုကိုကန်ယုံသာမကပဲနဲ့ဘန်တို့တိုင်းပညာရဲ့လူညံ့သောအပျော်ဆွဲတန်းခွက်များကိုစိတ်အာရုံဖြင့်ပုံပေါ်ကားညနေရဲ့လှုပ်ရှားမှုများကိုထိန်းချုပ်လိုက်ပါတယ်မင်းခံစားခဲ့ရတဲ့နာကျင်မှုတွေကိုငါနားလဲပါတယ်မြနေဒါပေမဲ့အတိတ်ကလူတွေလှုပ်ခဲ့တဲ့အမှားတွေအတွက်အပြစ်မရှိရဲ့ငါဇနီးကိုဒုက္ခပေးတာမမျှတာဘူးမဟုတ်လားမင်းရဲ့မုန်းတရားတွေကိုလွှတ်ချလိုက်ပါတော့ကွာကိုရဲရင်ကမေတ္တာစိတ်ကိုအခြေခံကပြောဆိုလိုက်ပါတယ်ညနေရဲ့ဝိညာဉ်ကကိုရဲရင်ရဲ့စိတ်ဆွမ်းရင်နဲ့မေတ္တာတက်ပေါင်းစပ်မှုအောက်မှာတော့တဖြည်းဖြည်းအားနဲ့လာခဲ့တယ်သူမရဲ့မျက်ဝန်းမှာသွေးရောင်မျက်ရည်များစီးကျလာပြီးတော့ဒုထောက်ကျသွားတယ်ကျမအရန်ပင်မနေပြီအကိုရဲကျမလိုချင်တာလေးကနှွေးထွေးတဲ့မေတ္တာလေးတစ်ခုပါပဲအားလုံးကကျမကိုယွန်းရှာကြောက်ရွံ့ကြတယ်
ဆိုပြီးတော့မြားနီကဆက်ကြီးတငယ်ငိုကြွေးရင်းနဲ့ဝန်ခံလိုက်ပါတယ်ကိုရဲရင်ကမြားနီရဲ့ချစ်ကိုတိုးသွားပြီးတော့စိတ်အာရုံဖြင့်ဖန်တီးထားသောအဖြစ်ပေါင်းအလင်းနှံလေးတစ်ခုကိုမြားနီရဲ့ခေါင်းပေါ်ကိုလွှမ်းခြုံပေးလိုက်တယ်သွားပါတော့မြားနီမင်းတို့ကအေးချမ်းတဲ့နေရာတစ်ခုရှာဖွေပါတော့ကွာမင်းရဲ့နာကျင်မှုတွေအားလုံးဒီနေရာမှာနေအဆုံးသတ်ပါစေလို့ငါဆုတောင်းပေးလိုက်ပါတယ်တော်ပြအောင်လင်းနဲ့အောက်မှာတော့မြားနီရဲ့ဝိညာဉ်ကတပြေးပြေးအယောင်လွင့်ပြဲသွားပြီးတော့လေထဲမှာအမုံမွားလေးများဖြင့်ပြိုကွဲပျောက်ကွယ်သွားပါလေတော့တယ်နန်လောကစစ်မြေပြင်ကငြိမ်ညံ့သွားပြီးတော့ကိုရဲရင်ရဲ့စိတ်အာရုံများကလည်းလူလောကစီကိုအလင်းအမြန်ပြန်လည်ရောက်ရှိလာပါလေတော့တယ်ကိုရဲရင်မျက်လုံးဖွင့်လာတဲ့အချိန်မှာတော့သူကရန်ကုန်မြို့မှာရှိရဲ့မိမိရဲ့နေအိတ်ခမ်းတွင်းထဲကိုရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်သူ့ရဲ့ဘေးမှာတော့လီလာကသူ့ရဲ့လက်ကိုတင်းကျပ်စွာဆုပ်ကင်ထားပြီးတော့မျက်ရည်များကျဆင်းလျက်ရှိနေအခန်းရဲ့တောင်းမှာတော့ဇာကြီးဦးသားတင်ကပေးရည်များပတ်ဖြန်းရင်းနဲ့မြတ်တာတုတ်ကိုရွတ်ဖတ်တဲ့ဆဲနေပါတယ်ကိုရဲတတိယလာပြီလားနီလာအရင်စိတ်တွေပူနေခဲ့တာနီလာကငိုတန်လေးဖြင့်ပြောရင်းနဲ့ကိုရဲရင်ရဲ့ရင်ဝင်ထဲကိုတိုးဝင်လာပါတယ်ကိုရဲရင်ကဇနီးတဲ့ရဲ့ကြောပင်လေးကိုပုတ်သက်ပေးလိုက်ပြီးရဲ့နောက်မှာတော့ဆရာကြီးကိုလှန့်ကြည့်လိုက်တယ်ဆရာကြီးကလည်းအပြုံးပြကောင်းကျင်ပြပြီးတော့အရာအလုံးအောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ကြောင်းကိုလည်းအချက်ပြလိုက်ပါတယ်မြားနေရဲ့ဝိညာဉ်ကတော့အဘိဓမ္မာကျွတ်လို့သွားခဲ့ပြီးရဲရင်ရေမင်းရဲ့စိတ်ဆွမ်းအားနဲ့မြေတာဓာတ်ကသူ့ကိုငြိမ်းချမ်းခွင့်ပေးလိုက်နိုင်တာပဲကွာဆရာကြီးကပြောပြလိုက်ပါတယ်ဒါပေမဲ့လည်းဒီຢာတွေကဝေကြီးရဲ့အဆုံးသတ်မဟုတ်သေးဘူးအတိတ်ကအမားများအတွက်တောင်းပန်ခြင်းနဲ့ကျွတ်လို့သူများပုံမကောင်းမွန်သောဘဝရောက်ရှိစေရန်အတွက်ရည်ရွယ်ပြီးတော့နောက်ထပ်ရက်နှဲငယ်ကြာမှာတော့ကိုရဲရင်နဲ့နီလာတို့ဇနီးမောင်နှံကဘုံကြောင်တစ်ကြောင်ကိုတွားရောက်ပါစွန့်ကြီးတရားနာတဲ့အလူကြီးတစ်ခုကိုပြုလုပ်ခဲ့ကြတယ်တို့လူမှာတော့ညနေဥပမောင်နဲ့တကွာထိုခေတ်ကဘာဝင်ပတ်သက်ခဲ့သူအားလုံးအတွက်အမျှတမ်းများကိုရည်စူး၍ဝေပေးခဲ့ကြတယ်ရေသက်ကြအမျှဝေခြင်းမှာတော့လီလာရဲ့ရင်ထဲမှာလွန်စွာပေါ်ပလန်းဆန်သွားပြီးတော့နေပေါင်းများစွာထမ်းပိုးထားရသောကျင်းသားကြီးတစ်ခုကအပီးတိုင်ကင်းစင်သွားလိုမျိုးခံစားလိုက်ကြရတယ်ရတရပတ်အနှဲငယ်ကြာပြီးတဲ့နောက်မှာတော့သူတို့ရဲ့မိသားစုဘွားလေးကပုံမှန်နေထားကိုပြန်လည်ရောက်ရှိလာခဲ့ကြတယ်လီလာကလည်းရခိုင်ငတ်ကဲ့သို့တက်ကြွလန်းဆန်လာပြီးတော့အိမ်မှုကိစ္စများကိုပြောရှင်းစွာလုပ်ကင်နေပါတယ်ကိုရဲရင်ကလည်းမိမိရဲ့ဘန်တို့တိုင်းပညာလေ့ကျင့်မှုများကိုပုံမှန်ပြန်လည်စတင်နိုင်ခဲ့တနေ့သောညနေခင်းမှာတော့လေယောင်ကြီးကပရင်းပေါက်မှတဆင့်အိမ်ခန်းတွင်းကိုဖြာချနေပါတယ်လီလာကမန်တင်ကုန်ရှိမှထိုင်ကမိမိရဲ့သပင်များကိုပလတ်စတစ်ဘီးတင်အသစ်လေးတစ်ချောင်းဖြင့်ဖြင်းညံ့စွာဖိတင်နေတယ်ကိုရဲရင်ကဂရင်းပေါ်မှာစာအုပ်တော်ကိုဖတ်ရင်းနဲ့ကျစနီလေးရဲ့ကြောပြင်ကိုကြည့်ကကြည်နူးမိနေပါတယ်ဒါပေမဲ့လည်းနီလာကမှန်ထဲမှာမိမိရဲ့ပုံရိပ်ကိုစက်ကြည့်လိုက်တဲ့အချိန်မှာတော့ထူးဆန်းတဲ့အရာတစ်ခုကိုလျှက်တစ်ပြက်သတိထားမိလိုက်မန်ထဲမှာရှိတဲ့သူမရဲ့မျက်ဝန်းအိမ်တွင်းထဲမှာတော့အလွန်သေးငယ်တဲ့အနီရောင်သွေးစလေးတစ်စက်ကလင်းလက်သွားလိုမျိုးထင်မြင်လိုက်ရတယ်။ဒုမကမျက်နှာတစ်ချက်ခတ်လိုက်တဲ့အချိန်ထဲမှာတော့ဟိုຢာကလည်းချက်ချင်းပျောက်ကွယ်သွားတယ်။လီလာကခေါင်းကိုခါရမ်းလိုက်ပြီးတော့မိမိအမြင်မှားခြင်းလို့သာပြင်မယ်လို့ဖြေတွေးလိုက်ပါတယ်။ဒါပေမဲ့ထိုးညလေးပြတိုက်ခတ်လာတဲ့အချိန်မှာတော့အခန်းတွင်းမှာတိတ်မသိတာသောအလွန်ခက်သက်ဖြစ်နေတဲ့ဘရိုမိတ်ခေါင်းလေးစီအနံလေးတစ်ခုကစက္ကန့်ပိုင်းများလွင့်ပြန်လာပြီးတော့ပြန်လည်ပျောက်ကွယ်သွားခဲ့တယ်။အရာအလုံးကမှန်တကယ်ပြီးဆုံးသွားခဲ့ပြီလား။ဒါမှမဟုတ်ရင်25နှစ်တည်းနဲ့အမြင့်တွယ်ခဲ့တဲ့ကျိန်သားရဲ့အငွေ့သက်အနေငယ်ကသူတို့ရဲ့ဘွားထဲမှာအပြီးတိုင်ပျောက်ကွယ်မသွားသေးဘဲနဲ့နောက်တနေရာမှာပုံးခိုနေသေးလားဆိုတာကိုတော့နောက်ထပ်အခန်းများဖြစ်တဲ့နောက်ထပ်အခန်းများမှာဇက်လက်ဖြည့်ရှင်းရမယ်ကြီးမားသောလှုပ်ဝက်ချက်ကြီးတစ်ခုဖြစ်ရင်ခုန်ပွဲဟာကြံရင့်နေခဲ့ပါလိတော့တယ်ဇလန်းရဲ့အဆုံးသက်အလှည့်ပြောင်းကဇာဘတ်သူများမထင်မှတ်ထားသောလမ်းကြောင်းတစ်ခုကိုဥတီသွားတော့မှာဖြစ်ပါလိတော့တယ်ခင်ဗျာအချိန်ဒီကတရွေ့ရွေ့ကုံဆုံးသွားခဲ့ပြီးတော့အခုဆိုရင်ထိုကြောက်မဖွယ်ရဖြစ်ရကြီးပြီးဆုံးသွားခဲ့တာက3လတင်းတင်းပြည့်ခဲ့ပြီဖြစ်ပါတယ်ကိုရဲနဲ့နီလာတို့ရဲ့ဘဝကလည်းမှုန်တိုင်းပြီးစားပင်လယ်ပြင်ကဲ့သို့အေးချမ်းငြိမ်သက်နေပါတယ်ဒါပေမဲ့လည်းထိုအေးချမ်းမှုရဲ့အောက်ခြေမှာတော့မမြင်ရသောရေစီးကြောင်းများကလှုပ်ရှားနေစေဖြစ်ကြောင်းကိုတော့သူတို့နှစ်ဦးလုံးကသတိမထားမိခဲ့ကြဘူးတနေ့သောညနေခင်းမှာတော့ကိုရဲရင်ကအလုံးမှပြန်လာပြီးတဲ့နောက်အေကန်ဆိုပါပေါ်မှာနိုင်ယူနေစမှာပဲနီလာကမြူးဖို့ကြောင်တွဲမှာကော်ဖီကောတစ်ခွက်ကိုယူလာကသူ့ရဲ့ဘေးမှာဝင်ထိုင်လိုက်ပါတယ်ကိုရဲဒီရပိုက်နီလာအိမ်မက်တွေတိတ်မကောင်းဘူးသိလားအရင်တုန်းကလိုပဲမှောင်မဲနေတဲ့နေရာကြီးတစ်ခုထဲမှာနီလာတယောက်တည်းလမ်းပြောင်းနေလို့ပဲနီလာကတိုးဝေစာပြောလိုက်ပါတယ်ဝေရင်ကကော်ဖီခွက်ကိုလမ်းယူလိုက်ပြီးတဲ့နောက်မှာတော့နီလာရဲ့မျက်နှာကိုတေချာစူးစိုက်ကြည့်လိုက်နီလာရဲ့မျက်ကွင်းများကလည်းအနှဲငယ်ဟောက်ပတ်ဖြစ်နေပြီးတော့တားရီမှာလည်းရခင်ကတော့စုပ်ပြမှုမရှိတော့မင်းစိတ်ဖိစီးမှုတွေပြားနေလို့ဖြစ်မှာပါနီလာအတိတ်ကကိစ္စတွေကိုပြန်တွေးပြီးတော့မပူပန်နေပါနဲ့တော့အားလုံးကလည်းပြီးသွားပြီပဲကိစ္စကိုကိုရဲရင်ကနှစ်သိမ့်စကားဆိုလိုက်ပါတယ်ဒါပေမဲ့ကိုရဲရင်ရဲ့ရင်ထဲမှာတော့မရှင်းလင်းသေးတဲ့တန်တရားတစ်ခုကကိန်းအောင်နေစေဖြစ်ပါတယ်လုံငန်းသောညနေကသူအိယာမှနိုးထလာတဲ့အချိန်မှာနီလာကဂရင်ပေါ်မှာရှိမနေပဲနဲ့မန်နေကုန်ရှိမှရက်ကမန်ထဲမှာရှိရဲ့မိမိရဲ့ပုံရိပ်ကို
စိုက်ကြည့်နေတာကိုသူမြင်တွေ့ခဲ့ရတယ်။သူခေါ်လိုက်တဲ့အခါမှာနီလာကလက်ပြန်သွားပြီးတော့အိယာထဲကိုပြန်ဝင်လာခဲ့တာဖြစ်တယ်။ထိုချိန်ကနီလာရဲ့မျက်ဝန်းတွေအတွင်းထဲမှာတော့သူတခါမှမမြင်ခဲ့ဘူးတဲ့အေးဆက်ဆက်ငွေသက်တစ်ခုကိုလျှက်တစ်ပြက်တွေ့လိုက်ရသမျိုးသူခံစားခဲ့ရတယ်။အဲ့ဒီညကပဲကိုရဲရင်ကအိမ်မပြောနိုင်တော့ဘဲနဲ့ဆရာကြီးဦးတာတင်ထံကိုဖုံးဆက်ကတိုင်ပင်ရစဉ်းစားမိပြီမလဲအချိန်မြင့်မရှိသောတန်တရားများကြောင့်ဆရာကြီးကိုအနောက်ရှက်မပေးလို့သဖြင့်မဆက်ခဲ့ဘူး။ဒါပေမဲ့လည်းအခုချိန်မှာတော့နီလာရဲ့စကားကြောင့်သူ့ရဲ့တန်တရားများကဘုံမကြီးထွားလာခဲ့ပြီ။ညာနီရဲ့ဝိညာဉ်ကအမှန်တကယ်ပြီးတန်ကျွတ်လွတ်သွားခဲ့ပြီလား။ဒါမှမဟုတ်ရင်နီလာရဲ့သွေးကြောများတွင်းထဲမှာမတိမတာပုံအောင်နေသေးသလားဆိုတဲ့အပြေကရှာများသောဘိန်းလေးတစ်ခုပြည့်ရှိနေ။နောက်တစ်နေ့နံနက်မှာတော့ကိုရဲရင်ကအလုပ်ကိုမသွားမီသူရဲ့ဘန်တို့တိုင်းပညာလေ့ကျင့်ရာအခန်းတွင်းထဲကိုဝင်ရောက်ကဘာဝနာကမ္မထမ်းကိုအချိန်ယူမှတ်ယူလိုက်ပါတယ်။သူရဲ့စိတ်ရယုံကိုအမြင့်ဆုံးနေထားသည့်ဒီညင်အောင်ထိန်းချုပ်လိုက်ပြီးတဲ့နောက်မှာတော့အိမ်တွင်းထဲမှာရှိတဲ့လေထုကိုစူးစမ်းကဲ့ခတ်ကြည့်လိုက်။သူရဲ့အာရုံထဲမှာထူးခြားသောပြောင်းလဲတစ်ခုကိုမြင်တွေ့လိုက်ရတယ်။အိမ်ရဲ့တောက်တနေရာအထူးသဖြင့်နီလာရဲ့အိမ်ခန်းဘက်မှာအလွန်မိန်ပြော့သောအမဲအောင်စွမ်းရည်တစ်ခုကတပြေးပြေးလွင့်ပြန်နေတာကိုသူသိရှိလိုက်ရတယ်။ဒီစွမ်းရည်ရခင်ကမြဏိဝိညာဉ်မှာထွက်ပေါ်လာခဲ့သောပြင်းထန်တဲ့အညှိုးငွေ့သက်မျိုးမဟုတ်ဘဲနဲ့အလွန်တိမ်မွေ့ပြီးတော့တိတ်ဆိတ်စွာကိန်းအောင်နေသောအစိတ်ငွေတစ်ခုနဲ့တူနေပါတယ်။ကိုရဲရင်ရင်ထဲမှာတော့လေလံမော်တစ်ခုဖြစ်ပေါ်လာတယ်။ညနေကမိမိရဲ့ဝိညာဉ်ကိုလုံးဝဖျောက်ဖျက်မပစ်ဘဲနဲ့အနေငယ်သောစိတ်ပိုင်းတစ်ခုကိုနီလာရဲ့မသိစိတ်အတွင်းမှာအစိတ်ချကချမ်းရထားခဲ့ကြောင်းပြန်နံကြောင်းကိုသူကောင်းစွာသဘောပေါက်လိုက်တယ်။ဒီအကြောင်းငယ်လေးကအချိန်ကြာလာတဲ့အမျှပုံမကြီးမှလာပြီးတော့တနေ့နေ့မှာအကြီးကျယ်ပေါက်ကွက်ထွက်နိုင်တဲ့အန်နယ်ကလည်းရှိနေ။အချိန်များကလာမနှစ်ကိုကူးပြောင်းလာခဲ့ပြီးတော့လွန်ခဲ့သောဖြစ်ရကြီးဖြစ်ပွားခဲ့တာမှာတနေ့တင်းတင်းပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ကိုရဲရင်ကမိမိတွေ့ရှိခဲ့သောတန်တရားကိုဆရာကြီးဦးတာရင်ထံကိုလက်ဝဲစွာသွားရောက်တိုင်ပင်ခဲ့ပြီးတဲ့နောက်မှာတော့ဆရာကြီးရဲ့လမ်းညွှန်မှုများဖြင့်နီလာမသိအောင်အိမ်တွင်းထဲမှာအကာအကွယ်စီရင်များကိုလေတစိတ်ပြုတ်လို့ထားခဲ့။ဒါပေမဲ့လည်းနီလာရဲ့ခြေနေများကတဖြည်းဖြည်းဆိုးရွားလာခဲ့ပါတယ်။နီလာတယောက်နေကင်းပါများတွင်ပုံမှန်တိုင်းရှိနေပေမဲ့လည်းညဘက်ရောက်လာရင်အိမ်မက်ဆိုးများကြောင့်မကြာခဏလန်နိုးတက်ပြီးတော့တခါတရံအကြောင်းပြချက်မရှိဘဲနဲ့ရောသားတကြီးအော်ဟစ်တက်ပါတယ်။ဒီတက်ပို့ပြီးတော့ထူးဆန်းတဲ့အရာကနီလာကရခင်ကလုံးဝဝစ်စင်လေးမရှိသောအနီရောင်ရဲရဲဝစ်စုံများကိုဝစ်စင်လာခြင်းနဲ့နှကန်းဒီများကိုအလွန်တောက်တောက်ပြောင်ပြောင်ဆိုးလာခြင်းပင်ဖြစ်တယ်။ဒီပြုမှုတွေကညနေသက်ရှင်စဉ်ကအကြိုက်ဆုံးသောအပြင်စင်များဖြစ်ကြောင်းကိုလည်းကိုရဲရင်တရားသိရှိထားလို့သူရဲ့ရင်ထဲမှာစိုးရိမ်မှုများကတနေ့တခြားပုံမကြီးထွားလာခဲ့တယ်။တနေ့သောညနေခင်းမှာတော့ကိုရဲရင်ကအလုံးမှာစောစောပြန်ရောက်လာခဲ့ပါတယ်။အဲ့ဒီတကားကိုဖွင့်ဝင်လိုက်တာနဲ့အိမ်တွင်းထဲမှာထိုရင်းနှီးနေသောရိုမိတ်ခေါင်းလင်းစီနန်းနဲ့ဈေးပေါ်ပေါ်ရေပွေးနှန်းတို့ရောရှက်နေသောညှိစွတ်စွတ်နန်းကြီးကအတိုင်းသားလွင့်ပြန်နေတာကိုသတိထားမိလိုက်တယ်။ကိုရဲရင်ခြေလက်များတုံငင်းနဲ့ရက်သွားပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားများအသက်အနေထားကိုတင်းမာသွားကြတယ်။သူကသမမီစီပဲနဲ့အိမ်ခန်းတကာကိုဖြင်းညံ့စွာရှောက်သွားလိုက်ပါတယ်။အိမ်ခန်းတကာနိုင်ငံဟနေပြီးတော့အတွင်းမှာမြူးကြွသောရိုးရာဆိုင်ဝမ်တိခတ်တန်းများကိုခက်တက်တက်ကြားနေရတယ်။ကိုရဲရင်ကတကားချမ်းမှချမ်းကြည့်လိုက်တဲ့အခါမှာတော့မျက်စိရှိမှရှိရဲ့မြင်ကွင်းကြောင့်သူရဲ့လုံးသားတစ်ချက်ရက်တန့်သွားလိုမျိုးခံစားလိုက်ရတယ်။နီလာတယောက်အခန်းလယ်မှာရက်ကမန်နေကုန်ရှိမှကားပြဖြောပြေးနေပါတယ်။ဒါပေမဲ့လည်းသူမရဲ့ဟန်ပန်များကနီလာရဲ့ဟန်ပန်များနဲ့လုံးဝမတူဘဲနဲ့အလွန်တရာနှွယ်နှောင်းလွန်းနေပြီးတော့ပွဲကားပြနေသူတယောက်လိုမျိုးအမူအရာလွန်ခဲ့နေပါတယ်။ဒီထက်ပိုပြီးကြောချမ်းပွေရကောင်းတဲ့ຢာကမန်ထဲမှာရှိတဲ့နီလာရဲ့ပုံရိပ်ကနီလာမဟုတ်ဘဲနဲ့မိတ်ကပ်များအပြည့်ခြေသားထားတော့ညနေရဲ့ကြမ်းတမ်းသောယောက်ျားမျက်နှာပေါက်ကြီးဖြစ်နေခြင်းပင်ဖြစ်ပါ။အကိုပြန်လာပြီလား။ကျမကိုလာကြည့်ပါလား။နီလာရဲ့နှကမ်းမှာအော်ရှာရှာယောက်ျားတန်ကြီးထွက်ပေါ်လာပြီးတော့ကိုရဲရင်ရှိရာတကားစီကိုလှည့်ကြည့်လာပါတယ်။ညနေရဲ့ဝိညာဉ်စိတ်ပိုင်းကတနေ့တာကာလအတွင်းမှာနီလာရဲ့မသိတဲ့အတွင်းမှာအင်အားများစုဆောင်ကအခုကပြေးဝနှိုးထလာပြီဖြစ်ပါတယ်။ရခိုင်ကဲ့သို့ပြင်ပမှာဘူးကခြင်းမဟုတ်ဘဲနဲ့နီလာရဲ့ဝိညာဉ်နဲ့တသားနဲ့ပေါင်းဆက်သွားတဲ့အနေအထားမျိုးဖြစ်နေလို့ဖယ်ရှားရင်အလုံးမင်ခက်ခဲမိဖြစ်ကြောင်းကိုလည်းကိုရဲရင်တယောက်ချက်ချင်းသဘောပေါက်လိုက်။ညနေမင်းရဲ့လှည့်ကွက်ကတော့ပြီးဆုံးသွားပြီ။အခုချိန်တော့မင်းကအပိပြန်ရှင်းနေပြင်မယ်။ကိုရဲရင်ကအခန်းတကားကိုတွန်းဖွင့်ကအော်ဟစ်လိုက်ပါတယ်။ညနေကတကယ်ရဲမောလိုက်ပြီးတော့အကိုကဘလို့ရှင်းလဲမှာလဲ။အကိုပြက်စီးလိုက်အကိုရဲ့ချစ်စနီးလေးပါသေသွားမှလေ။အခုကျမတို့ဝိညာဉ်နှစ်ခုကခွဲကြလို့မရအောင်ပေါင်းဆက်သွားပြီ။အခုကျမကိုလက်ခံရုံကလွဲပြောတခြားရွေးချယ်စရာမရှိတော့ဘူးနော်။ဆိုပြီးတော့မြနီကစိန်ခေါ်လိုက်ပါတယ်။ကိုရဲရင်ကမိမိရဲ့ဘန်တို့တိုင်းပညာအစွမ်းများကိုအပြေအဝစူးစီးလိုက်ပြီးတော့နောက်ဆုံးတိုက်ပွဲကြီးတစ်ခုအတွက်အသင်ပြင်ဆင်ထားလိုက်ပါလီတော့တယ်။ဒီတိုက်ပွဲကရခင်တိုက်ပွဲများထက်များစွာပုံမခက်ခဲကြမ်းတမ်းမိဖြစ်ပြီးတော့အမားရွယ်နှဲငယ်ရှိရနဲ့ကျေစနီးအသက်ကိုပါဆွန့်လွတ်ရမည်အနေထားတွင်ရှိနေပါလေ။ဒါမှမဟုတ်နောက်ဆုံးအခန်းမှာတော့အမောင်လောကရဲ့ပြင်းထန်သောပေါက်ကွဲမှုကြီးနဲ့မမျော်လင့်ထားသောအဆုံးသက်အလဲပြောင်းကြီးကိုဇာဘတ်သူများရင်ခုန်ဖွယ်ရတွေ့မြင်ရတော့မှာ
ဖြစ်ပါလေတော့တယ်ခင်ဗျာအခန်းတွဲမှာရှိတဲ့လေတူးကအလွန်တရာလေးလံအေးဆက်နေပြီးတော့ညနေရဲ့အော်ရှက်ရှက်ရေမောတန်ကြီးကနိုင်များစီမှာပဲ့တင်ထက်ကထွက်ပေါ်နေပါတယ်ညနေကနီလာရဲ့ခန္ဓာကိုယ်ကိုအပြည့်အဝထိန်းချုပ်ထားလိုက်ပြီးတော့ကိုရဲရင်စီကိုလျှက်တစ်ပြက်အရှင်ဖြင့်ပြေးဝင်လာပါတယ်ဒုမိုင်းလက်သက်ရှေကြီးများကဓာသွားများလာထက်မြက်နေပြီးတော့ကိုရဲရင်ရဲ့လေပင်စီကိုလမ်း၍ကုတ်ဖက်ရန်ကြိုးစားလာတယ်ကိုရဲရင်ကတောင်းစစ်သည့်ခြေကွက်ဖြင့်နောက်ကိုလှင်မြန်စွာတလန့်ဆုပ်လိုက်ပြီးတော့ညာနီရဲ့တိုက်ခိုက်မှုကိုရှောင်တိန်လိုက်ပါတယ်မင်းရဲ့အကြံစီတွေကအောင်မြင်မှာမဟုတ်ဘူးများနီလာရဲ့ဝိညာဉ်ကမင်းတို့အများကြီးပို့ပြီးတော့ဖြူစင်တန်ပါတယ်ကွာကိုရဲရင်ကအော်ဟစ်လိုက်ပြီးတော့ဘန်တို့တိုင်းပညာရဲ့အစိမ့်မြင့်ကာကွယ်ခြင်းခြေကွက်များကိုအသုံးပြုကောင်းဆက်လက်ပုတ်ကန်နေရပါတယ်ညနေရဲ့တိုက်ခတ်မှုများကအလွန်ကြမ်းတမ်းပြီးတော့အားပါလာပြီမဲ့လေကိုရဲရင်ကမိမိရဲ့ဇနီးတဲ့ခန္ဓာကိုယ်ဖြစ်နေလို့ပြန်လည်တိုက်ခတ်ခြင်းမပြုဘဲနဲ့အပျော်ဆဲတန်းကန်များဖြစ်တာထိမ့်ချုပ်နေရတယ်။ဒီအချိန်မှာပဲဆရာကြီးဦးသားရင်တင် जा ပေးခဲ့တော့နောက်ဆုံးအစီရင်တစ်ခုကိုသူသတိရရှိလိုက်တယ်။ဒီအစီရင်ကမိမိရဲ့အသက်ဝိညာဉ်ကိုသတိပြီးတော့တစ်ဖက်လူရဲ့ဝိညာဉ်အတွင်းမှာရှိတဲ့အငြိအကျေးများကိုစေကြောတန့်စင်ပေးတဲ့အလွန်အန္တရာယ်များသောဝိညာဉ်ဖလှယ်ခြင်းစီရင်တာဖြစ်တယ်။ကိုရဲရင်ကတိုက်ခိုက်မှုများကိုရှောင်ရှားရင်းနဲ့အခန်းအလယ်ကိုရောက်ရှိအောင်ကြိုးပမ်းလိုက်ပါတယ်။အဲဒီနောက်မှာတော့ကြားရန်ခြေခွက်ဖြင့်မြေကြီးပေါ်မှာအခိုင်အမာရက်တည်လိုက်ပြီးတော့ဘာဝနာကမ္မထံကိုအမြင့်ဆုံးအနေထားတွေမှတ်ယူလိုက်ပါတယ်။သူရဲ့ခန္ဓာကိုယ်အတွင်းမှာဖြူစင်သောစိတ်ဆွမ်းရည်များကအပြင်ကိုတောက်ပစွာထွက်ပေါ်လာပြီးတော့အခန်းတစ်ခုလုံးကိုလင်းထိန်သွားစေ။ညနေကထိုလင်းရင်ကိုမြင်တဲ့အခါမှာတော့အလွန်တရာထိတ်လန့်သွားပြီးတော့နောက်ကိုဆုတ်ရန်ကြိုးစားပေးမယ်လေ။ကိုရဲရင်ကလျှက်တစ်ပြက်အရှိကိုတိုးဝင်ကနီလာရဲ့ပကုံးတစ်ပတ်ကိုဒင်းကျစွာဆုပ်ကင်လိုက်ပါတယ်။နီလာကို့ကိုခွင့်လို့ပါကွာ။မင်းတို့ကကိုလို့ပေးနိုင်တာဒီတစ်ခုပဲရှိရလို့ပါ။ကိုရဲရင်ကတိုးတိုးလေးပြောလိုက်ပြီးတော့မိမိရဲ့နှစ်ဖက်ကိုနီလာရဲ့နှစ်ဖက်နဲ့အတင်းပုတ်ကတ်လိုက်ပါတယ်။ဒီလိုမျိုးပုတ်ကတ်လိုက်တာနဲ့တပြိုင်နက်ကိုရဲရင်ရဲ့ဖြူစင်သောစိတ်ဆွမ်းရည်များကနီလာရဲ့ဝိညာဉ်အတွင်းကိုအရှိန်ဟုန်ဖြင့်စီးဝင်သွားပြီးတော့ညာနီရဲ့အမဲအောင်စွမ်းရည်များနဲ့အပြင်းထန်တိုက်ပွဲဖြစ်ပွားပါလီတော့တယ်။ဒီရာကရုပ်ပိုင်းဆိုင်ရာတိုက်ပွဲမဟုတ်ဘဲနဲ့နန်လောကအတွင်းမှာရှိရဲ့ဝိညာဉ်ရေးဟာစစ်မြေပြင်ကြီးတစ်ခုဖြစ်နေပါတယ်။ညာနီရဲ့ဝိညာဉ်ကအလွန်နာကျင်စွာအော်ဟစ်ရုန်းကန်နေရပြီမဲ့လေကိုရဲရင်ရဲ့ဆွန့်လော်နေတာခံသောမြတ်တာစွမ်းအားကိုတော့ဘလို့မှမရှင်းနိုင်ခဲ့ဘူး။တပြေးပြေးနဲ့ညာနီရဲ့အမဲအောင်စွမ်းရည်များကအပြေအောင်လင်းနှမ်းများအောက်မှာတော့အယောင်လွင့်ပြေသွားပြီးတော့လုံးဝပျောက်ကွယ်သွားပါလီတော့တယ်။ဒီကရဲ့ခန္ဓာကိုယ်ကအာရင်ကုန်ခန့်ကကိုရဲရင်ရဲ့ရင်ဝင်တွင်းကိုဝေကောက်ကျဆင်းသွားပါတယ်။ကိုရဲရင်ကလည်းသူ့ရဲ့စိတ်ဆွမ်းရည်အားလုံးကိုအသုံးပြုလိုက်ရလို့အလွန်တရာနွမ်းနယ်ပင်ပန်းနေခဲ့ပြီဖြစ်ပါတယ်။သူကနီလာကိုပွေ့ကြည့်ကဂရင်ဘော်ကိုတင်ပေးလိုက်ပြီးတော့ဒုမရဲ့နဘူးလေးကိုညံသာစွာနမ်းရှိုက်ပေးလိုက်တယ်။အခုတစ်ချိန်တော့အားလုံးပြီးဆုံးသွားပါပြီနီလာ။သူကတီးတို့ပြောလိုက်ပါတယ်။နောက်နေ့နက်ခင်းနေအောင်ကြီးပရင်ပေါင်းမှာလက်စင်းအိတ်ခန့်အတွင်းထဲကိုလာရစွာဖျားကျနေပါတယ်။နီလာကလည်းအိယာမှာနိုးလာတဲ့အချိန်မှာတော့ဒုမရဲ့ရင်ထဲမှာရခင်ကကဲ့သို့လေးလံမွန်းကျက်မှုများမရှိတော့ဘဲနဲ့လွန်ပေါ်ပါစွာလန်းဆန့်နေတာကိုခံစားလိုက်ရတယ်။များနေရဲ့ငွေသက်များကဒုမရဲ့ဝိညာဉ်အတွင်းမှာအပီးနဲ့ကင်းစင်သွားပြီဖြစ်ကြောင်းကိုဒုမကောင်းစွာသိရှိလိုက်ရတယ်။ကိုရဲရင်ကနီလာရဲ့ဘေးမှာထိုင်ကဒုမရဲ့လက်ကလေးကိုစုပ်ကင်ထားလိုက်ပါတယ်။ကိုရဲနီလာအိမ်မက်ကောင်းနေမှတ်တယ်။မှောင်မဲနေတဲ့နေရာကြီးတွေကနေကိုရဲဟာအလင်းရောင်နေနဲ့လာခဲ့တော့မြင်မှတ်တာ။နီလာကပြုံးကပြောလိုက်ပါတယ်။ကိုရဲရင်ကပြန်လဲပြုတ်ပြလိုက်ပြီးတော့အဲ့ဒါအိမ်မက်မဟုတ်ဘူးနီလာ။ကိုတို့နှစ်ယောက်ရဲ့အချစ်တွေကအမောင်တို့အားလုံးကိုဖြိုခွင်းနိုင်ခဲ့ပြီလေ။ဆိုပြီးတော့ပြန်လဲပြေချလိုက်ပါတယ်။လူနေမှာစားတယ်ပြီးတော့သူဇနီးမောင်နှံရဲ့ဘဝကတကယ်ကိုအေးချမ်းသားရသောကဘာလေးတစ်ခုအဖြစ်ကိုအပိတံပြောင်းလဲသွားခဲ့ပါတယ်။အတိတ်ကအမှားများသွေးကြွေးများနဲ့ကြောက်မဖွယ်ရဝိညာဉ်များရဲ့ကြောက်လန့်မှုများကလေနဲ့တူတွင်ပပျောက်ကွယ်သွားခဲ့လေပြီဖြစ်ပါတယ်။ဒါပေမဲ့လည်းသူတို့နှစ်ဦးလုံးရဲ့ရင်ထဲမှာတော့ဒီဖြစ်ရဆိုးကြီးကသင်္ကန်းစာတစ်ခုကိုတော့ထာဝရချမ်းရည်ခဲ့ပါတယ်။ဒါကောင်ကတော့မြစ်တာတရားနဲ့ကိုကျိုးဆုံးအနစ်နာခံရင်းနေတာမိသည့်အမောင်ဆွမ်းရင်ကိုမဆိုအောင်နိုင်တဲ့အစွမ်းထဆုံးသောလက်နက်ဖြစ်တည်ဟူသောအမှန်တရားပင်ဖြစ်နေပါလီတော့တယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခေါင်းမြတ်သူပဲဖြစ်ပါတယ်ခင်ဗျာ